တည်တဲ့အတိုင်းပဲ reading စမယ်အဲ့တော့ reading ကကြတော့ကျမတို့လေပု္ပ္ပာနံပါတ်က52ကစားရယ်နော်52ကစပြီးတော့ကြတော့ဗမာဆုံးလဲဆိုရင်ကြတော့ကျမတို့က81မှာဆုံးတယ်82လို့သဘောထားလိုက်ရင်တော့လုံးဝအပုတ်20နီးပါးပေါ့နော်ဆိုတော့ reading ကကျမတို့အပုတ်20ရှိရယ်ကွက်တီတော့မဟုတ်နှစ်ပေါ်မူတည်ပြီးတော့ပြောင်းနေဆိုပေမဲ့လေဆိုတော့အပုတ်20နဲ့ကိုတခါလေးတွက်ထားပါကျမပြောနေကြအတိုင်းပဲမင်းနာဆန်ကအပုတ်20ကိုတနာရီနဲ့ပြင်မယ်ဆိုရင်တော့တနာရီမှာမိနစ်60ဖြစ်တဲ့ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တပုတ်ကိုအများဆုံးပေါ့နော်3မိနစ်ပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချက်ဖြည့်ကြည့်ဖြည့်တဲ့အခါကျရင်အချိန်လေးမှတ်ပြီးတော့ဖြည့်ကြည့်ပါကျမနဲ့ဖြည့်တဲ့အချိန်ကတော့ကျမရှင်းပြနေရတာဖြစ်တဲ့အတွက်ပါဇက်ကဆက်တက်သလိုမပြောရင်တော့3မိနစ်နဲ့မပြီးဘူးပေါ့ကွယ်ဆိုတော့ကြတော့ကျမတို့အခုကတော့ reading ကိုတက်နိုင်သမျှပြီးအောင်တော့သွားမယ်ဒါပေမဲ့မပြောတတ်ဘူးပြီးမလားမပြီးလားဆိုတာကတော့ဆိုတော့ဘာပြောလဲဆိုရင် interview について筆者の考えに合うことは合うのはどれဆိုတော့ interview နဲ့ပတ်သက်ပြီးတော့ကြတော့ကွယ်စာရေးသူရဲ့အတွေးနဲ့နော်စာရေးသူရဲ့အတွေးနဲ့ကြိုက်တာပဲဟာလေတဲ့ကဲအဲ့တော့ interview နဲ့ပတ်သက်ပြီးတော့စာရေးသူရဲ့အတွေးနဲ့ကြိုက်တာကိုသွားပြီးတော့ကြည့်မယ်ဆိုတော့ဒီမှာစာပိုက်ကဘယ်လောက်ရှိလဲဆိုရင်ကြတော့ကြည့်လိုက်ရင်တော့6ချောင်းပဲရှိတယ်ဆိုတော့အကုန်ဖတ်လိုက်လေရတယ်ဒါပေမဲ့ငါတို့ဒီတတိထားရမှာစာရေးသူအတွေးအဲ့တော့လေစာပိုက်အတူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အနှစ်တော့ချုပ်တတ်ရမယ်နော်အဲ့ဆိုတော့စာပိုက်ကိုဖတ်မယ်အင်တာဗျူးမှာဆိုရင်ဂျွန်ဘီလည်းအရေးကြီးတယ်ဒါပေမဲ့ဂျွန်ဘီကားပါတယ်ဆိုကြတဲ့ဟိုသိရတော့မယ်အဲ့တော့ဂျွန်ဘီကအရေးကြီးတယ်ဆိုပေမဲ့လို့ပြောလိုက်ကြတဲ့ဟိုဂျွန်ဘီတက်ဘာဖြစ်တာရှိတယ်ပိုအရေးကြီးတယ်ပိုအရေးကြီးတာရှိတယ်အဲ့ဒါတွေကဟုတ်လားအခုစာဖတ်ပါများရင်မင်းသားဆန်လဲစကားသွားလာအောင်တည်လာပြီဆိုတော့အင်တာဗျူးမှာဂျွန်ဘီလည်းအရေးကြီးတယ်ဆိုပေမဲ့တကယ်လက်တွေ့အင်တာဗျူးရဲ့အခြေအနေရောက်လာပြီဆိုရင်ကြတော့一旦その準備で得たものすべて捨てなくてはならないအဲ့တော့ तू ကလေငါတို့ကတဲ့ဒီတဲ့တကယ်အင်တာဗျူးအခြေအနေရောက်သွားရင်ကြတော့တဲ့ငါတို့ဂျွန်ဘီလောက်လာတဲ့ဟာအကုန်လုံးကိုပေါ့နော်ဂျွန်ဘီတော့တစ်ခေါက်လောက်လာခဲ့လောက်လာပြီးသွားရင်တကယ်အင်တာဗျူးအခြေအနေရောက်သွားရင်ဂျွန်ဘီလောက်လာခဲ့တဲ့ဟာအကုန်လုံးကိုတဲ့စွန့်ပစ်မှရမယ်တဲ့ဘာလို့လဲပေါ့ဒါပေမဲ့လေမင်းနာဆက်တီထားဖို့ကငါတို့မြန်မာတွေပြောတဲ့အင်တာဗျူးဆိုတာမဲစစ်ဆိုနော်ဂျပန်ပြောတဲ့အင်တာဗျူးကမဲစစ်လိုမျိုးမဟုတ်ဘဲနဲ့သိရမလား celebrity တွေကိုအင်တာဗျူးလုပ်တာတို့ဘောလုံးသမားတွေကိုအင်တာဗျူးလုပ်တာတို့ဒါမျိုးကိုပြောတာနော်အဲ့ဒီအင်တာဗျူးကိုပြောတာဟိုမဲစစ်ကြီးကိုတော့မမြင်နဲ့နော်အဖြူမိန်းနဲ့ဖြေနေမဲစစ်ကြီးကိုတော့မမြင်နဲ့ဆိုတော့ကြတော့အင်တာဗျူးကိုတရက်ကို view ပြီဆိုရင်ကြတော့အဲ့ဒီအတွေ့အကြုံမစွန့်ပြေမရဘူးတဲ့ပြီးတော့တဲ့နော်အင်တာဗျူးလုပ်ပါတယ်ဆိုတော့ကြာမှာငါတို့ကဘာလို့ဖို့လုပ်တာလဲတစ်ဖက်လူရဲ့စကားကိုနားထောင်မှုလုပ်တဲ့ကိစ္စလေးနော်အဲ့တော့တစ်ဖက်လူရဲ့စကားကိုကလေးလေးနက်နက်နဲ့နားထောင်ပြီးတော့တဲ့နားထောင်ပြီးတော့အဲ့ဒီလူကဘာကိုပြောမလို့လုပ်နေတာလဲဒီကတော့ကျွန်မဒီတိုင်းဘာသာပြန်လိုက်တယ်နော် E1 တိုဆိုတာကြတော့ဒီမှာလေ EO တိုရှိသေးတယ်နော်အဲ့တော့ကြတော့ကျမတို့ဒီနံပါတ်1ဘာလုပ်မလဲအင်တာဗျူးချိန်တွေရောက်သွားရင်နားထောင်မယ်သူဘာကိုပြောနေလဲဆိုတာကိုနားထောင်မယ်ဒီနေရာမသိဘူးဆိုရင်နံပါတ်2ကိုသွားကြည့်နံပါတ်2ကဆိုနိုမမဇင်ဘူးနော်အဲ့တော့ तू ပြောတဲ့အဲ့ဒီအတိုင်းအဲ့ဒီမှာထွက်လာတဲ့စူပါရာရှိဖြစ်တဲ့စကလုံးတွေတို့ပြီးတော့ရင်ကြတော့ယူသားခနာကိုတော့ပါစကလုံးတွေတို့စကလုံးတွေမှာပါတဲ့အရေးကြီးတဲ့ message တွေကိုတို့အဲ့ဒါတွေအကုန်လုံးကိုမင်းနာဆန်စခမှုဖတ်ဆုံးမိဖို့လိုတယ်အဲ့တော့အရေးကြီးတာပြန်ပြောမယ်နံပါတ်1နားထောင်မယ်နံပါတ်2နားထောင်တဲ့အတိုင်းသူပြောတဲ့ဟာတွေကိုငါတို့ဒီစကမှုဖမ်းမိရမယ်အဲ့တော့စကောကာရာတွေယောဤထိုင်ဝါကဥမာတဲ့တကူထိုင်ဝါဆိုတဲ့ vocabulary တိလားတုံ့ပြန်နေစကားစကားအတော့အပြန်သီလားစကားဆိုတာတစ်ဖက်တည်းကပြောနေလို့မရဘူးလေအင်တာဗျူးလို့ပြောပြီးကိုကငုတ်တုတ်ကြီးပဲထိုင်ပြီးတစ်ဖက်လူကဇက်လိုက်တနားရီလောက်ပြောတာလည်းမဟုတ်ဘူးလေကိုကမေးမှသူကဖြေမှာလေဆိုတော့တတိကျကျဒါမျိုးသူပြောတာကိုနားထောင်မယ်သူပြောတဲ့တဲကဖမ်းဆုံးပြီးတော့မှအပြည့်အလှန်ဆိုတာရှိလာမှာလေအဲ့တော့ကောင်းတဲ့အင်တာဗျူးကကြတော့တဲ့နောက်မေးခွန်းကိုမေးပလိုက်ပြီးတော့ပြောချင်တာကကြတော့ငါတို့တွေအင်တာဗျူးမလုပ်ခင်မှာဘာလုပ်ထားလဲပြီးလုပ်ထားတယ်အဲ့ဂျွန်းပြီးလုပ်ထားတဲ့အချိန်မှာဘာကိုဂျွန်းပြီးလုပ်လဲနော်ဒီမေကွန်းပြီးရင်နောက်မေကွန်းဘာမေးမလဲဆိုတော့ငါတို့ဂျွန်းပြီးလုပ်ထားရလေအဲ့တော့ဂျွန်းပြီးကိုစွန့်ပစ်မှရမယ်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့နောက်မေးရမယ့်မေကွန်းကိုငါတို့ကမေ့ထားရမယ်သိလားအဲ့တော့နောက်မေးရမယ့်မေကွန်းကိုအရင်ဆုံးမေ့ထားရမယ်မေ့ထားပြီးတော့တစ်ဖက်လူရဲ့စကားကိုနားထောင်တော့မှသာအင်တာဗျူးဆိုတာအခုနာရဲ့တို့လုံနိုင်တဲ့အရာဖြစ်မယ်သူပြောချင်တဲ့ဟာကိုနားလည်တယ်မလားတစ်ဖက်လူစကားပြောနေတာကိုနားမထောင်မင်းနဲ့ကွာငါတို့ကနောက်မေးခွန်းဘာမေးရင်ကောင်းမလဲနောက်မေးခွန်းဘာပြောရမလဲအဲ့ဒါကိုပဲစဉ်းစားနေရင်ကြတော့တစ်ဖက်လူစကားကိုမကြားလိုက်ပဲနဲ့နောက်မေးခွန်းမေးရင်ကြတော့အဓိပ္ပာယ်မရှိဘူးလေ
ဆိုတော့အဲ့ဒါကိုပြောချင်တာအဲ့တော့အနှစ်ပြန်ချုပ်မယ်နံပါတ်1အရေးကြီးဆုံးကဘာလို့မှရမလဲဆိုနားထောင်ရမယ်ဒါပေမဲ့နားထောင်ရမယ်ဆိုပေမဲ့ဂျွန်းဘီကမလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးเนาะဂျွန်းဘီလုပ်တော့လုပ်ရမယ်ဒါပေမဲ့တကယ်အင်တာဗျူးရောက်သွားရင်ဘာလုပ်ရမလဲနားထောင်ရမယ်ဆိုတာတကူဂျွန်းဘီလုပ်လာတာကိုဘာလုပ်ရမလဲဆုံးပြရမယ်မေးပြရမယ်เนาะအဲ့ဒီလေးโอเคအဲ့တော့ငါတို့အခုသိတာဒီနှလုံးနဲ့နားထောင်ရမယ်ဂျွန်းဘီလုပ်လာတာစွန့်ပြရမယ်ဒီနှလုံးနဲ့ပဲငါတို့သိတယ်အဲ့ဒါနဲ့ကြိုက်တဲ့အဖြေကိုလိုက်ရှာမယ်ဆိုတော့နံပါတ်1နံပါတ်1ကကြတော့ဗာပြောလဲဆိုရင်ကြတော့ကိုဂျွန်းဘီလောက်လာတဲ့မိုနိုကနေပြီးတော့ဟာနာတဲ့သူကင်းကွာမယ်ဒီမှာကြတော့ vocabulary ကိုသူကပြောင်းပလိုက်တယ်တွေ့လားဆုံးပြစ်တာလည်းမဟုတ်မိပြစ်တာလည်းမဟုတ်ကင်းကွာမယ်ကင်းကွာပြီးတော့တစ်ဖက်လူရဲ့စကားကိုကောင်းကောင်းနားထောင်ဖို့ကအရေးကြီးတယ်မှန်လားမှန်လားမှန်ပါနော်မှန်ဖို့များတယ်နော်စကားလုံးကိုအဲ့လိုလေးလှည့်လိုက်ရင်မှန်ဖို့များတယ်လုံးဝဓာတ်ရိုက်ကြီးပေးတာတန်တရားဝင်ဖို့ကောင်းတာနံပါတ်2ကကြတော့ဂျွန်းဘီလောက်လာတဲ့ကိုဂျွန်းဘီလောက်လာတဲ့မိကွန်းနီးဆိုတယ်ဆိုတာသင်ခဲ့တယ်နော်ဗာတိပဲလေ grammar မှာအတိုင်းဆိုအဲ့တော့ကိုဂျွန်းဘီလောက်လာတဲ့မိကွန်းအတိုင်းတစ်ဖက်လူစီကနေပြီးတော့အရေးကြီးတဲ့ message တွေကိုဆွဲထုတ်ဖို့အရေးကြီးတယ်ကဲဂျွန်းဘီလောက်လာတဲ့မိကွန်းအတိုင်းမေးဖို့အရေးကြီးရလားဟုတ်နော်ဒါဂျူယောလားလို့ပြောရင်ဂျူယောတော့မဟုတ်ဘူးနံပါတ်2ကကြတော့တစ်ဖက်လူရဲတဲ့စကားကိုတည်တည်ချာချာနားထောင်တာအရေးကြီးတဲ့အတွက်ကြောင့်မို့လို့ဂျွန်းဘီလုပ်ဖို့ကလိုမလို့တဲ့မှန်လားမှားတယ်နော်ဂျွန်းဘီမလုပ်နဲ့ဂျွန်းဘီကမလို့ဘူး तू အဲ့လိုပြောတာမဟုတ်ဘူးဂျွန်းဘီတော့လုပ်လာဒါပေမဲ့တကယ်ဂျွန်းဘီဆိုတာမတိုင်ငင်မို့လို့လုပ်ရတဲ့အရာကိုဂျွန်းဘီလို့ခေါ်တာလေတကယ်လက်တွေ့မှာကြတော့ဂျွန်းဘီကိုမေ့ထားလိုက်တော့အဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက်ဂျွန်းဘီကလိုတယ်ဟုတ်တစ်ဖက်လူစီရတဲ့စူပါရာရှိဖြစ်တဲ့စကားလုံးကိုထုတ်ဖို့အတွက်ကလည်းဂျွန်းဘီကိုတဲ့အလုံးမလုံးဖို့လိုတယ်တဲ့ဆိုတော့ကြတော့ဂျွန်းဘီအလုံးမလုံးဖို့လိုတယ်ဆိုတဲ့သဘောကလည်းတိတ်မလုပ်လဲရတယ်ဆိုတဲ့သဘောမျိုးဖြစ်နေရော तू အဲ့လိုပြောလားပြောနော်ဒီမှာတော့အမှန်ဆုံးကအချီပန်အမှန်ဆုံးနော်အဲ့တော့နားထောင်မယ်နားထောင်ဖို့ကအရေးကြီးတယ်ဂျွန်းဘီလောက်လာကိုခဏထားလိုက်အဲ့လိုတိတ်ပဲโอเคအဲ့ဒါပဲအဲ့စာပိုက်ကနောက်စာပိုက်တော့မယ်နောက်စာပိုက်က email လာမယ်နော် email လာမှာဖြစ်တဲ့အတွက် email တွေဘာတွေလာရင်ပုံပွင့်လေးမျိုးပို့လွယ်တယ်ဘာဖြစ်လို့လဲဆိုတော့ email ဆိုတာဘာလို့လာတာလဲပြောချင်တာရှိလို့လာတာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့စာရေးသူရဲ့အတွေးကိုခမန်းမအောင်လို့လာပြောတာတက်စာရင်ခုနကလိုစာပိုက်ကြီးတစ်ပိုက်ပေးပြီးစာရေးသူရဲ့အတွေးကိုခမန်းခိုင်းတာတက်ဆိုင် email လာလိုက်တာကြတော့ဘယ်နေရာဘယ်ချိန်ဘယ်ဟာဘာလို့မှတိတိကျကျလာတာများတယ်အဲ့တော့ပုံပွင့်လေးပြောရင်တော့ကျွန်မ email ပို့ကြိုက်တယ်မှာပါတယ်ဒါပေမဲ့လူပေါ်မူတည်ပြီးတော့တူချင်မှလည်းတူမှာဆိုပေမဲ့ဆိုတော့53ကနာမည်မဖတ်ချင်ဘူးကျွန်မရှုပ်လို့အဲ့တော့ကြတော့ဘခုကျော်ဆိုတာကြားဘူးလားဘခုကျော်ဆိုတာကြတော့ဗာလေးဆိုရင်ကြတော့ကျမတို့လေနွားမွေးတာတို့သိုးမွေးတာတို့အဲ့လိုမျိုးအလဲပတ်သွားကြတယ်ကွာဒီလားဂျပန်မှာကြတော့လေဟိုဗာလေဘခုကျော်ဆိုရင်ကြတော့အဲ့ဒီတရိษံနေမွေးထားတဲ့ခြံဝင်းခြံကြီးပေါ့နော်အဲ့တော့တရိษံမွေးထားတဲ့ခြံအဲ့လိုပဲမှတ်ထားလိုက်တိတ်ဆံမွေးထားတဲ့ခြံဆိုတာဟိုကိုယ့်အိမ်ထဲမှာကိုခွေးမွေးတာအဲ့လောက်ကိုပြောတာမဟုတ်ဘူးနော်တိုးတို့နွားတို့စိတ်တို့အမြဲတမ်းမမြင်ရတဲ့တိတ်ဆံတွေကိုသူတို့မွေးထားပြီးတော့အဲ့ထဲမှာသူကဘယ်လိုပြောမလဲအလဲပတ်လေးတွေသွားတရားလေးလောက်ထားတာကဲအဲ့တော့ခြံထဲကနေပြီးတော့ကွာချီစုဇမဲအာဝါဆဲဆိုတာကြတော့စမဲအာဝါဆဲဆိုတဲ့ vocabulary သိလားမသိဘူးပဲဒါချီစုပဲငါတို့သိတယ်ဒါအကုန်ပြီးတော့မှရှင်းပြမယ်နော်မသိလဲဘာမှမဖြစ်ဘူးဆိုတဲ့အကြောင်းပြောချင်လို့အဲ့တော့ငါတို့ကချီစုကိုတဲ့ရှာနိုင်ဟန်ဘိုင်ကုမ္ပဏီအတွင်းကရောင်းနေစီမှာငါတို့ကဝယ်ခြင်းနဲ့ဝန်ထမ်းအဲ့ဒါဆိုရင်ကိုကုမ္ပဏီကထုတ်တဲ့ကိုကုမ္ပဏီပေါ့နော်ဒီကနေပြီးတော့ထုတ်လိုက်တဲ့ချီစုကိုဝယ်ခြင်းနဲ့ကွယ်ဝယ်ခြင်းနဲ့ဝန်ထမ်းကြတော့တဲ့ဒီခန်းကြီးကဘာဖြစ်မယ်ထင်လဲခန်းကြီးကြည်ကျင်အဖြစ်တန်အတွင်းနော်တန်အတွင်းပြောချင်တာဟိုဟာနဲ့တူတယ်ဟိုဗာလေရှိမခီတီအဲ့လိုတိတ်ပဲမျိုးနဲ့တူတယ်အဲ့ဒီအထီကိုတဲ့အေဂယောခဆိုတော့ marketing ဌာနပေါ့နော်အဲ့တော့ marketing ဌာနကိုတဲ့မေရူတဲ့မိုစီကိုမို့အဲ့တော့ဒီဝန်ထမ်းတွေကဝယ်ခြင်းအရင်ဆုံးကတော့ email နဲ့မိုစီကိုမီလောက်ရတယ်တင်ပါတယ် email နဲ့မိုစီကိုမီလောက်ပြီးသွားရင်ကြတော့တဲ့သူကဘာလုပ်ရင်ကောင်းမလဲတဲ့ okay အဲ့ဒါဒီလိုက်ရင်ရပြီအဲ့တော့ငါတို့ကသူဘာလုပ်ရမလဲဆိုတာကိုမိုစီကိုမီလောက်ပြီးသွားရင်ဘာလုပ်ရမလဲလိုက်ရှာပေးလိုက်ပြီးပြီရောသူရဲ့ပြဿနာကဲအားဆိုရင်လိုက်ရှာလိုက်မယ်ဆိုတော့ကြတော့ဒီမှာဝန်ထမ်းအားလုံးတို့ခုနကငါတို့ဝယ်ခြင်းတဲ့ cheese 30% discount ပေးမယ်ဝယ်ခြင်းတဲ့လူမိုရှိကိုမီရှောမှာနာမည်တွေပါတွေရေးပြီးသွားရင်ဒီရဲ့အထိဒီဌာနခုနကပြောတယ်နော် marketing ဌာနမိုရှိကိုမီဒီထိကမေခုမှာပါပြီးသားငါတို့မသိကြဘူးငါတို့သိကြတာအဲ့မှာမရှိဘူးငါတို့သိကြတာအဲ့နောက်မှာမရှိတယ်โอเค marketing ဌာနကို email ပို့ပြီးသွားပါပြီအဲ့ကြရင်ပတ်ဆက်လုံးမလဲစူးကြောပုံမှန်ဆိုရင်တော့ကုမ္ပဏီအတွင်းမှာရောင်းတာအတွက်ကိုငွေပေးချေတာရဲ့ဒီပစ္စည်းကိုတယောက်ကပတ်စံပေးမယ်လေဝယ်ခြင်းတဲ့လူကပတ်စံပေးမယ်ရောင်းမဲ့လူကပစ္စည်းပေးမယ်အဲ့ဒီဝါသားရှိရကြတော့ဘယ်သူကလောက်တာလဲဆိုရင်ဒီမှာခဲဒီဆိုတော့ကျမတို့ဟိုပါပေါ့နော်အဲ့တော့ဘာလို့ပြောမလဲ financial အဲ့တော့ကြတော့ငွေကြေးဌာနကပုံမှန်လုတ်ပင်မဲ့လို့ပြောကြရဲဆိုရင်ကြတော့ပုံမှန်သူတို့ကလုတ်တယ်ဆိုရင်ဒီတစ်ခေါက်သူတို့လုတ်အဲ့ဒါကြောင့်မို့လို့လေစာပိုက်တွေမှာရန်အရေးကြီးဆုံးအဲ့ဒီကားကိုမြင်ရန်ဝမ်းသားဘာလို့လဲဆိုတော့အဖြစ်အမှရှိလို့
အဲ့တော့ပုံမှန်ဆိုရင်ဒီဌာနလုပ်တယ်ဆိုပေမဲ့ဒီတစ်ခေါက်ကဘယ်သူကလုပ်မှာလဲဆိုခုနပြောတယ်အေကျော့က marketing ဌာနကပဲလုပ်မယ်အဲ့တော့ကြတော့ဘာလုပ်မလဲဆိုရင်ပတ်စံရဲ့ဟီခီကာရဲ့ပတ်စံနဲ့ဘာလုပ်မလဲအလဲလဲလုံးမှာလေပတ်စံနဲ့ဘာနဲ့ကိုလဲလဲလုံးမှာလဲတော့ဟင်းနဲ့ကိုအလဲလဲလုံးမှာဆွန်နိုဘအဲ့ဒီနေရာမှာရင်ဖြစ်တဲ့အတွက်ဘယ်နေရာမှာလဲကျောခါမှာလေအေကျောခါမှာလေဒီအနောက်မှာတော့ကာလာတွေဘာတွေရေးထားပြီမယ်ငါတို့မသိချင်ဘူးငါတို့ကကာလာသိချင်တာမဟုတ်ဘာလို့ရမလဲပဲသိချင်တာဘာလို့ရမလဲဆိုရင်ကြတော့အေကျောခါကိုသွားအေကျောခါကိုသွားပြီးသွားရင်ကြတော့ကိုကပတ်စံပေးသူကပစ္စည်းပေးနော်โอเคကဲအဲ့ဆိုလိုက်ကြည့်မယ်အဲ့တော့နံပါတ်1ခဲဒီကားတယ်အဲ့ကလေးကမှန်လားမလားမှားပါတယ်မားနော်တင်မားမယ်နှစ်မားမယ်ခဲဒီကာဖြစ်နေလို့နော်နံပါတ်3လေအေကျောခမှန်တယ်အဲ့တော့3ကကြတော့အေကျောခမှာစီဟာရိုက်ပတ်စံပေးခြင်းမယ်ဥခဲတို့တို့လက်ခံမယ်မှန်လားအဲ့ဆိုရင်3ကမှန်တယ်ဆိုရင်4ကဘာလို့မှားပါလိမ့်4ကကြတော့အေကျောခမှာစီဟာရိုက်ယူလုံးမယ်ဒါပေမဲ့ယူမာကကြတော့ဗမာယူမာလဲဆိုတော့ခဲဒီကာလို့ရေးထားတဲ့အတွက်ကြောင့်မလို့မှားတာနော်အဖြစ်မှန်ဆန်မှန်တွေ့လားဒါမျိုးပုတ်ဆိုရင်ပို့ပြီးတော့လွယ်ဒါကြပါဟိုဘယ်လိုပြောမလဲကြီးဆိုင်ကြီးလေတကယ်လက်တွေ့ဟိုမှာပါသွားတာ2023မှာပါသွားတာဆိုတော့မင်းနာဆန်လဲဒါမျိုးပါနိုင်တာပဲဆိုတော့ကျတော့မသိအခုကဘယ်ရောက်သွားပြီလဲဆိုတော့ကြတော့ကျမတို့စမ်ဘန်နော်စမ်ဘန်ကကြတော့ငှက်တော့တွေ့လိုက်တယ်ဒီမှာထိတ်ဆုံးမှာငှက်တယ်ကဲအဲ့တော့စာပိုက်ကိုတွားကြည့်မယ်မေကွန်းကဘာပြောလဲဆိုရင်ကြတော့တဲ့ထိုဒီနိုခီရိုကုနော်အဲ့တော့ကြတော့ငှက်ရဲ့မှတ်ညံတဲ့ခီရိုကုတော့ဖြစ်ကုန်ပြီခီရိုကုအဲ့တော့ကြတော့ငှက်ရဲ့မှတ်ညံနဲ့ပတ်သက်ပြီးတော့တဲ့စာရေးသူနဲ့ရှင်းပြချက်နဲ့ကြိုက်တာပါလဲမရှင်းပြချက်ကြိုက်တာတွေပါပြောမလဲငါတို့သိချင်တာပါလဲငှက်ရဲ့မှတ်ညံပါတော့ဒါပဲကဲငှက်ရဲ့မှတ်ညံဘာဖြစ်လဲဆိုတော့သွားကြည့်မယ်ဆိုတော့စာပိုက်ငှက်ရဲ့မှတ်ညံအောင်သွားကြည့်မယ်ဆိုတော့ကြတော့ငှက်တွေကကြတော့တဲ့စာပိုက်ကတော့ဒီလောက်ရှိတယ်ပေါ့နော်6ချောင်းရှိရဆိုတော့ဖတ်လိုက်မယ်ငှက်တွေကကြတော့တဲ့နေ့စဉ်ဘဝမှာတဲ့မြက်မဲတဲ့အတာရီယိုကန်ဆာစရှိအဲ့တော့ကြတော့မျက်လုံးနဲ့နော်ပတ်ဝန်းကျင်အမြဲတမ်းသူတို့လိုက်ကြည့်နေမလားအဲ့တော့ကိုယ့်ရဲ့ဘဝအတွက်အရေးကြီးတာလားမကြည့်တာလားကိုခွဲတယ်โอเคအဲ့ဒါဆိုစပြီးငှက်ကရင်ဆုံးဘာလို့လဲကြည့်တယ်ကြည့်ပြီးရင်ဘာလို့လဲခွဲတယ်နော်ကိုယ့်အတွက်ဘာလို့ခွဲလဲဆိုရင်အရေးကြီးလားမကြီးလားကိုခွဲတာပေါ့နော်ဒီမှာလေဂျူယောနာမိုနိုကာတိုကအရေးကြီးလားမကြီးလားကိုတို့ခွဲမယ်ခွဲပြီးတော့ရင်လိုတာကိုအရင်ဆုံးတို့ဘာလုပ်လိုက်လဲမှတ်ထားတယ်အဲ့တော့ကြတော့အရေးကြီးလားမကြီးလားကိုကြည့်လိုက်ပြီးတော့လိုရင်မှတ်မယ်တို့ကအဲ့ဆိုလိုရင်မှတ်မယ်ဒီနှစ်ကောင်ကတော့ဗမာငါတို့မသိဘူးအဲ့တော့ဒီမှာသွားကြည့်လိုက်မယ်အဲ့တော့ဘောဟာကရှီစင်းတော့နခတဲ့အခီတဲရီဒူဂျိုတိုင်ခါဝါတဲ့တေယူကြောတိုင်းအဲ့တော့အရှိရဒီခန်းကြီးရကြတော့ရာဆဲရဲ့ရှီခုရဲ့ဆိုပြီးတော့ရှိတယ်ရာဆဲရတိုင်းဒရိတ်ဆန်ကွာဒီလားဘာလို့ပြောတာလဲဆိုရင်ကြတော့ဟိုပါလေဒီတိုင်းမဲ့တောထဲမှာနေနေတဲ့ဟာတွေကရာဆဲအဲ့တော့ကျမတို့ခွေးချင်းတူတူလေကျမတို့မြန်မာမှာလိုမျိုးလမ်းဘေးမှာလွတ်ထားတာရာဆဲပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အိမ်ထဲမှာတည်ရမလားလေ့ကျင့်ပြုစုပြီးတော့ဖြိုးဤခုလောက်ထားလေဤခုလောက်ထားတဲ့ခွေးရကြတော့အဲ့ဒါဤခုနော်အဲ့ဆိုတော့ရာဆဲနဲ့အီခုရဲ့အောက်မှာဆိုရင်ကြတော့တဲ့ဆုတ်ကိုနီစွန်ဆိုင်စရုမိုနိုကဒီကတေယူတာမယ်အဲ့တော့ဘယ်လိုပြောလဲပတ်ဝန်းကျင်မှာရှိတာမတူးလေနော်ရာဆဲရဲ့ပတ်ဝန်းကျင်မှာရှိတာနဲ့နော်အိမ်ထဲမှာမွေးထားတဲ့အကောင်တကောင်ရဲ့ပတ်ဝန်းကျင်မှာရှိရတယ်မတူနိုင်တော့ကြတော့အရေးကြီးတယ်လို့နော်ဆုံးဖြတ်တဲ့ဟာကြတော့အကြီးกว่าကြတယ်အော်နီရောအခုလောလောဆယ်ပြောနေတာငှက်အကြောင်းနော်အဲ့တော့ပြောချင်တာလှောင်ကြိုက်နေမှာမွေးထားတဲ့ငှက်နဲ့တောထဲမှာရှိတဲ့ငှက်နဲ့အဲ့လိုမျိုးလုံးနဲ့မြင်လိုက်ဆိုတော့သူတို့နှစ်ယောက်ကမျက်လုံးထဲမှာမြင်နေရတဲ့အရာတွေကမတူတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အရေးကြီးတယ်လို့ဆုံးဖြတ်တဲ့ဟာတွေကလည်းမတူနိုင်ဆိုတော့ကြတော့ဟန်ဒန်နိုစကာတာချီတိုင်ဝါအဟင်ကရှိမဆန်အော်မတူဆိုပေမဲ့သူတို့ရဲ့ဒီဘာလို့တာလဲဆိုရင်ဟန်ဒန်လေဘယ်ဟာအရေးကြီးလဲဘယ်ဟာအရေးမကြီးဘူးလဲဆိုတာကိုခွဲခြားတဲ့ရှီကာတာလုံပုံလုံနေရတော့ဘာဖြစ်လဲပြောချင်တာကဘာဖြစ်လဲအခုတိကတော့အတူတူပဲငှက်ဆိုတာဘာလို့လဲကြည်တယ်အရေးကြီးတာမကြီးတာကိုခွဲတယ်အရေးကြီးတယ်ဆိုရင်မှတ်မယ်ဒီတိကအတူတူပဲအရေးကြီးတာကိုကြတော့သူတို့က short size ပါလဲအရေးကြီးရင်သူတို့အသေးစိတ်လုံးမယ်ဆိုးသေးဝနိုင်အဲ့လိုမဟုတ်တဲ့ဟာကိုကြတော့စာတူနာကစုဘာလုပ်လိုက်မလဲမျောချပလိုက်မယ်အဲ့တော့ကြတော့မျောချပလိုက်မယ်ဆိုတဲ့ဟာကိုကချွီတဲ့မိတူတဲ့အဲ့တော့ကြတော့ तू ကမျောချလောက်တဲ့အထီကို तू ကတတိထားပြီးကြည့်တယ်ပတ်ဝန်းကျင်ကိုလေအဲ့လိုယာဒီခတ်တာတဲ့သူတို့ရဲ့လုပ်ပုံလုံးကြီးတဲ့အဲ့တော့ဒီထိလဲတွေ့လားဒါပဲအရေးကြီးရင်ဘာလုပ်မလဲမှတ်ထားဆိုအရေးကြီးရင်မှတ်မယ်အရေးမကြီးရင်အရေးကြီးရင်မမှတ်ဘူးဒါပဲဒါကိုပဲထက်တယ်လဲပြောနေတာအခုဒီလေစာကြောင်းကဒါစကလုံးမျိုးစုံနဲ့လဲနေတာ
ဆိုရှယ်ပြီးတော့တဲ့ဂျူယောအရေးကြီးတယ်လို့ဟန်တန်စာရဲနာကတမလို့အရေးမကြီးလို့တို့ဆိုဟန်တန်လုပ်လိုက်တယ်လေဆုံးဖြတ်လိုက်တဲ့ဟာကဒွန်းတုံကီယိုခုနောနာကကရာကီယမတ်အဲ့တော့အရေးမကြီးတဲ့ဟာဘာဖြစ်သွားမလဲတော့မှတ်ညံနေရပျောက်သွားမယ်အဲ့တော့မမှတ်ဘူးဆိုတာတဲ့မှတ်ညံနေမှာတော့တစ်ခေါက်ထဲကောင်းထည့်နိုင်မယ်ကွာဒီလားဒါပေမဲ့အရေးမကြီးလို့သတ်မှတ်တဲ့ဟာကိုသူကချက်မထောင်နော်ဖျောက်လိုက်မယ်ဒီတိုင်းပဲအဲ့တော့ပြောချင်တာကဒါပဲအဲ့တော့နောက်ဆုံးအနည်းချုပ်လိုက်ရင်ဘာဖြစ်လဲအရေးကြီးတဲ့ဟာကိုမှတ်မယ်အဲ့တော့အရေးကြီးတဲ့ဟာမမှတ်ခင်တော့ဘာလို့ပို့လို့လဲ ကြည့်ကြည့်ရရေးကြည့်လားရေးမကြည့် ဒီလားခွဲခြားဖို့လို့နော်မခွဲခြားဘဲနဲ့တော့အရေးကြီးတယ်ဆိုတာဘယ်သိနိုင်မှာတော့ကဲအဲ့ဆိုရင်ကြည့်အောင်သူပြောချင်တဲ့ဟာနံပါတ်1ကကြတော့တဲ့အချိန်မောင်းများစွာတဲ့ကြီးခဲ့တဲ့ဟာကတဲ့အရေးကြီးတယ်လို့ဟန်တန်လုပ်ပြီးတော့တဲ့ခီယိုကုထဲမှာထည့်တယ်တဲ့အချိန်မောင်းများစွာကြီးတဲ့ဟာဒီဒါအရေးကြီးတယ်အဲ့လိုလား မဟုတ်ပါဘူး ပါ မဟုတ်ဘူးလေကြီးတိုင်းရေးကြီးတာမဟုတ်ကြည့်ပြီးဘာလို့အောင်မလဲအရင်ဆုံး ခွဲခြား ခွဲခြားရအောင်အဲ့တဆင့်ကြံခဲ့တယ်ဟောဒီစားကြောင်းမှာနံပါတ်2ဆဲကဆွလုပ်တဲ့ဆဲကဆွစရုဘာကချီကတဲ့မို့အဲ့တော့နေထိုင်တဲ့နေရာမတူကြဘူးမတူပေမဲ့လေတဲ့အိုနာဂျီမိုနိုခီယိုကုရှ်တေးတို့တူညီတဲ့ဟာကိုပဲမှတ်ကြတယ်တဲ့ဟိုမှာပြောသွားတာလေတူညီတဲ့ဟာကိုမှတ်တယ်လို့ပြောတာလားခွဲခြားတဲ့နီဟန်ဒန်လေခွဲခြားတဲ့စီခတာနီးရအဲ့တော့ပြောချင်တာအိမ်မှာမွေးထားတဲ့ကောင်တကောင်ကပတ်ဝန်းကျင်မှာမြင်နေရတာအိမ်ထဲကအခြေအနေလေတိုးတဲ့ကောင်တကောင်ပတ်ဝန်းကျင်မှာမြင်ရတာတာရိုင်းတရိတ်ဆန်မျိုးစုံလေသူတို့ကဘယ်လိုလုပ်တူတာကိုမှတ်လို့ရမှာလဲတူတာကိုမှတ်တာမဟုတ်ပဲနဲ့ခွဲခြားတဲ့နေရာတူတယ်လို့ပြောတာဒီကောင်ကငါ့အတွက်အရေးကြီးလားဒီကောင်ကငါ့အတွက်အရေးမကြီးဘူးလားအဲ့ဒါကိုကြည့်တဲ့နီလန်တူတယ်လို့ပြောတာနော်နှစ်ယောက်လုံးကဘယ်လိုတူတာကိုတော့မှတ်နိုင်မှာတော့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းကတူမှမတူတာနံပါတ်3စေကစနိဂျီယိုနာမိုနိုအရန်တက်ကီယိုကုစတေอีกအဲ့တော့နေထိုင်ဖို့အတွက်အရေးကြီးတာကိုပဲရွေးပြီးတော့မှတ်တယ်မှန်လားတာမှတ်မှုများတယ်အဲ့တော့နံပါတ်4ကကြတော့ဆဲကစွတ်မှာတဲ့အရေးကြီးတဲ့ဟာလေးပဲတဲ့ရှီတိုင်းနီဆိုတာပါတိပဲလေဆိုရှီတိုင်းနီဆိုတာကြတော့အဆုံးနဲ့အပေါ်မူတည်ပြီးတော့ဆိုတာရဲ့နောက်တိပဲရှိသေးတယ်တဖြည်းဖြည်းချင်း ပြီးနာ ဟောတဖြည်းဖြည်းချင်း ဆိုချွတ်တမတဲ့နဲ့ဟုတ်တယ်မှန်လားရှီတိုင်းနီကိုလည်းပြောပြီးတော့မှကြောက်ရတယ်အဲ့တော့ကြတော့ရှီတိုင်းနီဟုတ်တယ်ရှီတိုင်းနီကကြတော့ကျမတို့တဖြည်းဖြည်းချင်းအတိတ်ပဲလည်းရှိတယ်ဟုတ်အဲ့တော့တဖြည်းဖြည်းချင်းခီယိုခုတွေကပျောက်သွားမယ်အရေးကြီးတဲ့ဟာလည်းတဖြည်းဖြည်းနဲ့ပျောက်သွားမယ်အဲ့လိုပြောခဲ့လားမပြပဲပျောက်မှာနော်အဲ့တော့ဖြစ်မှန်းဆက်မှန်းโอเคအဲ့တော့နောက်တစ်ပုတ်ထပ်သွားမယ်နောက်တစ်ပုတ်ကကြတော့အတီပေးချောင်းကြစာနော်အတီပေးချောင်းကြစာဆိုတော့ဒါမင်းနာဆန်မြင်ဘူးမှာပါနော်မင်းနာဆမအေးတို့ဘာလို့ရန်ကြီးထားတဲ့မြို့နယ်ရုံးကလာတဲ့အတီပေးစာကဲအဲ့ဒါဆိုရင်ဒီမှာကကြတော့မေကွန်းကပါလေကိုနိုဘွန်ရှော့တဲ့မို့တိုမိုစတိုင်တိုင်ကိုတော့နာနီကဆိုတော့ဒီစာပိုက်မှာပြောချင်ဆုံးကပါတော့ကဲအဲ့တော့ဒီစာပိုက်မှာပြောချင်လဲရှာမင်းအဲ့တော့ကဲမြို့နယ်ရုံးကပါလာလဲဆိုကိုမိကိုမိကြောင်းအဲ့တော့ကြတော့အခုတလောခါနင်းကိုမိပါတိပဲလေဟိုလာမွေးရတာက အဲ့ဆိုမွေးတုကိုမိကိုပြောတာပါအဲ့တော့မွေးတုကိုမိရဲ့တဲ့ပြရမယ့်နေ့မှာဆိုရင်တဲ့ဒါပါရဲ့ခန်းကြီးအဝေးစား ခိုင် အဝေးစားမှသိရင်ရတယ်အသေးစိတ်ဂျပန်လူတွေမမုတ်ခိုင်းရတယ်ဆိုတော့အဝေးစားမှန်းသိသွားပြီအဲ့တော့အဝေးစားတွေကိုထုတ်ကြတယ်အဲ့တော့ကြတော့ကျမဆိုရင်မွေးတုကိုမိအမိုက်အိတ်ထဲမှာပဲအဝေးစားတွေကောက်တယ်လေလူပစ်ချင်လေအဲ့တော့ကြတော့မွေးတုကိုမိထဲမှာတဲ့အဝေးစားတွေလာထုတ်ကြရတယ်တဲ့ဒါပေမဲ့လို့ပြောကြတဲ့ဟိုကမွေးတုကိုမိလာအဝေးစား မဟုတ်ပါ အဲ့တော့ဒီမျိုးမှာတော့မဟုတ်ဘူးဖြစ်ကောင်းဖြစ်မယ်နော်ကျမနေတဲ့မျိုးကတော့ဟုတ်တယ်ပြစ်လဲဘာမှတော့မပြောဘူးအဲ့တော့ကြတော့ဒါပေမဲ့တဲ့မျိုးရဲ့ဂင်းစုခုနော်အခြေခံစီးမရကြတော့တဲ့အဝိအစားတွေဆိုတာကြတော့တဲ့အပတ်တိုင်းအင်္ဂါနေ့ရဲ့ဘာကိုမိတယ်မှာထုတ်ရမှာတော့ကိုမိတယ်ကိုထုတ်ရမှာတဲ့သူကလို့လာပြောတယ်မွေးတုကိုမိမဟုတ်ရှီကင်းကိုမိတဲ့အဲ့လိုဖြစ်နေပါတယ်တဲ့အဲ့တော့ကြတော့ရှီကင်းဆိုတဲ့တယံဇာတာကိုတဲ့ယူကိုအကျိုးရှိအသုံးချဖို့အတွက်တဲ့တတ်မှတ်တဲ့ရက်မှာထုတ်ပေးပါတဲ့အဲ့တော့ဒီတိကိုအနည်းချုပ်လိုက်ရင်ဘာလဲဆိုရင်အဝိစားကိုဘာလို့ရမှာတော့ ချီကန်ကောမီ ဆိုရှီကင်းကိုမိရက်မှာထုတ်ပေးပါတဲ့အဲ့ဒီပဲအဲ့တော့ကြတော့အဝိစားတွေကကြတော့တဲ့မျိုးရဲတဲ့ရှစ်နေရာရဲ့တဲ့ခိုးကျော်ရှိဆက်စနိစက်ချစ်တဲ့အဲ့တော့ရှစ်နေရာမှာထားတဲ့ဒီ box ပေါ့နော်စုဆောင်တဲ့ box ထဲမှာလေတဲ့စုလို့ရတယ်တဲ့စုဆောင်ပြီးသွားရင်တဲ့အဟောင်းနေနဲ့တဲ့နောက်တစ်ချိန်ပြန်သုံးတာတို့စက်ရုံထဲမှာပြန်သုံးတာတို့လုပ်မယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ရှီကင်းကိုမီရက်မှာထုတ်ရင်ထုတ်မထုတ်ရင်စုတဲ့နေရာနော်စုတဲ့ box ထဲမှာပြစ်ပေးမှသူတို့ကဘာလို့ရမှာလဲအဲ့လေသူတို့စာ ID ရောလေပြန်သုံးတာလေနော်သူတို့အဲ့လိုမှကြတော့ဖူဒူဟိုပါလေချူကိုလေအဟောင်းနေနဲ့ပြန်သုံးတာတို့စက်ရုံမှာပြန်သုံးတာတို့လုပ်လို့ရမှာတဲ့ဒီမှာကြတော့အဲ့ဒါတော့သူတို့ကိစ္စပြန်သုံးတာမသုံးတာသူတို့ကိစ္စမြို့သူမြို့သားကိုအဓိကပြောချင်တာကဘာလဲကင်းကုန်ပြီးတဲ့မှာပြပေးပါဒါပဲအဲ့ကဲအားဆိုရင်သွားမယ်အဲ့တော့တစ်နှစ်ကကြတော့စီကင်းကိုမိအဲ့တော့တွေးလိုက်တယ်စီကင်းကိုမိအနေနဲ့တဲ့ဒါစု
ထုတ်တဲ့အဝေစားတွေတဲ့ဒီအားကြတော့လေဟိုရဲ့ခန်းကြီးနော်နူနိုးရဲ့ခန်းကြီးဆိုပိတ်စာတွေနော်အဲ့တော့ပိတ်စာတွေရဲ့ပမာဏကိုရှော့စေခြင်းနဲ့တဲ့အဲ့လိုပြောတာလားပဲပြစ်ပါအဲ့လိုပြောတာမဟုတ်လေရှီကင်းကိုမီပြစ်မဲ့ရက်မှာတဲ့ခါနင်းကိုမီတွေကိုလာမထုတ်ပါနဲ့တဲ့ဒီမှာကြတော့အဝေစားတွေကခါနင်းကိုမီဟုတ်လားလေနော်ရှီကင်းကိုမီပြစ်မဲ့ရက်မှာခါနင်းကိုမီတွေလာမထုတ်နဲ့လို့ပြောတာမဟုတ်နော်အဲ့တော့ကြတော့ပြောင်းပြန်ပြင်တော့တယ်အဲ့တော့အဝေစားတွေကတဲ့ရှီကင်းကိုမီလုံးမဲ့ရက်မှာထုတ်ပေးစေခြင်းနဲ့တဲ့မှန်လားမအဲ့ဒါဆိုရင်နံပါတ်၄ပါလို့မှားလေအဝေစားတွေကကြတော့တဲ့အစ်စ်ဖွင့်မယ်တဲ့အစ်ရှိစစ်ချီတက်စစ်အစ်ဆောက်လုပ်ထားတယ်တဲ့ဒီ box ထဲမှာတဲ့ပြစ်စေချင်တာတဲ့ဒီ box ထဲမှာပြစ်ပါလို့ပြောတာလားရှီကင်းကိုမီလုံးတဲ့နေမှာထုတ်အဲ့လိုမှောင်းရင်ကြတော့လေဒီ box ထဲမှာလည်းရတယ်အဲ့လိုမျိုးပြောတာအဲ့တော့ဒီမှာအဖြေမှန်ဆုံးကကြတော့ဆမ်ပန်နော်အားတော့အခုကဒါမေးတာဖြေတာတစ်ခုလုံးရှင်းတာတော့မှကျွန်မ9မိနစ်နဲ့ပြီးရင်မင်းဆန်ကိုကနေကိုဖြေရင်3မိနစ်နဲ့ပြီးရမယ်နော်56ကိုသွားမယ်56ကကြတော့ကျမတို့ဘာပြောလဲဆိုရင်ကြတော့စာရေးသူကတဲ့ဟီတိုတိုတဲ့ဒေအောက်ကိုတိုနီယောတဲ့ဒိုနာရုတိုနိုဘတေလူလူနဲ့တွေ့တယ်ပေါ်မူတီပြီးတော့ဘယ်လိုဖြစ်မှာလဲပေါ့နော်အဲ့တော့ကြတော့လူနဲ့တွေ့တဲ့ပေါ်မူတီပြီးဘယ်လိုဖြစ်လိမ့်မလဲအဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ငါတို့လိုက်ရှာရမယ်ကဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့လိုက်ရှာရမယ်ဆိုတော့ကြတော့ကြည့်မယ်ဒါတော့စာကြောင်းတူတယ်ဟောဒီမှာလေအများဆုံးကြီးမှာ၄ချောင်းပဲရှိတယ်အဲ့တော့တိထားလိုက်စာချောင်းတူပြီဆိုဘာဖြစ်လဲစကလုံးခတ်တယ်စကလုံးခတ်လိမ့်မယ်ခန်းကြီးအရင်မများရင်တော့ तू ကမတိတဲ့စကလုံးတွေထည့်လိမ့်မယ်အဲ့တော့ဒီမှာဘာပြောလဲဆိုရင်ကြတော့တဲ့ကိုကားတဲ့ဂျော့စကီပါလေဆိုဒါပုံမှန်ဖြစ်ကိုဖြစ်တင်တာလို့တွေးထားတဲ့ဟာကားတဲ့ source တဲ့မီယေနာယဝခုတိုစတဲ့ဂျီဘွန်စီဘတ်တဲ့အီတာကိုတော့အဲ့တော့ကြတော့ဘယ်လိုပြောရမလဲအဲ့လိုနဲ့ကိုမမြင်နိုင်တဲ့ဝါခုဆိုတာဘောင်ကိုပြောတာနော်တင်ငယ်ဘူးမဲ့တင်တယ်ဘောင်နေနဲ့ကိုကိုစီဘတ်တဲ့ဤလူလေနော်ချီနှောင်ထားတယ်တနည်းအားဖြင့်ကတော့ဘောင်ဖြစ်တဲ့အတွက်မြန်မာစကားနဲ့ဆိုရင်ခတ်ထားတယ်ပေါ့ကွယ်အဲ့တော့ကျမတို့ကဒါကိုပုံမှန်လို့ထင်ပြီးတော့နေရင်ကိုကိုဒါပြန်ပြီးတော့ဘောင်ခတ်သွားတာလေနော်ဥပမာဆိုရင်ကြတော့ငါကတခြားဘာသာစကားမတင်နိုင်ဘူးအဲ့လိုကိုဘောင်ခတ်ထားရင်ပြင်ဝင်မတင်ပြတော့ဘူးလေအဲ့လိုမျိုးလို့ထင်တာမဲ့ဒါလည်းကျမလည်းတစ်ခုလုံးဖတ်ရသေးပဲမဲ့ဆိုတဲ့ဝိုးတဲ့ kyoyu shinai hito ga arawareru それを共有しない人が現れるဘယ်လိုပြောရမလဲ共有ဆိုတာကြတော့ဝေမျှပေးတာအဲ့တော့ကြတော့အဲ့ဒါကိုဝေမျှလို့မရတဲ့လူကပေါ်ထွက်လာတယ်တဲ့ちょっと待ってねအဲ့လိုမျိုးစာပိုက်တိုပြီးဆိုရင်ဗာလဲဆိုရင်ကြတော့မသိထားပါတော့အဲ့တော့ကြတော့ပေါ်ထွက်လာပြီโอเคအဲ့တော့ပေါ်ထွက်လာတယ်အစာတုံးကကြတော့တဲ့အဲ့ဒါကတဲ့ဟီဂျိုရှိကီနာရှတိုဟဲနာရှတိုနီအမွေရုကမရှိတယ်တဘောပေါက်သွားပြီဆိုတော့ခုနတော့ငါတို့ကကြတော့ဥပမာခုနပြောသလိုပေါ့ကိုကကြတော့ဘာသာစကားမသိနိုင်ငါမရတော့ဘူးအဲ့လိုပြောတဲ့အခါကျရင်မဟုတ်ဘူးငါတော့ရတယ်လူပြောတဲ့လူပေါ်လာတယ်ပဲထားကွာဒီလားအဲ့ဒါကိုလုံးဝနော်ဝေမျှပေးလို့မရတဲ့လူကပေါ်လာတယ်ပေါ်လာတော့ကြတော့အစာတုံးကကိုနဲ့မတူဘူးဆိုရင်ဒါဒီဟီဂျိုစကီတည်ရမလားအတိစိတ်မတူတဲ့လူဒါမှမဟုတ်ရင်ဟဲနာရှတိုနော်ပုံမှန်ဖုတ်တဲ့လူအဲ့လိုလုံးငါတို့တွေးမလားမသိဘူးတဲ့ဒါပေမဲ့ဆိုရဲကားတဲ့ဟင်းတာတိုခန်းကြီးတို့နော်အဲ့ဒါကပုံမှန်မဟုတ်ဘူးလို့ခံစားမိတယ်ခံစားမိလိုက်ခြင်းအဖြစ်ဟာဂျီမဲတဲ့ပထမဆုံး自分が当たり前と思っていたことを自覚するようになるပါလေကိုကအခုဒီဘယ်လိုစဉ်းစားလာလဲပုံမှန်ထူးဆန်းဆိုကိုကအတ္တဒီမိုင်းလို့စဉ်းစားလာတဲ့ဟာကိုကဘာဖြစ်လာလဲထူးဆန်းတဲ့ခုမိသားထူးဆန်းနေဆိုတာဒီကကုအရင်ဆုံးကကြတော့အဲ့ဒါကိုကတိသွားတယ်ဒီလားအော်ငါကမလုံနိုင်ဘူးဆိုတာကိုအတ္တဒီမိုင်းရဲ့ဒါကပုံမှန်လို့ငါတွေးထားတာပဲဒါပေမဲ့ तू ကတော့ဒီလိုမတွေးဘူးပဲဟုတ်တယ်မလားအဲ့တော့အတ္တဒီမိုင်းလို့တွေးထားတဲ့ဟာကိုတိလာတယ်အဲ့တော့ကြတော့ကိုတိလာတဲ့အချိန်မှာကြတော့ဘာလဲဆိုရင်မီယေနာယီဝကုဘာလဲမမြင်နိုင်တဲ့ဘောင်မမြင်ရခဲ့တဲ့ဘောင်ကကြတော့မြင်ရလာတယ်โอเคကဲအဲ့ဒါဆိုရင်ဒါကိုအနည်းချုပ်လိုက်ရင်ကြတော့โอเคဒီလိုလူတယောက်နဲ့တွေးလိုက်ရင်နော်ကိုနဲ့မတူတဲ့လူတယောက်ကိုတွေးလိုက်တဲ့အခါကျရင်ငါတို့ကဘယ်လိုဖြစ်သွားလဲစနေလို့ပြောဆိုကိုကအတာဒီမိုင်းလို့ထင်ခဲ့တဲ့ဟာကနော်အတာဒီမိုင်းလို့ထင်ခဲ့တဲ့ဟာဘာဖြစ်လဲအတာဒီမိုင်းမဟုတ်တော့ပေါ့အတာဒီမိုင်းမဟုတ်ဘူးလို့ပြောရမလားဘယ်လိုပြောမလဲကိုတတိထားမိလာတယ်ကွယ်နောက်ဆုံးနေချုပ်လိုက်နော်ကိုတတိထားမိသွားတယ်ကိုငါဒီလိုတွေးနေပါလားဆိုတော့တတိထားမိသွားတယ်အဲ့လိုပေါ့ကဲအဲ့ဒါဆိုရင်ကြတော့နံပါတ်1ကဘာပြောလဲဆိုရင်မီယေနာယီဝကုကတဲ့ဟဲနာမွန်လို့တဲ့ကိုမမြင်ခဲ့တဲ့ဟာကြီးကထူးဆန်းလိုက်တာဆိုပြီးတော့တတိထားမိရတယ်မှန်လား
ပါတယ်နော်ကိုမမြင်ရတဲ့ဟာကြီးမို့လို့အဲ့ဒါကြီးကပုံမှန်မဟုတ်ဘူးအဲ့လိုပြောချင်တာမဟုတ်ဘူးနော် ဟုတ် နံပါတ်2ကကြတော့ဂျီဘုံကိုရှိပါတေတာခန်းငါရဲ့ကတာနီခိစကုကိုအခုချိန်ထိချုံနောင်ခါခဲ့တဲ့အတွေးကိုကိုကတတိထားမိသွားတယ်မှန်လားနော်မှန်တယ်ဂျီဘုံတော့ဂျောစကီကမချီဂိုင်တတာကိုတွေးတာအမှားကြီးဒါပေမဲ့ကိုတွေးတာအမှားကြီးလို့သူမပြောဘူးနော်ကိုတွေးတာအမှားကြီးလို့ပြောတာမဟုတ်ပဲねကိုကဒီလိုတွေးခဲ့ပါလားဆိုတာကိုတတိထားမိသွားတာနော်တော့အမှားတယ်နံပါတ်4ကဟိုကာနော့စ်တိုနော်ဂျောစကီဝါတဲ့ဒီကိုင်တခိနိုင်တခြားလူတွေကငါလုံးဝနားမလည်ပြနိုင်ဘူးအဲ့လိုပြောလား မပြောပါဘူး နော်အဲ့တော့ကြတော့အဖြေအမှန်ဆုံးကဒီမှာနိနော်ကိုတတိထားမိတာနော်ကြည်ဘုံโอเคဆိုတော့အဲ့ဒီဆိုရင်ဟိုကတစ်ဖြတ်ပြီးပြီနော်ပု္ပ္ပစာတုံးကဲအဲ့ဒါဆိုရင်ကြည်အောင်59ကဘာလို့ငါ59ရောက်သွားခဏလေး59ကကြတော့ဗာပြောထားလဲဆိုရင်ကြတော့そのような時တဲ့そのような時とはどういうような時အဲ့လိုအခါမျိုးဆိုတာဘယ်လိုအခါမျိုးကိုပြောတာလဲတဲ့ဆိုတော့そのပါတယ်အဲ့ဒါဆိုရင်အဖြစ်ပမာရှိမယ်လို့ကျွန်မပြောလို့ရှိလဲ ရှေ့မှာရှေ့စာ အဲ့ဒီဆိုနိုရဲ့အရှိစာကြောင်း အရှိမှရှိတယ် အရှိတက်တယ်လည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရင်အရှိတစ်ကြောင်းရဲ့တစ်ကြောင်းပေါ့နော်အဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့များသောအားဖြင့်ကိုယ်မှာအခြေမရှိဘူးဆိုရင်တော့အရှိတစ်ကြောင်းအရင်ဖတ်အဲ့ဒါနဲ့မရဘူးဆိုတော့မှအဲ့ဒီဥပမာဒီကြောင်းဖတ်တယ်ဟာဒါမှဖြစ်မပါဘူးအဲ့ကြရင်အရှိတစ်ကြောင်းထပ်တိုးဘလို့ခါမျိုးလေတဲ့ကဲအဲ့တော့သူ့ရဲ့အရှိတစ်ကြောင်းဆိုတော့ကျမတို့ဒီကနေစာဖတ်လိုက်မယ်ဘာပြောလဲဆိုရင်ရတဲ့いることは間違っていないしကိုလုံနေတာကမမအောင်ဟိုကိုစဲမို့တတရှိကိုသွားနေတဲ့ဥတီယာကလည်းမှန်တယ်ဆိုတဲ့တဲ့မို့အဲ့ဒါတော့မှပဲဆဲကဒဲတဲ့အီနိုင်တိုခီတွေ့လားအမှတိုခီပါသွားပြီဖြစ်တဲ့အတွက်ဒီလိုတိုခီကိုပြောတာဘလို့တိုခီလဲဒီလိုဖြစ်တာတော့မှပဲဆဲကဒဲတဲ့နိုင်ဆိုတော့ ရလည်းမထွက် ရလည်းမထွက် ရလည်းမထွက်လာဘူးဥပမာမင်းသားဆန်နေ့တိုင်းဂျပန်စာကြက်တယ်ကိုကြက်နေကြလဲမှန်ကန်တဲ့နီးတဲ့ကြက်တာဖုံးကြည့်လိုက်ဂျပန်စာကြက်လိုက်အဲ့လိုမဟုတ်နေ့တိုင်းမှန်ကန်တဲ့နီးနဲ့ကြက်နေတာအဲ့ဒါတော့မှကိုကမရနေဘူးအဲ့လိုမရနေတဲ့အချိန်ကြရင်ကြတော့ကိုကဘာဖြစ်လဲ ဖူချောဆိုတဲ့ vocabulary ဒီလား အစင်မပြေဘူး ဆိုစိတ်ထဲမှာအဆင်မပြေဘူးနေလို့ထိုင်လို့အဆင်မပြေဘူးအဲ့လိုမျိုးဖြစ်လာတယ်အဲ့တော့ okay အဲ့ဒါဆိုရင်ကြတော့ sonotoki အဲ့လိုဖြစ်တဲ့အခါဆိုတာဘယ်လိုဖြစ်တဲ့အခါဆိုဖူချောဖြစ်တာတော့ဟုတ်တယ်လေဒါပေမဲ့ဖူချောဖြစ်ပြီမဲ့ဘယ်လိုဖြစ်တဲ့အခါလဲအဲ့တော့ကိုလုံးနေတာမှန်ရဲ့သားနဲ့နော်ကိုလုံးနေတာမှန်ရဲ့သားနဲ့ဘာဖြစ်လဲကိုရလမ်းမထွက်တဲ့ချိန်ဖူချောဖြစ်တယ်ဒီတိပြောသွားရင်နော်အဲ့ဒါနဲ့အကိုက်ဆုံးလိုက်ရှာလိုက်ရင်ရပြီရောအဲ့တော့နံပါတ်1ကကြတော့ဒိုးဒီယိုခုတို့ဒင်းရှူတို့ရတဲ့ဖုဆုခုမလုံလောက်တို့တဲ့မလုံလောက်တဲ့အတွက်ကြောင့်မလို့မထွက်တာကြတော့နော်မလုံလောက်လို့မထွက်ရင်ငါတို့အဲ့လောက်ဒီဖူချောဖြစ်เสียအကြောင်းမရှိဘူးနော်ဘာလို့လဲကိုမလုံလောက်လို့လေနံပါတ်2ကကြတော့ဒိုနာယောနာခေကောက်ဒါဆေဘအီကာဝကာရနိုင်တုကီဘလို့မျိုးငါထုတ်ရင်ကောင်းမလဲမသိတဲ့အချိန်မလားအော်တကယ်လုတ်ကိုလုံနေပြီလေလုံနေရတာနဲ့မရတာနော်မလုတ်ဖဲနဲ့ထိုင်နေရမဟုတ်နံပါတ်3ဂျီဆုဒီယခုကအတ်တယ်မို့အဲ့တော့စွမ်းဆောင်ရည်ရှိနေလဲပဲအရေးချင်းရှိနေလဲပဲခေကာနီစနာဂရာနိုင်မှန်ပါတယ်စတာ အဲ့တော့နံပါတ်3ကကြတော့အရေးချင်းရှိလဲပဲတဲ့ရလက်နဲ့မချိတ်ဆက်မိဘူးတဲ့နည်းနည်းတော့မှန်တယ်လို့မှားတယ်လို့ဘာဖြစ်လို့လဲဆိုတော့ဒီကအရေးချင်းကိုပြောတာဟိုမှာပြောသွားတာအရေးချင်းကိုပြောတာမဟုတ်ပါဘူး မဟုတ်ဘူးအရေးချင်းဆိုတာတဲ့လုံနေတာမှန်တယ်လို့ပြောတာလုံတာနဲ့အရေးချင်းဆိုတာတူမတူတာအရေးချင်းဆိုတာကကြတော့ပါလာတာလေလုံတယ်ဆိုတာလုံတာလေမတူလေဆိုတော့မှန်တယ်လို့မှားတယ်လို့ပြောလို့ရတယ်သူထပ်မှန်တာရှိရင်သူမှားလိုက်ပဲအဲ့တော့ယာရုဘက်ကီကိုတော့ရတယ်မို့လုံတဲ့ဟာကိုလုံနေလေပဲခေကမဖြစ်လာဘူးမှန်လားဒီမှာ3နယ်လေးပဲရပုံမှန်လဲ4ရပုံမှန်တယ်နော်ရုံးပန်ပုံမှန်တယ်နော်အဲ့လိုမျိုးကဲအဲ့ဆို58ကိုသွားမယ်58ကကြတော့ဗာပြောလဲဆိုရင်ကြတော့တဲ့ဟီရှာနီယောတို့စာရေးသူပြောစကားအရဆိုရင်ဖူချောဖြစ်တဲ့အခါခုနကတော့ငါတို့ဖူချောကိုဖတ်လိုက်တယ်နော်အဲ့တော့ဖူချောဖြစ်တဲ့အခါဘယ်လိုလုပ်ရင်ကောင်းလဲတဲ့ခုနနေရာလေးကိုဆက်ဖတ်လိုက်ရင်ရပြီလေဒီမှာဖူချောဖြစ်တယ်လို့ပြောရဲမလားအဲ့လိုဖြစ်တဲ့အချိန်လို့ပြောရဲလေအဲ့လိုဖြစ်တဲ့အချိန်ကဘာဖြစ်တဲ့အချိန်ဖူချောဖြစ်တဲ့အချိန်ဘာလုပ်ရင်ရမလဲဘာလုပ်တင်လဲကဲအဲ့တော့ဘာလုပ်တင်လဲဆိုတော့အဲ့နောက်ကိုဖတ်မယ်ဒါပေမဲ့ကန်ဆိုးမိုးမောင်စွာနဲ့ကငါတို့ကအဲ့ကနေနောက်ဆုံးထိဖတ်မယ်ဆိုရင်တော့ဒီလောက်တောင်တော့ရှည်သွားမယ်နောက်ဆုံးမဖတ်ရင်လည်းနည်းနည်းတော့ဖူအမ်းဖြစ်တယ်လေနောက်ဆုံးမဖတ်ဘဲနဲ့ကိုပြောတယ်ဒီမှာမြင်လိုက်တဲ့အဖြေရပဲ100%တော့အမှန်လားလို့ပြောရင်နည်းနည်းတော့စိတ်ပူရတယ်ဆိုတော့အဲ့တော့ဒီနောက်ကနေစလာတာနဲ့ဟိုနောက်ဆုံးထိနဲ့အတူတူပဲဆိုရင်တော့အဲ့ဒါချင်းဒီပေါက်100%တော့ဖြေမှန်မယ်ဆိုတော့ဒီမှာဗာပြောလဲဆိုရင်အရင်ဆုံးနဲ့အဲ့လိုချိန်ကြရင်ခီဘုံခါရဲတူဘာလို့မလဲ စိတ်ကြီး စိတ်ကိုပြောင်းလဲရ စိတ်ကိုပြောင်းလဲလေးလုပ်ပေး
အဲ့တော့အပြောင်းလဲဘယ်လိုလုပ်မလို့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် motivation ငါတို့ရဲ့ motivation ကကြာနေတယ်အဲ့တော့ကြာနေတယ်စာကားရစကုနတ်တေတို့အဲ့လေနော်ကိုလုတာအစမပြေရင်ဘာဖြစ်လဲ motivation ကြာမယ်လေအဲ့တော့ကြာလွယ်တာဖြစ်တဲ့တော့အဲ့ချိန်ညငါတို့က keep on thinking သိရမလားပါလဲထက်ကပြောနေတော့မယ်အဲ့တော့ဒါဒီငါတို့ဆက်သွားလို့ရတယ်စိတ်ပြောင်းလဲဆိုတာကိုပဲပြောနေတော့မယ်အဲ့တော့တခုခုကိုငါတို့ကဘာလုပ်လိုက်မလဲဆိုရင်ပြောင်းလဲကြည့်လိုက်ရင်ကောင်းမယ်တဲ့အဲ့ဒါကတဲ့ဘာပဲဖြစ်ရတယ်အဲ့တော့အရင်ဆုံးကဘာလုပ်ကြည့်မလဲဆိုရင်ပြောင်းလဲကြည့်မယ်အဲ့ပြောင်းလဲကြည့်တာဟိုအကြီးကိုပြောင်းလဲတာမဟုတ်ဘာမဆိုရတယ်တဲ့ဒါပေမဲ့လေတဲ့ချောစီကဝါတွေ့အဲ့တော့ငါတို့ကအဲ့ဒီအချိန်မှာပျော်နေတဲ့အချိန်နေတော့မဟုတ်ဘူးလေနော်ချောစီကငါတို့ကောင်းမနေဘူးကောင်းနေတော့イキナリအိုခိနာကိုတော့ဗာလဲကြီးရဲ့ရာကြီးမဟုတ် ဟာဗာလဲကြီးမားတဲ့ဟာမဟုတ်ဘဲနဲ့ဖြစ်တဲ့ဟာပြရမလဲ တီးတဲ့ဟာကြီး ဆိုတီးတဲ့ဟာကနေဟာဂျီမဲလူစလုပ်ကြည့်ရမယ်ဒီလားโอเคအဲ့တော့ဒီချီကိုအနည်းပြန်ချုံမယ်အရင်ဆုံးငါတို့ဖူချောဖြစ်တဲ့အချိန်ဘာလုပ်ရမလဲ စိတ်ကိုပြောင်းလဲရ အပြောင်းလဲဖြစ်ဖို့ဆိုရင်ဘာကိုစလုပ်မလဲ သေးတာ ဆိုသိရဲ့ဟာနေစလုပ်မယ်โอเคအဲ့ဒါကိုသူထပ်ပြီးတော့ဥပမာပေးကောင်းပေးနိုင်လိမ့်မယ်သိတဲ့အရာဆိုတာဘာတော့အဲ့တော့ဥပမာပြရမယ်ဆိုရင်အခုထိရှိလာတဲ့ငါတို့ရဲ့ဆဲကဆရှုကန်နော်အလေးထားကိုပြောင်းလဲကြည့်လိုက်မယ်ဥပမာဆိုရင်စောစောထားကြည့်လိုက်မယ်ဝါသနာတစ်ကိုစလုပ်ကြည့်လိုက်မယ်အဝေးစားကိုပြောင်းကြည့်လိုက်မယ်အဲ့လိုမျိုးလုပ်ပြီးတော့ကြတော့ငါတို့ရဲ့ခီမိုချီနော်စိတ်ကိုခီရီခိုင်ပြောင်းလဲလုပ်လိုက်မယ်အဲ့တော့ဘာပဲဖြစ်ရတယ်တဲ့ဘာပဲဖြစ်ရော့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့ရဲ့နေထိုင်မှုဘဝတွေမှာ Medi Hardy ဆိုတာပြောမှတင်တယ်နော် vocabulary မှာပါတယ်လေနော်အတက်ကြအဲ့တော့ငါတို့ Medi Hardy ဆိုတဲ့စီးချက်နဲ့အညီပေါ့နော်စီးချက်နဲ့အညီဖြစ်အောင်လုပ်ပြီးတော့စိတ်က ikismarana yoni စိတ်ကြီးပိတ်ဆို့မသွားအောင်ကြမသွားအောင်လုပ်တယ်โอเคအဲ့တော့နောက်ဆုံးမှာတော့အဖြေမရှိဘူးအကုန်လုံးကိုတောက်လျှောက်ပြောလာတာကငါတို့ဒီဖူချောဖြစ်တဲ့အချိန်ဘာလုပ်မလဲတော့အပြောင်းလဲလုပ်ရမယ်ဒီအောက်ကဟာထတိုအေပါဆိုတဲ့စကားလုံးကဥပမာပေးုံသားဖြစ်တယ်ဒါအဖြေလားလို့ပြောရင်ဥပမာမဟုတ်ဘူးလေဥပမာကိုနားလည်လွယ်အောင်ဥပမာဟုတ်ပါဘူး sorry အဖြေကိုနားလည်လွယ်အောင်ဥပမာပေးတာလေနော်ဥပမာဆိုတာကြတော့နားလည်လွယ်အောင်ပြောရုံပဲရှိတယ် तू က main လားလို့ပြောရင်မ main ဘူးအဲ့တော့ဒီမှာဆိုရင်ငါတို့နောက်ဆုံးနေ့ချုပ်လိုက်ရင်ကြတော့ဖူချောဖြစ်တဲ့အချိန်ဘာလို့ရမလဲစိတ်ကိုအပြောင်းလဲဖြစ်အောင်လုပ်ရမယ်စိတ်ပြောင်းလဲဖြစ်အောင်ဘာကနေစလုပ်ရမလဲတင်းငယ်တဲ့ຢာကနေစလုပ်ရမယ် okay ကဲရှိမရှိကြည့်လိုက်မယ်နံပါတ်1ကကြတော့အဲ့ဖူချောဖြစ်တဲ့အချိန်ကြရင်ねဘာလဲဆိုရင်ဂင်းအကြောင်းရင်းဘာကြောင့်ဖြစ်ရတာပါလဲအဲ့ဒါကိုတဲ့စဉ်းစားပြီးတော့တဲ့အစ်စ်ကိုတဲ့လုတ်ပုံလုံးကြီးအစ်စ်နဲ့တဲ့ထိုးတီအီးတဲ့လုတ်ပုံလုံးကြီးအစ်စ်ကိုစလုပ်ကြည့်မယ်တဲ့မှန်လားအကြောင်းရင်းဘာလဲစဉ်းစားကြည့်လို့မပြောဘူးလေနော်မှားတယ်နံပါတ်2ခေကားကတဲ့စုကုဒဲရုခိုတိုကာရာဟာဂျီမဲရုချက်ချင်းရလက်ထွက်နိုင်တဲ့ဟာနေစလုပ်မယ်တဲ့သူပြောတာဘာနေစလုပ်စိတ်ကိုပြောင်းလဲလို့မှာတော့ဟုတ်တယ်ဒါပေမဲ့ဘာနေစလုပ်ရမလဲဆိုရင်သိနေတဲ့ຢာနေစလုပ်လို့တာပြောတာဒီရလက်ထွက်လွယ်တဲ့ဟာလို့တော့မပြောဘူးနော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ကပြောလားလို့ပြောရင်တော့မပြောဘူးသိငယ်တယ်လို့ပြောတာဆိုနံပါတ်3ကခီဘုံကခါဝါရူယောနာကိုတော့ရနော်စိတ်အပြောင်းလဲဖြစ်နိုင်တဲ့ဟာကိုလုံးမှာမှန်လားမနော်ဒါမှန်မှုများတယ်မအောက်က4မိုင်းပေါ့ဆဲကဆိုအိုခိကုဟင်ကဆိုအကြီးကျယ်ပြောင်းလဲရမှာတယ်မှန်လားအကြီးလို့ဖို့မလို့ဘူးလို့ तू ပြောသွားတယ်အဲ့တော့ဒီမှာအဖြေမှန်ဆက်မှန်နော်โอเคအော်ဒါပေမဲ့ဒီစာပိုက်ကတော့အရင်မခတ်လိုက်ဘူးနောက်တစ်ပုဒ်သွားမယ်5960ဆိုတော့59ကကြတော့ဗာလေဆိုရင်ကြတော့တဲ့59ကဒါပါရဲ့ခန်းကြည့်အမြင့်အဲ့တော့ကြတော့သူကအမြင့်ရဲ့နော်သူကနဲလို့လည်းဖတ်တယ်ဟိုကဒိုင်ကွန်းလို့ပါတော့မှဆိုရင်တော့ခွန်လို့ဖတ်တာပေါ့ကွယ်အဲ့တော့ကြတော့အမြင့်ရဲ့တဲ့ဆဲရှိစွဆိုတာကြတော့ကျမတို့အည်သွေးတို့တဘာဝသဘောတဘာဝတို့နော်တဘာဝနဲ့ပတ်သက်ပြီးတော့တဲ့စာရေးသူရဲ့ရှင်းလင်းချက်နဲ့ကြိုက်တာပါလေကဲအဲ့တော့ငါတို့ဒီမှာတစ်လို့အဝိုင်းလေးဝိုင်းပြီးအရန်လွယ်တယ်နော်အဲ့ဒါလေးသွားချလိုက်ရပြီလေတစ်လို့အဝိုင်းလေးဝိုင်းတာဒီမှာကဲအဲ့ဒါဆိုရင်အမြင့်ရဲ့တဘာဝအိုင်နာတစ်ဝိုက်မှာရှိမှာပေါ့နော်အဲ့တော့ကြတော့အမြင့်ရဲ့တဘာဝဘာတုံးနဲ့ဘာတုံးဆိုတော့ဒါအပေါ်ဆုံးအပိုက်မှာရှိတော့အပေါ်ဆုံးပိုက်ကနေစဖတ်လိုက်တော့မယ်ဆိုတော့ဘာပြောလဲဆိုရင်ကြတော့ကျမတို့နတ်စုတို့ထမတိုတို့နော်အဲ့တော့ကြတော့နတ်စုတို့ထမတိုတို့ဆိုတာကြတော့ကျမတို့လူသားတွေကစိုက်ပိုက်တည်တယ်နော်ဘာလို့တာလဲစိုက်ပြိုးတာအဲ့တော့ကြတော့နတ်စုတို့ထမတိုကိုတဲ့ကျမတို့ကစိုက်တဲ့အခါလေးပဲတဲ့ဘယ်နဲ့ဟိုနန်းနီချိကန်ရက်အနေငယ်ရေကိုအသားရေးစုဆိုတော့အပေးအဲ့တော့စားစိုက်တယ်နော်စားစိုက်တဲ့ရက်အနေငယ်ကတော့ရေမပေးဘူးဒီလားရေမပေးဘဲနဲ့အဲ့ဒီနောက်မှာလုံလောက်ရှိကိုပေးတဲ့စိုက်ပုံဆိုင်ကြီးကိုတဲ့ထိုရာရေရုခိုတိုကအဒီမတ်အိုက်နီလန်ကိုတုံးကြတာရှိတယ်တဲ့အဲ့တော့ဆက်ချင်းမှာရေမပေးဘဲနဲ့ပြီးတော့မှအလုံလောက်ပေးတယ်နော်အလုံလောက်ပေးတယ်အဲ့တော့ရေကိုတဲ့ဒါပါရဲ့ခန်းကြည့်လဲဆိုဖတ်စပါလိပဲလေ
တောက်လိုက်တာ ဖြတ်တောက်တာအဲ့တော့ရေကိုတဲ့ဖြတ်တောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အဲ့ဒီကာလနော်အဲ့ဒီအချိန်အဲ့ဒီကာလကိုသူကမချီကာရဲ့ပါတော့ခိကောင်မချီကာရဲ့ပါအော်ဒီအဲ့ဒီရေဖြတ်တောက်ရမယ့်ဟာတဲ့ရေကိုဖြတ်တောက်ရမှာဖြစ်တဲ့အတွက်ကျမတို့ကဘယ်ချိန်လုံးရမလဲဆိုတော့မှားသွားရင်ကြတော့ဒီအပင်ကဘာဖြစ်သွားမလဲဆိုရင်ခါတဲ့တူက 6သွားမယ် အောက်တွေ့သွားမယ် သွားလိမ့်မယ်အဲ့တော့ကြတော့ကျမတို့ရေကိုလောင်းသိတဲ့ချိန်မလောင်းသိတဲ့ချိန်တော့တေချာသိရမယ်မသိဘူးဆိုရင်အပင်က6သွားနိုင်တယ်6သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာကတဲ့ငါတို့ကအမြင့်ရဲ့နော်အမြင့်ရဲ့သဘောတဘာဝကိုစဉ်းစားကြည့်မယ်ဆိုရင်တဲ့နောက်တစ်ခုလုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာအမြင့်ရဲ့သဘောတဘာဝကဘာလဲငါတို့မသိသေးဘူးငါတို့ကဒီမှာရေလောင်းတာမလောင်းတာပဲသိသေးတယ်အမြင့်ရဲ့သဘာဝကဘာကြောင့်မို့လို့လောင်းတင်ပြီးဘာကြောင့်မို့လို့မလောင်းတင်တာငါတို့မသိသေးဘူးအဲ့တော့နည်းနည်းတော့ဆက်ဖက်ဖို့လိုတယ်ကဲအဲ့ဒါဆိုရင်ဘာလဲဆေးချိုးစုတို့မိပါရဲ့ဝမိပါရဲ့ဆိုတာသိလားမိပါရဲ့ အဖူ ညောင်လေးပေါက်လာလား အဖူ ဆိုနဲ့အဲ့တော့ကြတော့မိပါရဲ့ဆိုတာကကြတော့အော်ဗောမိပါရဲ့တော့ပြောမိပါရဲ့ပြောနေမှဒီမေပါရဲ့အဲ့တော့ကြတော့မေပါရဲ့ဆိုတာဆိုအညောင်ထွက်လာတာနော်အဲ့တော့ကြတော့ကျမတို့ကြီးပြင်းမဲ့အညောင်တွေထွက်လာတာကြတော့တဲ့နေ့တိုင်းရေကိုနော်ဆော့ဆိုင်လိုက်ရင်အညောင်စထွက်မယ်မလားအဲ့ဒီချိန်မှာငါတို့ကနေ့တိုင်းရေကိုလုံလုံလောက်လောက်သွားလောင်းရင်ကြတော့တဲ့အမြစ်ကားတဲ့အမရီဟာတဆဆဆဲမဆဲအမြစ်ကဘာဖြစ်လဲ တိတ်မထွက် လက်ပြီးတော့ ဟုတ်နဲ့ဟာတဆဆိုတာကကျမတို့တိုးတက်တာဆိုတော့လူဆိုရင်တော့တိုးတက်တာပေါ့နော်အပင်ဆိုရင်ကျတော့ကြီးထွားတာပေါ့နော်အဲ့တော့ကျတော့အမြစ်ကတိတ်ပြီးတော့မကြီးထွားတော့ဘူးတဲ့โอเคအဲ့ဒါဆိုရင်ဆက်ဆချင်းမှာဘာလို့အောင်ဘာမလို့အောင်လဲမလောင်းရအောင်နော်ရေမလောင်းရအောင်ဆိုတာအထက်လုံလုံလောက်လောက်မလောင်းရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ရေလောင်းလိုက်ရင်လည်းအမြစ်ကမကြီးတော့ဘူးတဲ့အဲ့တော့တဲ့အမြစ်ကိုတဲ့စဆဲနှခုတယ်မို့အဲ့တော့ကျတော့အမြစ်ကိုကျမတို့မကြီးထွားစေလဲပဲဘာဖြစ်လို့လဲဆိုရင်ဆက်စချင်းမှာကျတော့ရေရသူ့ဟာနဲ့သူဂျူးဖို့နေနော်အလုံလောက်သူတို့ကအေရာလေးသူရနိုင်တာသူ့အပင်တွေကသူရနေလားတော့မသိပါဘူးအဲ့တော့ကြာခုနိပြောင်းမြန်အနေနဲ့တဲ့ရေကဖုစုကုโอเคအဲ့တော့သူပြောတာမလောင်းနဲ့လို့ပြောတာလေအဲ့တော့ငါတို့ကမလောင်းတဲ့မလောင်းတော့ရေမလုံလောက်ဘူးရေမလုံလောက်ရင်ကြတော့အပင်ကကြတော့သူကဘာလုပ်လဲဆိုတော့ရေကိုသူတို့ဘာလုပ်လဲဆိုတောင်းဆိုတယ်သူတို့လိုချင်တယ်လိုချင်တော့ကြတော့အမြစ်ကဒီခန်းကြီးကိုမတင်ငါတို့တတ်ကြည့်မယ်နံပါတ်2ရဲ့ခန်းကြီးအမြစ်ကဘာလဲဆိုတော့ဟီရိုခုဟာဒူဘာဖြစ်လဲ နာမရှိ ဆိုနဲ့အဲ့တော့ဟီရိုခုလေသူကကြဲကြဲပြန့်ပြန့်ကိုဟာဒူဆိုတာကြတော့ဘယ်လိုပြောမလဲဆန့်ထွက်တာလေ စံထွက်လာတယ် အဲ့ဆိုအဲ့တော့ကြတော့ဆန့်ထွက်မယ်တဲ့အဲ့တော့တဲ့ရက်အနှင်းငယ်တဲ့နော်ရေမပေးဘူးဆိုရင်တဲ့အပင်တွေကတဲ့အမြစ်ကပို့ပြီးတော့ဆူယောကုအာကောင်းစွာနာဂကုတတန်းပိုရှည်စွာဟာဒီမေဂူရာဆေဒူအဲ့တော့ကြတော့ဆိုနဲ့ပို့ပြီးတော့အားကောင်းမယ်ပို့ပြီးတော့တန်မာမယ်ပို့ပြီးတော့ကြကြတောင်ခံသွားမယ်โอเคအဲ့ဒါဆိုရင်အမြင့်ရဲ့သဘောတဘာဝဆိုတာကဆက်စချင်းမှာမလောင်းရဘူးโอเคရေမလောင်းရင်ဘာဖြစ်လဲမလောင်းတော့မှဒီအပင်တွေကဘာဖြစ်တာလဲဟုတ်လေရေလိုချင်တော့ तू ဆိုရေလိုချင်တော့သူလိုက်ရှာတယ်မလားအမြင့်တွေကမြေကြီးရောက်တယ်မှာလေလိုက်ရှာတော့အမြင့်တွေကရှည်သွားတာလေပြောချင်တာအဲ့တော့ရေလိုချင်တော့ကြတော့သူတို့တွေရှည်ထွက်တယ်နော်โอเคအဲ့တော့အမြင့်ရဲ့သဘောတဘာဝဒါပဲလို့ထင်တယ်ဟောအခုငါတို့ဖတ်ခဲ့တယ်မှာလေဒါနဲ့တင်ဖြေထွက်တယ်လို့ထင်တယ်ဆိုတော့တစ်ချက်သွားကြည့်မယ်အဲ့တော့ကျွန်မခုနကပြောခဲ့တဲ့ဟာဒီမှာဆဆချင်းရေမလောင်းရအောင်နော်ရေမလောင်းမှပို့ပြီးတော့အားကောင်းမယ်နော်ရေမလောင်းတော့မှပို့ပြီးတော့ရှည်ထွက်မယ်နော်အဲ့ဒါငါတို့သိခဲ့တဲ့ဟာဒီထဲမှာဘယ်နေရာမှာရှိလဲတော့မသိဘူးပေါ့ကွယ်သွားကြည့်မယ်အဲ့တော့နံပါတ်1ကကြတော့မိဘရဲ့တော့ဒုကိခုနကတော့မိဘရဲ့ပါမေဘရဲ့ပါခဲ့တယ်ဗာလေဆိုအညောင်ထွက်ကစားအချိန်မှာရက်အနှဲငယ်နန်းနိချီမိုရက်အနှဲငယ်ရေကိုမပေးဘဲထားမယ်ဆိုရင်ကောင်းကောင်းဟာတာဆဖြစ်ပြီးတော့ရေကိုသူတို့ကဟိုဗာလေကျူရှူစုပ်ယူဖို့ဖြစ်လာလိမ့်မယ်မလားအခါဟာတော့ဒီနေရာကတော့နည်းနည်းပြီးမျောရေစုပ်ယူတာမစုပ်ယူတာတော့ငါတို့မပြောဘူးဒါပေမဲ့ဒီရှေ့ပိုင်းကတော့အကုန်မှန်တယ်အဲ့တော့ရက်အနှဲငယ်ရေမပေးဘူးဆိုရင်ပို့ပြီးတော့တိုးတက်မယ်ဆိုတာမှန်တယ်လीနော်ဒါပေမဲ့လေဒီကပြောတော့မပြောပေမဲ့ဒီအရှိပိုင်းလေးမှာနည်းနည်းပြောသွားတာအစာပိုင်းမှာရေမပေးဘဲနဲ့နောက်ဆိုထပ်ပုတ်ဒီလေနော်လုံလုံလောက်ပေးမယ်အဲ့လိုတော့ပါသွားဖြစ်တဲ့အတွက်ကြောင့်မလို့မှန်တယ်လို့လည်းပြောလို့ရတယ်လို့သူ့ထက်မှန်တာရှိရင်တော့မှားမယ်ပေါ့နော်သူ့ထက်မှန်တာမရှိရင်တော့သူမှန်မယ်အဲ့တော့နံပါတ်1မေပါရဲ့တော့သူကီးတဲ့အဲ့တော့ဒီပောက်ကစားချိန်မှာရေကဖုဆိုးခုဖြစ်ပြီဆိုရင်တဲ့စနိုအတိုအတာရဲ့တင်မို့ Q ရှိရှိနိုင်အဲ့ဒီနောက်မှာသွားပေးလဲမစုပ်တော့ဘူးတဲ့မလားပါပါ အဲ့မဟုတ်ဘူးနော်အဲ့ဒီနောက်မှာငါတို့လုံလုံလောက်ပေးရင် तू ကပိုတော့ကြီးထွားသေးရဲ့လို့ပြောရလေရေဝိုးတဲ့နေ့တိုင်းနဲ့တင့်တော်စွာတဲ့ဆက်ပေးနေမယ်ဆိုရင်တဲ့ကြရှိဘာဖြစ်မယ်လို့ပြောထားတယ်နေ့တိုင်းပေးရမှာလားဖတ်ခြင်းမှာမပေးတည်အောင်လေနော်နေ့တိုင်းလို့ပြောရင်မှားတာပေါ့နော်နံပါတ်4ကအမြင့်တေးတဲ့အမြင့်တေးရတဲ့ဒီလိုမျိုးတဲ့ဟာတဆလေနော်တိုးတက်ကြီးဟိုပါဗာလေကြီးထွားလာတဲ့အနောက်မှာတဲ့ရေကိုမပေးတဲ့ကာလရှိတယ်ဆိုရင်တဲ့ပို့ပြီးတော့တဲ့ဆူယောခုနာကခုဖြစ်လာလိမ့်မယ်တဲ့ဟာတဆ
ဖြစ်ပြီးတော့မှရေမပေးရလားအချင်းမှမပေးရတာလေနော်အဲ့တော့လေးလဲမှားတာဖြစ်တဲ့အတွက်အမှန်ဆုံးကအီချီဘန်လွယ်မရှိဘူးနော်ဒီမှာကတော့အီချီဘန်โอเคနံပါတ်60နံပါတ်60ကကြတော့သူကဘာလဲဆိုရင်ရှင်ပိုင်ဝအီဒီမဆက်စိတ်ပူဖို့မလိုပါဘူးတဲ့အဲ့တော့စိတ်ပူဖို့မလိုပါဘူးဆိုတာနားစေဘာကြောင့်စိတ်ပူဖို့မလိုတာလဲတဲ့ဘာကြောင့်လဲအားကြောင့်လဲဘယ်နေရာမှာရှိလဲဆိုရင်ဒီမှာနံပါတ်1မှာရှိရနော်စိတ်ပူဖို့မလိုပါဘူးလို့အဲ့မှာပြောတော့ကြတော့အဲ့နားတစ်ဝိုက်မှာရှိမှာပေါ့အဲ့တော့ပြောချင်တာကကျမဆိုရင်တော့ဒီမှာလေဒီနေရာမှာရှိတဲ့အတွက်ရှေ့တစ်ကြောင်းနောက်တစ်ကြောင်းဒီလောက်လို့ဖတ်လိုက်မယ်အဲဆိုတော့တော့စိတ်ပူဖို့မလိုဒါမဲ့လေဘာလို့မလို့ရှေ့တစ်ကြောင်းဖတ်ရလဲဆိုရင်ထိတ်ဆုံးမှာစကစီပါလို့လဲဖြစ်တယ်နော်စကစီဆိုတာပေမဲ့ ဆိုဒါပေမဲ့ဆိုတာအရှိအကြောင်းနဲ့နောက်ကြောင်းနဲ့ကိုဆက်ဆက်တာဖြစ်တဲ့အတွက်အရှိအကြောင်းမှာဖတ်လိုက်တော့မှနားလေသဘောပေါက်မှုကပိုမြင့်သွားမယ်လို့ပြောလို့ရတယ်ရှင်းတဲ့နောက်ကတစ်ဆက်တည်းမဟုတ်လို့ဆိုတော့ရေတွေအများကြီးကိုတဲ့တစ်ချိန်နဲ့ဆုပ်ယူလိုက်ပြီဆိုရင်ကြတော့တဲ့ခါကြီးစွတ်စရာသိလားအတီးလေတကူတော့ကိုရခန်းကြီးယူအဲ့တော့ကြတော့အတီးကကြီးလာမယ်ကြီးလာပြီးတော့ကြတော့ဒီအတီးရကွာမီစုပုတ်ခုအဲ့တော့သူရေစုပ်လိုက်တဲ့အချိန်မှာဥပမာမင်းသားဆိုင်ရဲ့မျက်လုံးထဲမှာဟိုဟာယူမြင်လိုက်ကျမတို့မုံလာဥလို့ပါတော့ရေအများကြီးစုပ်လိုက်လို့မုံလာဥကြီးကကြီးသွားပါပြီရဲ့မင်းသားဆိုင်ကဒါကြီးကဟဲ့ရေတွေများလွန်းနေအဲ့ကြရင်အာမမီနော်ချိုတဲ့တက်တို့ဥမမီအရသာရှိတဲ့တက်တို့နဲလိမ့်မယ်အဲ့တော့ကြတော့နဲတဲ့အတီးဖြစ်လာမှာမဟုတ်ဘူးလားဆိုပြီးတော့စိတ်ပူကြမလားမသိဘူးတဲ့ဟုတ်တယ်နော်ပုံမှန်နောက်မှရေတွေတပြုံရင်းသွားဆောက်ရင်ကြတော့ဟဲ့ရေတွေပဲဝင်ပြီးတော့နော်အရသာရှိပါမလားဒီလိုစိတ်ပူကြမလားမသိဘူးတဲ့ဒါပေမဲ့စိတ်ပူဖို့မလိုပါဘူးဒီထီးကငါတို့သိကျင်တဲ့အဖြေတော့မရှိပေမဲ့ငါတို့နည်းနည်းတော့နားလည်သွားရလေနော်သူတို့စိတ်ပူတာဘာလို့စိတ်ပူတာလဲဆိုတာအဲ့တော့ဘာလို့စိတ်ပူကြရလဲလူတွေကရပါချီလေးအများကြီးစုံလိုက်ရတာနောက်ဆုံးပြောရင်မချိုးမှပူတယ်ဒါပဲရတာမအဲ့တော့ကြတော့အရသာမရှိမှပူတယ်ဒါမဲ့လည်းစိတ်မပူဘူးတဲ့ဘာလို့စိတ်မပူဘူးသူပြောတာတော့အဲ့တော့ကြတော့အမြစ်ကရေကိုတဲ့စုပ်တဲ့စွမ်းရည်အားကောင်းလာပြီဆိုရင်တဲ့ဒီခန်းချီငါတို့မသိရင်နံပါတ်3ကိုသွားကြည့်နံပါတ်3ကယောဘွန်းဆိုတာအေယောတိုနာတို့ဆဲပေါ့နော်အေယောဆိုတဲ့ကျမတို့အာဟာရတဲ့ဖြစ်လာမဲ့ဆဲဘွန်းဆိုတာကြတော့ကျမတို့ပါဝင်တဲ့ဟာတွေပေါ့နော်အဲ့တော့အလွယ်မဲ့အာဟာရအဲ့တော့ကြတော့အာဟာရဖြစ်လာမဲ့ဟာတွေကိုကောင်းကောင်းစုပ်ယူနိုင်တယ်အဲ့တော့ပြောချင်တာကကြတော့ရေကိုစုပ်နိုင်ပြီဆိုရင်ရေကိုစုပ်အားကောင်းသွားပြီဆိုရင်ကြတော့သူဒီအာဟာရတွေစုပ်အားလဲသူကကောင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အရွက်ကအိုးခိကိုအရွက်ကကြီးပြီးတော့ဒါဘာဖြစ်မယ်ထင်လဲခန်းကြီးမသိရင်တော့လေပေါ့ sorry အတန်ထွက်မသိရင်တော့ခန်းကြီးကြည့်ပြီးခမလိုက်ပါဖြစ်လဲဒီခန်းကြီးမြင်လိုက်တယ်လေဝေးဆိုအဲ့လိုပဲမှတ်လိုက်အဲ့တော့အရွက်ကြီးရနော်အရွက်ကအကြီးပွင့်လာပြီးတော့ကြတော့ဒီရလဲငါတို့မသိပြန်ဘူးအဲ့တော့နံပါတ်4ကိုသွားကြည့်မယ်နံပါတ်4ကဒီနေရာမှာကြတော့တဲ့အဲ့ဒါကိုဘာလို့ပြောမလဲဆိုရင်အပင်တွေကအလင်းရောင်သုံးပြီးတော့အာဟာရဖြစ်မဲ့ဓာတ်တွေကိုသူတို့ကစကူတီတာဆိုထုတ်တာ။အော်အဲ့ဒါဆိုရင်ဒီမှာလေအရွက်ကြီးပွင့်ပြီဆိုရင်ကြတော့သူကိုယ်တိုင်ဘာလုပ်နိုင်ပြီလဲ။မြောင်ဆုပ်ယူနိုင်ပြီ။ဆိုအာဟာရထုတ်နိုင်တာ။အာဟာရထုတ်နိုင်။ပြောချင်တာကကြတော့အပင်ထဲမှာနေအာဟာရထုတ်နိုင်တယ်ဘာကိုသုံးပြီးတော့လဲ။အလင်းရောင်သုံးပြီးတော့အလင်းရောင်သုံးပြီးတော့ဒီလား။အဲ့တော့တချို့ကစိတ်ပူတယ်မှလားဒီအပင်ကကြတော့အာဟာရပြေးသွားပါမလားရေတွေပဲစုံနေလို့ဒါပေမဲ့သူကပြန်ရှင်းပြရတယ်ရေကိုစုံနိုင်ပြီဆိုရင်ဒီအပင်ဒီအာဟာရကိုစုံနိုင်ပြီအာဟာရကိုစုံနိုင်ပါပြီအာဟာရဖြစ်ရင်သူကဘာသွားစုံမှာလဲအဲ့တော့အာဟာရကဘယ်ရလာလဲအရွက်ကနေပြီးတော့သူ့ဟာနဲ့သူအာဟာရချက်တယ်ဟုတ်တယ်နော်အရွက်ကနေရောင်သုံးပြီးတော့အာဟာရချက်လိုက်တယ်အဲ့ဒါကိုအပင်ကစုံတယ်ဟုတ်တယ်မလားအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အာမမီတို့ဥမမီတို့ရဲ့တဲ့အခြေခံဖြစ်လာမဲ့ဓာတ်တရားလေအိုးခုစကူတာတဲ့တို့ဘာဖြစ်လဲညာဆိုအဲ့တော့ကြတော့ဥမမီတို့ဘာလို့ကလဲသူ့ဟာနဲ့သူအထဲမှာများတယ်အဲ့တော့နောက်ဆုံးအနှင်းချုပ်ပြောမယ်ဆိုရင်ကြတော့ငါတို့စိတ်ပူဖို့မလိုတာဘာကြောင့်လဲဘယ်ကနေစပြောရမလဲဆိုရေစုပ်တဲ့နေရာကနေစပြောမှာပေါ့နော်အဲ့တော့ကြတော့ရေစုပ်ရင်ဘာဖြစ်လဲအတီးကအရသာရှိလားဆိုရေစုပ်ရင်တော့အာဟာရတက်လဲစုံနိုင်တယ်အာဟာရတက်လဲစုံနိုင်တဲ့အပြင်ဘာထက်ပြောလဲအရွက်တွေပါကြီးလာအရွက်တွေကကြီးလာတယ်အရွက်တွေကကြီးလာရင်တို့ဘာလုပ်နိုင်လဲနေရာသုံးပြုတ်ပြီးတော့ဆိုအလင်းရောင်သုံးပြီးတော့ဘာလုပ်နိုင်အာဟာရထုတ်အာဟာရချက်နိုင်တယ်နော်အာဟာရချက်နိုင်ငယ်တော့ဒါသိမှုပါတယ်မင်းသားဆန်ဒီစာပိုင်းမှာဖတ်တာတိတ်ပံမှသိမှုတဲ့ဆိုတော့ကြတော့ကျမတို့နံပါတ်1ကဘာပြောထားလဲဆိုရင်ကြတော့အမြင့်ကနေပြီးတော့တဲ့စုပ်လိုက်တဲ့ရေတွေကတဲ့အသီးကတဲ့အချိုအရသာရှိတာတွေအချိုဓာတ်တွေကိုတဲ့လုတ်တယ်တဲ့ရေကနေပြီးတော့အရသာဓာတ်ကိုထုတ်တာလားရေရထုတ်တာတော့မဟုတ်ဘူးနော်ရေရထုတ်တာတော့မဟုတ်ဘူးရေကြောင့်မဟုတ်ဘူးနောက်ဆုံးအနည်းချုပ်ပြောရရင်ဘာကြောင့်လဲဆိုရင်အရွက်အဲ့အပင်ထဲမှာအာဟာရဓာတ်ရှိလို့လေနော်
ဒါပေမဲ့အာဟာရနဲ့ရေနဲ့ကဘယ်လိုသွားဆက်လဲဆိုရင်ကျတော့ရေစုပ်နိုင်တဲ့အားရှိရင်အာဟာရလည်းစုပ်နိုင်ပြီမို့လို့နော်ရေချောင်းလို့ပြောရင်တော့မှားတယ်အာဟာရရှိလို့နံပါတ်2အရွက်ကတဲ့ရေကိုစုပ်တယ်နင်းခဏလေးပြန်စဉ်းစားအရွက်ကရေကိုစုပ်တာလားအရွက်ကဘာလုပ်တာတော့လင်းရောင်သုံးပြီးတော့အာဟာရချက်မှာနော်အရွက်ကရေစုပ်တာမဟုတ်ဘူးအဲ့မှာနေသူကမှားတယ်စဉ်းစားလို့ရတယ်နံပါတ်4ကကြတော့အသီးတဲ့အိုးခိကုနာတယ်ပါအသီးကြီးလာရင်နဲ့အသီးကြီးလာရင်အချိုဓာတ်တို့အရသာရှိတဲ့ဓာတ်တို့ကကြတော့တဲ့ဖခုဝါယေတုဆိုတာကကြတော့ဗာလဲသိလား တိုးလောင်နိုင်တယ် တိုးလောင်နိုင်တဲ့အတွက်ကြောင့်မို့လို့တဲ့အသီးကြီးလာရင်တိုးလောင်နိုင်တယ်ပါလားမပါဘူးနော်အသီးကြီးတာမကြီးတာဘူးမပါဘူးအရွက်ကြီးတာပဲပါတာသိလားနံပါတ်4ကကြတော့ကြီးလာတဲ့အရွက်ကအလင်းရောင်ကိုသုံးပြီးတော့အချိုဓာတ်တွေဒီဓာတ်တွေကိုသူကအဲ့ဒါတွေရဲ့အခြေခံကိုထုတ်လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့မလားအဲဆုံးကဒါနော်နံပါတ်4 Okay on ဒါမဲ့လေမောတာဘာလို့လုံးနဲ့တော့3ပုတ်မြောက်တော့ရောက်ပြီအဲ့ဆိုရင်2ပုတ်ပဲကျန်တော့တာပေါ့ဆိုတော့61ကဘာပြောလဲဆိုရင်ကြတော့အဲ့တော့အိုးစဲနော့စ်တော့မိုင်းတဲ့လူအများရဲ့အရှိမဣခင်အိုနိုဘဲဒုကိုတိုနီဆိုတဲ့ထင်မြင်ချက်ကိုဖော်ပြတာပေါ့နော်အဲ့တော့လူများရဲ့အရှိမတဲ့ထင်မြင်ချက်ကိုဖော်ပြတာနဲ့ပတ်သက်ပြီးတော့တဲ့စာရေးသူတွေတဲ့စာရေးသူတယောက်တည်းမဟုတ်ဘူးလားအဲ့တော့စာရေးသူတွေဆိုတာတဲ့ဟိုလိုမျိုးပြောချင်တာဖြစ်ပါလိမ့်မယ်စာရေးသူတို့ပေါ့နော်အစာရေးသူနဲ့သူ့ပတ်ဝန်းကျင်ကလူတွေရဲ့အခြေအနေတုံးကအခြေအနေရကြတော့တဲ့ဒိုးသတာဘလို့ဖြစ်ခဲ့လဲဆိုတော့ဓာတ်တာနဲ့တုံထားတော့ချင်းတွေပါအတိတ်တီလားအဲ့တော့လူတွေအများကြီးရှိမှစကားပြောတာနဲ့ပတ်သက်ပြီးတော့ကွယ်စာရေးသူတို့တုံးကတော့ဘလို့လက်ရှိရှိရတော့ဘလို့ဒီလိုမျိုးလာမယ်လို့ခန့်မှန်းလို့ရတယ်ကဲအဲ့တော့ like ရှာမင်းစာရေးသူတို့ခေတုံးကအများရှိမှအမြင်ပြောတာကိုဘလို့ဖြစ်ခဲ့လဲဆိုတာဘလို့ဖြစ်ခဲ့လဲဆိုတာကိုဒီမှာမြင်လိုက်တော့အိုးစေအဲ့ဒါဆိုရင်ထိတ်ကနေစားဖက်ယုံပြမရှိဘူးအော်ဒါမဲ့ main point ဒီမှာဒီလားဝါတာရှိတချီကျွန်တော်တို့တွေ okay ဒါမဲ့တိရအောင်ထိတ်ကတကြောင်းလဲဆိုတော့ဖတ်ကြည့်လိုက်ပါမယ်အဲ့တော့အများကြီးရှိမှဣခင်ဖော်ပြတာနဲ့ပတ်သက်ပြီးဘယ်သူမှမဆိုခင်းချောတော့ဖြစ်တာပဲတဲ့ဥမကုစတာရတဲ့ကတော့အမောဖူအောင်အရကာရာငါကောင်းကောင်းပြောနိုင်ပါမလားဆိုတဲ့ဟာကတော့စိတ်ပူတာပေါ့နော်စိတ်ပူတာဖြစ်တဲ့အတွက်ဒီခန်းကြီးမသိဘူးဆိုရင်ဒီလိုတော့ကြတော့ဒီမှာလေဒီခန်းကြီးပါမသိဘူးဆိုရင်တော့မရဘူးနော်ဒါပါလေရှောက်ကိုတက်ကြီး ဟုတ်စိတ်ပြက်လက်ပြက်နော်ရှောက်ကိုတက်ကြီးစိတ်မပါလက်မပါဖြစ်တဲ့လူတွေလည်းရှိတယ်အဲ့တော့ကြတော့ကြောက်တာပေါ့နော်အမဒီထီကတော့အဖြစ်မပါသေးဘူးနော်အဲ့တော့အများရှိမှပြောရမှာကြောက်တယ်အဲ့ဒီပဲရောက်သေးတယ်အဲ့တော့အဲ့ဒါကတဲ့ is not ကြီးတိုင်းမှုခါဝရနိုင်တော့မဟုတ်အဲ့ဒါကတဲ့ဘယ်ကာလမှမဆိုမပြောင်းဘူးတဲ့အဲ့တော့အရင်တော့ကလည်းလူတွေကကြောက်ခဲ့တာပဲအများရှိမှထွက်ပြောမှာဒီခေတ်လဲကြောက်တုံးမယ်ထတာဒါပေမဲ့ဝါသားရှိတတ်ချင်းတော့ပါ okay အဖြေလာပြီကျွန်တော်တို့တုန်းကဥမခုဟာနာဆေနိုင်ကာရာတော့ကောင်းကောင်းမပြောနိုင်လို့ဆိုပြီးတော့စီဒီကိုမိတယ်ဘာလဲမသိဘူးအဲ့ဒါလည်းတွက်ကြည့်စီဒီကိုမိဆိုတာဖူအန်နီနာတေယာရိုတိုရှင်နိုင်ဖူအန်နီနာတေယာရိုတိုရှင်နိုင်စိတ်ပူဖို့မလုပ်ဘူးအဲ့တော့ကောင်းကောင်းမပြောနိုင်လဲစိတ်မပူဘူးဆိုတဲ့လူကတော့ရှိခဲ့တယ်ဆိုပေမဲ့နော်အဲ့တော့ကြတော့ကိုယ့်ရဲ့အတွေးကိုပြောတာကိုအီယာဂါဒူရှာဝအမာရီအီနာဂတာအဲ့တော့လေကျမတို့ကဘယ်လိုကောင်းကောင်းပြောနိုင်မှာဥမခုဟာနာဆေနိုင်ကာရာတိုဖူအန်နီနာတေယာရိုတိုရှင်နိုင်ဘာဒီပဲပါလေအဲ့တော့ပြောချင်တာကကောင်းကောင်းမပြောနိုင်တဲ့အတွက်ကြောင့်မို့လို့ကောင်းကောင်းဒီလိုလူတွေတော့ရှိခဲ့တယ်ကောင်းကောင်းမပြောနိုင်ပေမဲ့လည်းစိတ်မပူဘူးပေါ့ကွယ်ဒီလားကောင်းကောင်းမပြောနိုင်ပေမဲ့လည်းစိတ်မပူဆိုတဲ့လူတော့ရှိပေမဲ့လည်းကို့အတွေ့ကိုအီယူကိုတော့ကအီယာကလို့နော်ငါအတွေ့ကိုငါမပြောချင်ပါဘူးဆိုတဲ့လူကတော့တဲ့တိတ်မရှိခဲ့ဘူးတဲ့ငါတို့တုံးကတဲ့အဲ့ဒီနဲ့တစ်ချက်ဖြေရှာကြည့်လိုက်မယ်နော်အဲ့တော့အနည်းထုတ်ပြောရင်တော့ဗာလဲဆိုရင်ကြတော့သူတို့ခေတုံးကကြတော့ကွယ်ပြောကြတယ်နော်ပြောချင်တာကကြတော့ကြောက်တော့ကြောက်တာပဲဘယ်ခေပဲဖြစ်ဖြစ်ကြောက်တော့ကြောက်တယ်ဒါပေမဲ့သူတို့ခေတုံးကကြတော့ငါမပြောချင်ပါဘူးဆိုတဲ့လူကတော့တိတ်မရှိဘူးတဲ့အဲ့ဒါနဲ့ရှိမလားလို့တစ်ချက်ရှာကြည့်မယ်ဒါမဲ့လေဒီမှာနာကမပါနေတော့ငါတို့ဒီလောက်နဲ့အနှစ်ချုပ်လိုက်ရင်ကြတော့အဖြစ်မသိရလောက်ဘူးအဲ့တော့နာကမထီတော့နည်းနည်းဖတ်လိုက်မယ်အဲ့တော့ဒီမှာထိုယူနော်ဝါတဲ့ဆိုလိုချင်တာကနာကမကိုယ့်ရဲ့အပေါင်းဖော်တွေနဲ့ဂီတော့နော်အခြေတင်ဆွေးနွေးတာမင်းနာရတဲ့ဣတကာရတာတော့အားလုံးကပါလဲဆိုရင်ကိုယ့်ရဲ့အပေါင်းဖော်တွေနဲ့အပြန်အလှန်ဆွေးနွေးတာကိုတို့လုပ်ကြရတယ်နော်โอเคအဲ့ဒါဆိုရင်ဒီစာရေးသူတို့ခေတုံးကဘာဖြစ်လဲဆိုရင်ကြတော့ဘယ်လိုပြောမလဲကိုယ့်အတွေ့ကိုမပြောချင်တဲ့လူနော်ကို့တို့မပြောချင်တဲ့လူကရှိရလားမရှိရလားဆိုတိတ်မရှိခဲ့ဘူးဘာလို့တိတ်မရှိတာတော့ဆိုတငယ်ချင်းချင်းကြားထဲမှာအပြန်အလှန်ပြောနေကြမို့လို့ဒီလား
ပြန်လည်ပြောနေကြမို့လို့အဲ့ဒါကြောင့်မို့လို့သူတို့တော့ကကြတော့မပြောချင်တဲ့လူသိမရှိခဲ့ဘူး။ဒီခေတ်ကိုပြောရင်ကြတော့မင်းသားဆိုင်မလုံးနဲ့လည်းတိတာပါတယ်နော်။ကျမလည်းအလိုပဲလေနော်။စကားမပြောချင်တော့ဘူးလေနော်။စကားမပြောချင်တော့ဘူး။ဘာဖြစ်လို့လဲဆိုရင်စကားမပြောလဲရတဲ့ခင်မှာနေကြတာဟုတ်အခုက။ဆိုတော့နံပါတ်1ကကြတော့ဘာပြောလဲဆိုရင်ကြတော့仲間နဲ့仲間နဲ့ကျမတို့ကဂီရွန်ရော်ဒီ仲間နဲ့ဂီရွန်ပြောတာထက်တဲ့ခင်းချိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အီယာဖြစ်တဲ့လူကများခဲ့တယ်တဲ့တက်လားစာရေးသူတို့ခေတုံးကအဲ့ဒါမှန်လားသူတို့ခေတုံးကအီယာဖြစ်တဲ့လူနည်းတယ်နော်အဲ့ဒါကြောင့်မှားတယ်နံပါတ်2仲間နဲ့သူတို့ကဂီရွန်နော်ဒီအခြေတင်ပြောတာကိုသူကနားတဲ့တဲ့လူရင်းနှီးနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောရမှာကိုစာခဲလူရှောင်းတယ်ငါမပြောချင်ဘူးဆိုတဲ့သူကစကူနာကတာနေခဲ့တယ်မှန်လားတိုက်ရိုက်ပဲခုနဟာနဲ့ဒီနေရာလေးကိုပဲသူကရောဟွာဖြစ်လိုက်တာနော်လွှဲလိုက်တာဟိုမှာကြတော့အီရဒီမှာကစာကေတူအဲ့တော့仲間နဲ့結論ကို多くしていたのでsorry ဂီရွန်အဲ့တော့仲間နဲ့ဂီရွန်နေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အားလုံးကတဲ့စက်ကျခုတက်တက်ကြွနဲ့ထင်မြင်ချက်တွေကိုပြောတယ်အားလုံးကတက်ကြွနဲ့ပြောတယ်မှန်လားမှန်အားလုံးပြောတယ်လို့သူမပြောဘူးနော်မပြောတဲ့လူကနဲတယ်လို့ပဲပြောတာမပြောတဲ့လူကတယောက်မှမရှိဘူးအားလုံးကပြောတယ်အဲ့လိုတော့မပြောဘူးနော်တယောက်မှမရှိဘူးအကုန်ပြောတယ်အဲ့လိုတော့မပြောဘူးနဲတယ်လို့ပဲပြောတာနောက်တစ်ခု仲間နဲ့ဂီရွန်ကတဲ့အမရိရှင်နာကတာ仲間နဲ့ဂီရွန်တွေကိုတိတ်ပြီးမလုပ်ခဲ့ဘူးအဲ့ကလေးကမှားနေပြီနော်စက်မဖတ်တော့ဘူးနော်အဲ့တော့အပြေမှန်ကနိဗ္ဗာန်နော်နောက်တစ်ပုဒ်သွားမယ်62ကကြတော့ဗာလဲဆိုရင်ခုနတော့ကစာရေးသူတို့ခေအခုကကြတော့ကျမတို့ခေလာပြီနော်今の若い人たちအဲ့တော့အခုရဲ့လူငယ်တွေကတဲ့ဂီရွန်ရှင်းလိုက်ဒီကိုအခုလူငယ်တွေကဂီရွန်သိမ့်မလုပ်တော့အကြောင်းပြချက်အနေနဲ့စာရေးသူအတွင်းနဲ့ကြိုက်တာပါတော့တဲ့ကဲအခုလူငယ်တွေဘာလို့မလုပ်တာလဲဘာလို့သူတို့ကအပြန်အလှန်အခြေတင်မလုပ်တာလဲကဲဘာလို့မလုပ်တယ်လို့ထင်လဲဆိုရင်ကြတော့ကျမတို့ဒီမှာလေစာပိုက်ကဒီမှာလဲရှိတယ်ဆိုပေမဲ့ဒီဘက်မှာလည်းတစ်ပိုက်ကြံနေသေးတယ်အဲ့တော့ညီကုန်းကဒီတစ်ပိုက်ပေါ့နော်ပြောချင်တာအဲ့တော့ဒီတစ်ပိုက်ကိုရင်ဖက်ကြည့်လိုက်မယ်ဒီတစ်ပိုက်မသိတော့မှသူ့ရှေ့ပိုက်ဖက်မယ်နော်ဂီရွန်ဘာလို့မလုပ်တာလဲကြည့်အောင်ပါလားတော့မသိပေမဲ့အဲ့တော့တကယ်ကကြတော့တဲ့ကိုပြောမဲ့ဟာကိုတဲ့ဟန်တိုင်းစာရဲတဲ့ခီဇစကုနောကရတာကဒီမှာနေအဖေကတွေ့နေပြီအဲ့တော့ကိုပါလေကိုပြောလိုက်တာကိုအကျင်ခံလိုက်ရရင်ကိုကဘာဖြစ်သွားလိမ့်မလဲဆိုစိတ်တန်ရမယ်ကွာဒီလားအီရဖြစ်တယ်ဆိုတာဘာကိုအီရဖြစ်တာလဲဆိုရင်ကြတော့ခီဇစကုလေနော်ကိုတန်ရစိတ်တန်ရသွားမှာကိုကြောက်တယ်ဥပမာဆိုရင်ကြတော့ငါဒီမင်းသားကြိုက်တယ်အဲ့ဒါကိုပတ်ကနေအိုင်မင်းသားအရင်ယူဆိုတာလေအဲ့လိုပြောလိုက်ရင်မကြိုက်ဘူးလေနော်ဆိုတော့ကိုအဲ့လိုမျိုးပြောခံရမှာကိုကမကြိုက်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူပြောတာကိုလေကိုကဘာမလုပ်တော့ဘူးလို့ဆိုရင်ဟန်တိုင်းရှင်းလိုက်နော်ကိုလည်းစိတ်တန်ရမှာကြောက်တဲ့အတွက်သူပြောရင်လည်းကိုကဘာမှဟန်တိုင်းမလုပ်တော့ဘူးအဲ့လိုမျိုးမလုပ်တော့တဲ့အခါမှာခက်ခုနောက်ဆုံးတော့友達に合わせているのは友達のことを思っているからじゃないအဲ့တော့တငယ်ချင်းကငါတို့က like ညှိပြီးနေပြီးတယ်တငယ်ချင်းကသူကြိုက်တယ်လို့ပြောရင်ငါတို့ကအင်းအဲ့လိုပဲပြောရလေအဲ့လို like ညှိပြီးတာဆိုတာကြတော့တကယ်တမ်းကတငယ်ချင်းအတွက်တွေးပေးလို့မဟုတ်ဘသူအတွက်တွေးရလဲစာကြောင်းစမပဲနဲ့ကွက်ကွက်ရေးစမကိုအတွက်ကိုတွေးရဘာဖြစ်လို့ကိုအတွက်ကိုလဲစိတ်တန်ရရမယ်စိတ်တန်ရခြင်းလို့ကိုပြောလိုက်ရင်ကိုသူပြောရင်လေစိတ်တန်ရရမယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းကိုမပြောဘူးလေဒီလားသူ့ကိုစိတ်တန်ရမင်းငါ့ကိုလည်းလာမပေးတော့ဘူးမလားဆိုတဲ့ဟာမျိုးလေအဲ့တော့自分が可愛いのでありကိုကချစ်ကြတာပဲတည်ရမလားကိုက可愛いဖြစ်နေကြတာပဲလေဖြစ်နေကြတဲ့အတွက်ကြောင့်မို့လို့傷つきたくないနော်傷つきたくないからということだろအဲ့တော့နောက်ဆုံးအနှစ်ချုပ်မှာနှစ်ခါတောင်ပါသွားတယ်ဘာမဖြစ်ချင်လို့သူများမဟုတ်ဘူးနော်ဘာတူလဲဟုတ်ဆို自分に傷つけたくないကဲအဲ့ဆိုတော့ကြည့်မယ်ဆိုတော့နံပါတ်1တခြားလူရဲ့တဲ့အတွေးကိုတဲ့နားထောင်လဲပဲတဲ့ကိုယ့်ရဲ့ခန်းငါရဲ့ကတဲ့ခါဝရနိုင်တော့မဟုတ်ကြတာတဲ့သူပြောတာနားထောင်လဲငါကတော့မပြောင်းပါဘူးအဲ့လိုတွေးတဲ့အတွက်ကြောင့်မို့လို့တဲ့ခုနငါတို့ဖတ်တယ်မှာပါလားအောင်နော်နံပါတ်2ကကြတော့ကိုကားတဲ့何か言うことで相手を傷つけたくないから相手をမလား結局相手မဟုတ်နော်လူတွေက自分ပဲနံပါတ်3က自分の考えに反対されてတဲ့嫌な思いをしたくないからကိုတွေးတာကိုဟန်တိုင်းအလုပ်ခံလိုက်ရရင်ကိုအီးအားဖြစ်တဲ့ခံစားချက်မျိုးမဖြစ်ချင်တဲ့အတွက်မှန်လားမှန်တယ်နော်ကိုဟန်တိုင်းအလုပ်မခံချင်တာလေနံပါတ်4ကကြတော့ကိုရဲ့အတွေးကိုတဲ့တစ်ဖက်လူထံမှာနားလည်ပြီးတာခံယူဖို့တော့ခက်တယ်လို့တွေးတဲ့အတွက်ကြောင့်မလို့တဲ့ပါလားအဲ့တော့အဖြေမှန်ဆုံးကဒီမှာစမ်းပါဟောပါလေဆိုရင်တဲ့ဆိုရဲတော့အာရုကတဲ့どういうことတဲ့ဆိုရဲဆိုတာဘာကိုပြောတာလဲတဲ့မခုနလိုပဲဆိုရဲလိုက်ရှာသူ့ရှေ့ကိုကြည့်တာပဲဆိုတော့ဆိုရဲဘာမှတော့ဒီမှာမပေါ့ဆိုတော့ဒီဘက်မှာထည့်တယ်ဒီမှာအဲ့တော့ဆိုရဲကဒီမှာရှိတယ်ဆိုရင်ကြတော့ငါတို့ကဘယ်နာဖတ်ရမလဲဆိုရင်ဒီအောက်ဆုံးကြောင်းပေါ့နော်အဲ့တော့
ဒီမှာအဲ့တော့ဟိုရှိတော့တဲ့思っているတဲ့思っている情報や必要だと思っている条件が揃わないうちにကိုလိုချင်တယ်လို့တွေးထားတဲ့သတင်းချက်လက်တွေဒါမှမဟုတ်ရင်ကြတော့ကိုလိုအပ်တယ်လို့တွေးထားတဲ့လိုချင်တဲ့သတင်းချက်လက်လိုအပ်တဲ့အချက်လက်条件ဆိုတဲ့အချက်လက်အဲ့ဒီအချက်လက်တွေဒါပါရဲ့ခန်းကြီး ဆက်စုပြီးပြင်ပြင်စ တိုတိုနိုအဲ့တော့ကြတော့တိုတိုနိုဝါနိုင်အဲ့တော့ကြတော့သူကဆိုအဲ့တော့တိုတိုနိုဝါနိုင်ဦးချီနီနော်အဲ့တော့ကြတော့ဒါတွေမပြည့်ခင်ပေါ့နော်မပြည့်ခင်ဥကိုခီဟာဂျီမဲနာခေတယ်ပါနာရာနိုင်ပါလေ မစားလို့မရ မလုပ်လို့မရ ဆိုစလှုပ်ရှားမှရမယ်နော်စလှုပ်ရှားမှရမယ်ဆိုတဲ့ဟာကကြတော့တဲ့ခစ်စဒန်ဆိုတဲ့ကျမတို့တစ်ခုခုကိုဆုံးဖြတ်ချက်ချတာရဲ့ဒါကကြတော့စစ်နေလေနော်ဒါအခြေခံလို့ပြောရမလားတစ်ခုခုကိုဆုံးဖြတ်တယ်ကျမတို့စလှုပ်ပဲဆိုတာနဲ့စလှုပ်ပြီးအဲ့စလှုပ်ပြီးဆိုတာနဲ့အရင်ဆုံးကကြတော့ဥပမာမင်းနာဆန်ကဒီနေ့စာချက်မယ်လေစာချက်မယ်လို့ပြောရဲဆိုရင်ကြတော့စာချက်မယ်ဆိုရင်ကြတော့နိုင်လှလှလေးဘေးမှာရှိမှာမေကုန်းဟောင်းနေကုန်ပရင်းထုတ်ထားမှာငါဖုန်းနဲ့ကြည့်ပြီးတော့မလုပ်နိုင်ဘူးအဲ့လိုမျိုးကိုလိုချင်တဲ့အချက်လက်တွေအကုန်ပြည့်မှလုပ်မယ်ဆိုရင်လုပ်ဖြစ်မှာလား မလုပ်ဖြစ်ပါ မလုပ်ဖြစ်ဘူးလေနော်အဲ့တော့အချက်လက်တွေမပြည့်လေအရင်ဆုံးတော့ဘာလုပ်ဖို့လို့လဲ စားမရ စားလို့ရှာဖို့ မှရမယ်နော်စားလုပ်ကြည့်မှရမယ်ဆိုတော့ဟန်ဒန်ကデキる人はそれをそうအဲ့တော့決断ဆုံးဖြတ်ချက်ချနိုင်တဲ့လူဆိုတာကအဲ့ဒါကိုဒါကဗာတိပဲလည်းမသိရင်ဒီလိုသွားကြည့်ဝါခတ်တေရုနားလေတယ်အဲ့ဒါကိုနားလေတယ်ဆိုတာဘာကိုလုံးမရမယ်ဆိုတာကိုနားလေတယ်နော်ဘာဖြစ်ရင်အောင်စလုံးမရမယ် ဘေးနားမှာမပြေဆုံး မပြေဆုံး ဟုတ်မပြေဆုံးရင်အောင်မစလုပ်ရမယ်โอเคအဲ့တော့ကြတော့အဲ့ဒါပဲနောက်ဆုံးအနှင်းချုပ်လိုက်ရင်တော့မပြေဆုံးရင်အောင်စလုပ်ရမယ်โอเคလိုက်ရှာကြည့်မယ်နံပါတ်1လိုတဲ့အချက်လက်တွေကကျမတို့ဂျူဘွန်ဆိုတော့တေခါရပြေဆုံးပြီးတော့မှစလုပ်တာကောင်းတယ်မလား ပါ မှားပါလေ မှားတယ်လိုတဲ့ချက်လက်တွေကနာနီကဘာလဲဆိုတာကိုနားလည်ပြီးတော့မှစလုပ်တင်တယ်မလားနားမလဲတာမလို့ကြည့်ငါတော့မပြေဆုံးလဲစလုံးပါနံပါတ်1လိုအပ်တဲ့အချက်လက်တွေကနာနီကဝါခါရနာခုတယ်မို့လိုအပ်တဲ့အချက်ဘာတွေလိုအပ်လဲဆိုတာကိုမသိလဲပဲစမလို့ရင်မရအောင်မှန်တယ်ထင်လားမှားတယ်ထင်လားမှန်တယ်ထင်တယ်ကနာထားနံပါတ်4လိုတဲ့အချက်လက်တွေကဆိုရောဝါနာခုတယ်မို့မပြေဆုံးလဲပဲစမလို့ရင်မရအောင်အဲ့မှာမှန်တာနှစ်ခုဖြစ်သွားပြီဒါပေမဲ့ပုံမှန်တာရှာမရမှာလေဘယ်ပုံမှန်လဲလို့လဲဆိုရင်ဒါကြီးကဓာတ်ရိုက်ပါလေဆိုရောဝါနာခုတယ်မို့တို့ဓာတ်ရိုက်တော့မဟုတ်နည်းနည်းတော့စကလုံးတော့လွယ်တယ်ဒီမှာကျတော့တိုးတိုးနှုံနော်ဟိုမှာဆိုရောနော်တိုးတိုးနှုံနဲ့ဆိုရောနဲ့အဓိပ္ပာယ်တူတာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မလို့400ပုံမှန်သွားရင်နော်ရွံ့ပါနောက်တစ်ခု64ရကြတော့စာရေးသူကတဲ့決断するためにはဆုံးဖြတ်ချက်ချဖို့အတွက်ကကြတော့တဲ့何が必要だと述べているかဘာလို့လဲတဲ့ညီကုန်းဒုတိယပုတ်ဖြစ်တဲ့အတွက်ညီကုန်းသားမှရှာကြည့်မယ်နော်ဆိုတော့ကြတော့ဆုံးဖြတ်ချက်ချဖို့ဘာလို့တော့တဲ့ညီကုန်းကဒီနေရာဆိုတော့ဒီနေရာပေါ့အဲ့တော့ကဲအဲ့တော့自分が何をしたいのかကိုဘာလုပ်ချင်လဲどうなりたいဘယ်လိုဖြစ်ချင်လဲどうありたいဒိုးနာဒီတိုင်းဆိုတာကြတော့ဘာတွေဖြစ်လာခြင်းလဲဒိုးအာဒီတိုင်းကဘယ်လိုမျိုးရှေ့ဆက်သွားခြင်းလဲအဲ့လိုမျိုးဆိုတဲ့ဘီဂျုံကဘာလဲရှောရိုင်းတော့ image ဘီဂျုံကတနည်းအားဖြင့်ကြတော့အနာဂတ်ရဲ့ image ပေါ့နော်အနာဂတ်ကိုဖြစ်ခြင်းတဲ့ပုံစံရှိရမှာလားအဲ့ဒီပုံစံကို mood ဘာလို့ရမလဲ ပိုင်ဆိုင် ပိုင်ဆောင်ထားမယ် ပိုင်ဆိုင်ရမယ်ဟုတ်တယ်အဲ့တော့ဒီမှာမခုရောကိုမိနာဆိုင်အရင်ဆုံးဘာလို့လိုက်မလဲ စက်တီလို့လည်း ဆက်တဲလုပ်လိုက်မယ်အဲ့တော့မခုရောဆိုတာဂိုးလေအခုဆိုရင်အတူအောင်ရမယ်မလားအဲ့တော့ဂိုးကိုမင်းနာဆန်ကဆက်တဲလုပ်ထားတာဖြစ်တဲ့အတွက်လက်ရှိအတန်းတန်နေရလေအဲ့တော့မခုရောကိုဆက်တဲလုပ်ပြီးတော့အဲ့ဒါကိုမင်းနာဆန်ကမူခောက်ဥတီပြီးတော့ဟိုကိုဘလို့ဥတီရပတ်သွားမလဲဆိုတာကိုအစ်စုမိုနင်းရှိကိရှင်တဲ့ဤတဲ့ပါကိုကဒါလုပ်မယ်အတူအောင်လုံးမှဖြစ်တဲ့အတွက်ဒါတွေကြက်ရမယ်ဒီတန်းတက်ရမယ်ဆိုတဲ့ဟာကိုအမြဲတမ်းကိုဒီအရှိကိလုပ်နေမယ်ဆိုရင်ဂျောကင်ကဖူဆိုကုစတေးတယ်မို့ခုနကပြောတယ်လို့မင်းနာဆန်မှာမိခွန်းအောင်မရှိဘူးအခုကျမစကရင်ကကြည့်ရလေအဲ့ဒါဆိုလည်းလုပ်လို့ရနေရပဲလေဒီလားဆိုတော့ကို့မှာဂျောကင်ကဖူဆိုကုမပြည့်စုံလဲပဲမင်းနာဆန်ဘာလုပ်လို့ရလဲခက်စဒန်ဆုံးဖြတ်လို့ရတယ်โอเคအဲ့တော့ခက်စဒန်ဆုံးဖြတ်လို့ရတဲ့လူဆိုတာကကြတော့ဘာတွေရှိလို့ဘာတွေလုပ်လို့လဲ ဒီရွယ်ချက်ကိုထားပြီးတော့ ဆိုရီမန်းကျန်နော်သူပြောတယ်မခုရောကိုအရင်ဆုံးဘာလို့ ဦး စက် ကြီး တီလို့ ဆက်တဲလုံးမယ်နော်မခုရောကိုတတ်မှတ်မယ်တတ်မှတ်ပြီးရင် စိတ် ဥစ္စာကိုမ ဆိုအဲ့ဒီစီကိုဥတီပြီးတော့လောက်ရမယ်ပေါ့နော်ဘာမဖြစ်လဲလောက်ရမှာပဲလေ မပြေဆုံး မပြေဆုံးလဲလောက်ရမှာပဲနော်ဒီစာကြောင်းကအဲ့ဒါကိုသူအဓိကပြောချင်နေတာဆိုတော့လေကဲအဲ့ဆိုရင်လိုက်ရှာကြည့်အောင်
လိုက်ရှာကြည့်ရအောင်ဆိုတော့ကြတော့နံပါတ်1ကဘာပြောလဲဆိုရင်ကြတော့တဲ့ဖူဆိုကုစတေဒူဂျောကင်ကနာနီကမပြည့်စုံတာဘာရှိပါလဲအဲ့ဒါကိုစဉ်းစားရမှာတဲ့မှန်လား မှာ ပါတယ်နော်စင်မစင်သားနေအလုံးမဖြစ်တော့ဘူးလေနံပါတ်4ဂျောကီယိုနေအိုဂျီတဲ့အခြေအနေပေါ်မူတည်ပြီးတော့မခုယောကိုခိုင်းတဲ့ကိုအခြေအနေပေါ်မူတည်ပြီးမခုယောတွေကိုပြောင်းပြောင်းသွားရမှာတဲ့မှန်လားမခုယောဆိုတာပြောင်းနေပြီးတော့မှမဟုတ်လေနံပါတ်4ကမဂျီဘွန်တော့မခုယောကိုမဲကခုနီစာတာမက်တဲ့ကိုလုံးချင်တဲ့မခုယောကိုမဲကခုဆိုတာ တိကြကြနဲ့ တိကျဆိုစာတာမဲတို့ ဆောက်ဖြတ်ပြီးတော့ ဆိုစာတာမဲတို့ကခုနစစ်တင်းမှာလဲသူပါတယ်ဒီလားအဲ့တော့ပြောချင်တာခန်းပြောင်းလိုက်တာ ခိမက်တဲ့ ဆိုခီမဲတို့အဲ့တော့ကျတော့အဲ့ဒီပဲအဲ့တော့ကိုလုံးချင်တဲ့ဟာကိုတီတတ်မှတ်ပြီးသွားရင်ဝါစတဲ့စုအဲ့ဒါကိုမမေ့ပဲနဲ့လောက်အောင်မှန်လားမှန်တယ်နော်ဒီဓာတ်ရိုက်တော့မပြောဘူးဒီမှာကဝါစတဲ့စုလို့ပြောတယ်မှန်လားအပေါ်မှာကအီဆုမိုအီရှိကီရှိနာကတာအမြဲတမ်းတတိထားနေရမယ်ဆိုအမြဲတမ်းအဲ့ဒါကိုခေါင်းထဲမှာထည့်ထားရလေအမြဲတမ်းမမေ့အောင်ထားရလေအဲ့ဒါစကလုံးအဲ့လိုလွဲတာစိတ်ဝင်စားဖို့ကောင်းတာနံပါတ်4自分目標がある自分に合っているかどうか常に意識することတွေ့လားဒီမှာ意識ဆိုတဲ့စကားလုံးဓာတ်ရိုက်ပေးပေမဲ့ရှေ့ရစကားလုံးကြီးကတစ်မျိုးကြီးဖြစ်နေရလေဒီ目標ကငါနဲ့ကြိုက်ပါမလားအဲ့ဒါကိုအမြဲတမ်းသတိထားနေရမှာမှန်လား目標ကတစ်ခေါက်ဆုံးပြလိုက်ရင်အမှရင်ပြီးပြီလေနော်ကြိုက်လားမကြိုက်လားထပ်မစဉ်းစားတော့ဘူးလေအဲ့တော့ဒီမှာအဖြစ်မှန်းဆက်မှန်နော်โอเคအဲ့ဆိုရင်မိကုန်းတို့ပြီးသွားပြီ AB box က65ကကြတော့ဗာပြောလဲဆိုရင်ကြတော့တဲ့ကျမတို့ A နဲ့ B ရတဲ့ဆိုရဲတဲ့ဒိုရောယောနာတဲ့ undo တဲ့စတေဒူတို့နိုဘက်တေဒူအဲ့တော့ A နဲ့ B ကအတီးလို့ပြောကြတဲ့ကနှစ်ယောက်ကဒူလားမဒူလားမဒူနော်အဲ့တော့ A မှာလည်း A လို့ပုံလုံးနီးရှိမယ် B မှာလည်း B လို့ပုံလုံးနီးရှိမယ်အဲ့တော့ကြတော့ဘလိုမျိုးလုံနေလဲနော် undo ဘလိုမျိုးလုံနေတော့ကဲအဲ့တော့သွားဖတ်မယ်အော်နေအောင်မဖတ်သေးဘူး66ရဲ့စာကြောင်းမှတစ်ခါတည်းဖတ်မယ်A နဲ့ B နဲ့ရတဲ့ curious တဲ့ thai စစ်စစ်တနိုဘက်တေတို့အဲ့တော့နှစ်ယောက်ကလေလုံနေတာမတူတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့နှစ်ယောက်လုံး thai စစ်စစ်အရေးကြီးတယ်လို့တွေးတာအတူတယ်ဖြစ်မှာပေါ့နော်အရေးကြီးတယ်လို့တွေးတာအပါလေတဲ့ okay အဲ့တော့ငါတို့လိုက်ရှာမှာနှစ်ချက်ရှိတယ်ဘလို့အားကစားလုပ်နေလဲဘာကိုအရေးကြီးတယ်လို့တွေးလဲဆိုတော့ကြတော့ကျမတို့ခဏလေးပေါ်ပြင်အောင်ယူရနေတယ်ကဲအဲ့တော့ဘာပြောလဲဆိုရင်ကြတော့ちょっと待っててね。これは65。OK。ကဲအဲ့တော့ကြတော့ A ကဘာပြောလဲဆိုရင်ကြတော့တဲ့တစ်ချိန်လုံးကလေတဲ့ကျမအလုံးများပြီးတော့တဲ့အားကစားကိုဆက်မလုပ်နိုင်မင်းနဲ့တဲ့နာယန်တေမှာစတာနော်တောကတွေရောက်ခဲ့တယ်တဲ့အဲ့တော့ကြတော့တောကတွေရောက်ခဲ့ပြီးတော့ကြတော့တဲ့တောကတွေရောက်ခဲ့ပြီးတော့ကိုနဲ့ကိုင်းညီတဲ့အားကစားနီလန်းကိုတဲ့ရှာဖွေတယ်နော်အဲ့တော့ကြတော့စတာကစတေးတို့အစီနီအဲ့တော့ရှာနေတဲ့အတော့တင်မှာမူရိယာဒီအတင်းချက်ကြီးကွာအချိန်ကိုခကုဟိုနော်ခကုဟိုဆိုတာအချိန်ကို keep လုပ်တာကိုပြောတာနော်အဲ့တော့အချိန်ကိုကိုနဲ့ကြိုက်တဲ့ဟာကိုအတင်းရှာပြီးတော့လောက်တာထက်ဆိုင်ရင်နေ့စဉ်ဘဝရဲ့အထဲမှာထိုဒီဤတဲ့တာဟိုကနေ့စဉ်ဘဝအထဲမှာထည့်သွင်းလိုက်တာကကောင်းတယ်လို့တွေးတယ် okay ဒီထီကိုပြန်နှိမ့်ချုံမယ် तू ကပါလေဘလို့အားကစားကိုလုံးမယ်နေ့စဉ်ဘဝအဲ့တော့ပြောချင်တာလမ်းလျှောက်တာတို့နေ့စဉ်ဘဝလို့ပြောလိုက်တာနဲ့နော်မျိုးလုံးထဲမှာပြင်းမြင်တာလမ်းလျှောက်တာတို့လှေကားတက်တာတို့ဒါမျိုးဖြစ်ဖို့များလိမ့်မယ်ဒီလားနေ့စဉ်ဘဝဆိုတာဒါပဲလေနော်နေ့စဉ်ဘဝမှာသွားပြီးတော့ဟိုလမ်းလျှောက်ရင်းနဲ့အလေးတုံးကြီးမထားရလို့ဆိုတာမှမရှိတာဆိုတော့ကြတော့ဂင်းဆိုင်လက်ရှိကြတော့သစူကင်းနော်ဇီတော့ဟိုအလုတ်သွားပြန်လုတ်တာတို့ခိုင်းမွန်တို့ဇီတော့ဝယ်တာတို့လုတ်တဲ့ချိန်မှာကားမသုံးမဲနဲ့လမ်းလျှောက်သွားတယ်အဲ့ဒီဘေတာခုနကကျွန်မပြောတဲ့ဟာပဲနော်လမ်းလျှောက်တယ်အဲ့ဒီဘေတာမစီးဘဲနဲ့ခိုင်းတန်းသုံးနေပြီးတော့ရင်လမ်းလျှောက်တဲ့အချိန်မှာလေပုံမှန်ထက်စားရင်မြ мян လျှောက်တယ်အဲ့တော့ဒီထီကတော့သူ့ရဲ့စကလုံးပြန်နှိမ့်ချုံမဲပါပဲလေနေ့စဉ်ဘဝပဲနော်ဆရာနေမထွက်သေးဘူးနေ့စဉ်ဘဝပဲအဲ့တော့အဲ့လိုလုပ်လိုက်ပြီဆိုရင်အချိန်မရှိလဲပဲနေ့တိုင်းအားကစားလုပ်လို့ရတယ်ဟောအဲ့တော့ခနာကိုတဲ့ဥကောကစုကိုတော့တဲ့ရှုကန်နီစရုကိုတော့ကထိုင်စစ်စအော်ဒိုင်ကြီးနဲ့ထိုင်စစ်စနဲ့တူတယ်လေအဲ့ဒါဆိုရင်သူ့တက်ကဘာအရေးကြီးအနာကိုကနေတိုင်းကိုရှုကန်ဖြစ်အောင်လုပ်တာအရေးကြီးတယ်နော်ရှုကန်ဆိုတာကဘာလဲလေးချင်းပြောချင်တာတရက်တည်းလုပ်တယ်တပတ်လောက်မလုပ်ဘူးအဲ့လိုမဟုတ်ဘူးလေနော်အလေးချင်းဖြစ်အောင်လုပ်ဖို့ကအရေးကြီးတယ်အဲ့တော့အားကစားမှာကခနာကိုအားကစားလုပ်တာကခနာကိုကျန်းမာရုံသာမကပဲနဲ့ stress လည်းပျောက်တယ်နော်အဲ့လိုမျိုးတဲ့စိတ်ရဲ့ကျန်းမာရေးရောခနာကိုရဲ့ကျန်းမာရေးရောထိမ့်သိမ့်နိုင်တဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မို့လို့မူဒီစေစုစုစုကတိတ်ခိတိုင်းမူဒီမလုပ်ပဲဆက်လုပ်ချင်တယ်โอเคအဲ့တော့ကြတော့ကျမတို့အနှစ်ပြန်ချုပ်လိုက်မယ် तू ကဘလို့အားကစားနေ့စဉ်ဘဝတွေကအားကစားကိုလုပ်တယ် तू အရေးကြီးတယ်လို့တွေးတာပါလေးချင်းရှုကန်โอเคအဲ့တော့ तू ကနေနောက်ဆုံးနေ့ချုပ်လိုက်နှလုံးပဲရှိတယ်ဆဲကစနဲ့ရှုကန်တယ်ဒါပဲ
အဲ့တော့နောက်တစ်ယောက်ကဒါမဲ့လေတေချာတာသူတို့နှစ်ယောက်လုံးအရေးကြီးတယ်လို့ပြောတာဖြစ်တဲ့အတွက်အပေါ်ကတစ်ယောက်ရှုကန်ဆိုအောက်ကတစ်ယောက်လည်းရှုကန်ပါမှရမယ်မပါဘူးဆိုရင်ဒါမဟုတ်ဘူးဒီလားဆိုတော့သိထားဆိုတော့ B ကိုသွားမယ် B ကကြတော့ကျမကတဲ့အားကစားကိုတဲ့သူလည်းဒီလိုပဲဒီလားအားကစားစားလို့လေတော်တော်နဲ့ဆက်မလုပ်ဖြစ်ဘူးတဲ့ဒါက तू မှမဟုတ်ပါဘူးတူတူပဲကျမလည်းလို့ပဲကျင်သွားလိုက်တလားစာဆုံးသွားလိုက်ပြီးသွားရင်ကြတော့မလို့သွားတော့ဆိုတော့ကြတော့အဲ့လိုခါမျိုးကြရင်ကြတော့တဲ့အလုပ်ပြီးတဲ့နောက်မှာတဲ့နကမသူကြတော့မဟုတ်ဘူးသူကြတော့ဘာလဲဆိုရင်နကမနဲ့တဲ့အတူတူတဲ့ running ကိုစလုပ်ခဲ့တယ်တဲ့သူကြတော့လေဒီမှာကြည့်လိုက်သူကြတော့ထက်ကပါတာဘာလဲဆိုရင်ကြတော့နကမနော်အဲ့တော့ကြတော့နကမနဲ့အပြန်လန်းသူတို့ရဲ့ရလက်တွေကိုဟိုကိုခုနော်ဟုတ်ကိုခုအပြန်လန်းလောက်တာတို့အချက်လက်တွေကိုကြောဟိုးတွေကိုခိုးကန်ဖလဲတာတို့အဲ့လိုလှုပ်ခြင်းအပြင်အားကစားကိုပို့ပြီးတော့စိတ်ဝင်စားမှုမြင့်တင်နိုင်တယ်အလုပ်ရဲ့ပင်ပန်းမှုကိုအားကစားလှုပ်ခြင်းအကြတော့အားကစားလှုပ်တာမင်းတို့ဖြစ်တဲ့အချိန်အားကစားဖြစ်တာကိုစတာကြီးလို့ခံစားရတဲ့အချိန်ကြရင်လေဟာနာရှိယိုခီတဲမိုတာကိုအပြန်လန်းစကားနားထောင်ပေးရလေနော်ပင်ပန်းတဲ့အချိန်ကြရင်အဲ့လိုဖြစ်တဲ့အတွက်ခီးဘွန်းသိမ့်ခံလိုက်ရတယ်သူကကြတော့အပေါ်တစ်ပိုက်လုံးမှာပြောသွားတာသူကဘယ်လိုအားကစားnakamaနဲ့အတူ ဆိုnakamaနဲ့အတူလုပ်တဲ့အားကစားโอเคအဲ့တော့အပေါ်တယောက်ရဲ့ keyword က10ကဆိုရင်သူ့ရဲ့ keyword က nakama အဲ့တော့တေချာတာကကြတော့လာပြန်ပြီတယောက်တည်းလုပ်တာကတော့ကိုယ့်ရဲ့ face เนาะကိုယ့်အချိန်လုံးနဲ့ကိုလုပ်လို့ရတဲ့အတွက်ကြောင့်မို့လို့ခိရာကုပို့ပြီးတော့သိပပပါတော့လုပ်လို့ရတာပေါ့တဲ့တယောက်တည်းလုပ်ရင်တော့တဲ့ဒါပေမဲ့တယောက်တည်းဆိုရင်ကြတော့ယာရုခိကရှင်နိုင်တိုကီယာရုခိမဖြစ်တဲ့အချိန်ညရင်ဆူဇူကေရုကိုတိုကမုဇကာရှိအဲ့တော့ तू ကဘာကိုတိုက်တော့လဲအတူတူnakamaနဲ့ရှောနီnakamaနဲ့အတူတူထာနိုရှိကုပျော်ရွှင်ရွှင်အားကစားလုပ်မယ်ဆိုရင်ဂမ်ဘာရိုစူးစမ်းရအောင်ဆိုတော့ဤယကုနော်အဲ့တော့စိတ်ခွန်အားကဝိုင်းတက်ခုရောက်လာတယ်โอเคအဲ့တော့ကျတော့ဒီအထိကတော့ तू က nakama ကနေမထွက်သေးဘူးအဲ့တော့ ondo ဆိုတာကတဲ့စစုခဲတဲ့ iku ဇက်တိုက်လုံသွားဖို့ဆိုတဲ့ imi အတိတ်ပဲရှိတယ်တဲ့သူကကြတော့ရှုကန်လို့တော့တိုင်းမပြောပြမယ်ဘယ်လိုလုပ်သွားဖို့လို့လဲဇက်တိုက်လောက်သွားမယ်ဆိုတော့အဲ့တော့သူ့ကိုပြန်နှိမ့်ချုံလိုက် तू က nakama ရဲ့ဇက်တိုက်ရဲ့အပေါ်ကတယောက်က10ကဆိုရဲ့ရှုကန်အဲ့လိုမျိုးဆိုတော့ကြတော့ပြန်တော့ကြည့်လိုက်မယ်အဲ့တော့ဒီမှာပြန်နှိမ့်ချုံရင် A ကကြတော့10ကစ B ကကြတော့ nakama နော်နှစ်ယောက်သားโอเคအဲ့ဒါဆိုရင်လိုက်ရှာမယ်နံပါတ်1 A ရော B ရောအားတဲ့အမျိုးမျိုးသော ondo ကိုတဲ့လုံနေတယ်လို့ဖော်ပြရတယ်တဲ့ A အမျိုးမျိုးသော ondo လုံနေလို့လားမလုံပါမလုံဘူးလေလမ်းမဲလျှောက်တာလေနော်စလေကားပဲတက်တာလေ A ရော B ရောအားတဲ့လွယ်ကူတဲ့ ondo ကိုလုံနေတယ်လို့ဖော်ပြရတယ်တဲ့ B ကဖော်ပြလာလွယ်တဲ့ ondo လုံတယ်လို့မပြောပါဘူး B ကလေဘာလုံနေမှန်းမသိတာပုံမလေးလေးပြောရင် B ကnakama ပဲပြောလို့နာ nakama နဲ့ဘာလုံနေလဲဆိုတာတော့ငါတို့မသိအောင်နော် running စလုပ်တယ်လို့ပဲပြောတာလေ running အပြင်ဘာတွေလုပ်သေးလဲဆိုတာတော့ငါတို့မပြောတော့ပြီးတော့ရင်ကြတော့နံပါတ်3ကကြတော့ A ရတဲ့10ကစအထဲမှာလုံနိုင်တဲ့ဟာက10ကစの中でできるだけ長く運動している10ကစအထဲမှာပဲလုံနိုင်တဲ့လောက်ကြာလုံနေတယ် B ကကြတော့仲間နဲ့10ကနော်ရလက်ကိုဒီမှာကြတော့လေ A ရမှန်တယ်နော် B ကကြတော့仲間တော့အဲ့ထိလည်းမှန်တယ်ဒါပေမဲ့လေဒီမှာ main point ကဘာဖြစ်သွားလဲဆိုရင်ဒါပါရဲ့ကန်ကြည့်လဲရှင်ပြိုင်တိုက်ခိုက်တယ်ဆိုရှင်ပြိုင်တာခိဆိုအဲ့တော့ကြတော့ရှင်ပြိုင်ရင်းနဲ့လုတ်တာရှင်ပြိုင်နေလို့ပြောလားမပြောထားပါဘူးမပြောဘူးလေနော်အတူတူပဲလုတ်တာလေသူနဲ့ငါနဲ့ပြိုင်မယ်အဲ့လိုတော့မပြောဘူးလေနံပါတ်4ကကြတော့ A ကနေထိုင်မှုဘဝထဲမှာခန္ဓာကိုယ်10ကစနော်နေထိုင်မှုဘဝထဲမှာခန္ဓာကိုယ်လှုပ်ရှားတယ် B ကnakamaနဲ့အတူတူလုတ်တယ်မှန်လားမှန်ပါတယ်အဲ့တော့ယွန်းကအဖြစ်မှန်သေးလားဟုတ်နံပါတ်66ကကြတော့ A နဲ့ B နှစ်ခုလုံးအရေးကြီးတာကြတော့ပြန်ပြောရရင် A ကကြတော့ရှုကန်B ကရှုကန်လို့တော့တိုင်းမပြောပေမဲ့စုစုခဲတူနော်စုစုခဲကိုတော့ကဲအဲ့ဒါဆိုရင်ကြတော့ရှာကြည့်မယ်ဆိုတော့နံပါတ်1ကကြတော့ရလက်ကိုနားလေသဘောပေါက်ပြီးတော့အားကစားလုပ်ရမယ်မှန်လားပါဘာလဲနော်ခိုးကဆိုတဲ့အာနိတင်အကြောင်းကကြတော့ B ကတော့ပြောကောင်းပြောလိမ့်မယ် A ကမပြောတော့ဘူးနော်နံပါတ်2ကကိုနဲ့ကိုက်ညီတဲ့အားကစားကိုရှာတွေ့ရမယ်ပြောလားပြောပါမပြောဘူးနော် A ကတော့သူနဲ့ကိုက်ညီတာသူကအချိန်မရှိတဲ့လူဖြစ်တဲ့အတွက်ဒီလိုလို့ပြောရဲဆိုရင် B ကအားကစားနီးလန်းမဟုတ်ပဲね B ကnakamaနဲ့လုပ်ရင်ဘာမှမဆိုသူက okay နေရဆိုတော့လေဘာအားကစားလဲဆိုတာတော့မပြောနံပါတ်3က楽しみながら運動するပျော်ပျော်ရွှင်ရွှင်လုပ်ရမယ်တဲ့ပျော်ပျော်ရွှင်ရွှင်လုပ်ရမယ်လို့နှစ်ယောက်လုံးပြောလားပြောပါB ကတော့ပြောကောင်းပြောလိမ့်မယ်တကယ်ချင်းနဲ့လုပ်ရင်ပြောတယ်လို့ဘာလို့ပြောကောင်းပြောလိမ့်မယ် A ကကြတော့သူကအားကစားလုပ်တာစိတ်ရောလူရောကျန်းမာရေးအတွက်လုပ်တယ်လို့ပဲပြောတာအားကစားလုပ်လိုက်တာ楽しいဆိုတဲ့စကားလုံးတော့မသုံးတော့
နံပါတ်4ကခဲဆိုကိုして温度することဒီကန်းကြီးရပါဖြစ်တာလေ စတိုင်းလောက်တာ ဆိုနေအဲ့ဒါဆိုရင်ကြတော့အမှန်ဆုံးကဒါပဲဖြစ်နိုင်တယ်နော်ဘာလို့ဆိုတော့ A ရဲ့ရှူကန်ဆိုတဲ့အလေးထားဆိုတာကလည်းတရက်သေးပဲလှုပ်ပြီးနောက်ရက်မလှုပ်တာမဟုတ်ဘဲနဲ့စတိုက်လှုပ်တာလေနော်အဲ့လိုဖြစ်တဲ့အတွက်အဖြစ်မှန်ယွန်းပါငယ်ပြီးတော့ရင်ပုတ်ရှည်လာမယ်6번가3번 오케이 저도 막대 쉬다 올라요ဆိုတော့60ကောင်ကမပြောလဲဆိုရင်ကြတော့တဲ့ခီမျိုးနာခီမိုနိုတဲ့အာရုတိုအာရုကတဲ့ခီရှာဝါတဲ့ဒါစေဆိုခံငါရကခီမျိုးဆိုတဲ့ vocabulary ဒီလား ထူးဆန်း ဆိုဘီမျိုးလို့ဘာလို့ကြားဘူးလိမ့်မယ်ဒီလားအဲ့ဒီပဲလို့ပဲမှတ်လိုက်ခီမျိုးဆိုတာကကြတော့ပုံမှန်မဟုတ်ဘူးထူးဆန်းတာထူးဆန်းတဲ့တက်ရှိလေတဲ့အဲ့တော့ထူးဆန်းတဲ့တက်ရှိဖြစ်ပါတယ်ဆိုတာတဲ့ဘာကြောင့်မို့လို့အဲ့လိုတွေးရလဲတဲ့ကဲထူးဆန်းတဲ့တက်ရှိဘယ်သူကြောင့်ပြောနေရတော့ဆိုတော့ကြတော့ကျမတို့အမှမြင်တာထားတာဆိုတော့ဒီနေရာမှာထိတ်ဆုံးမှာဆိုတော့ထိတ်ဆုံးတော့မှရှိမှာပေါ့ကဲထူးဆန်းတဲ့တက်ရှိကဘယ်သူတော့ လူသား လူသားတဲ့ကဲလူသားတွေကဘာလို့ထူးဆန်းရတာတော့ဆိုတော့အိုင်နာတော့ဝိုက်ကိုအဖြေရှာကြည့်အောင်အဲဆိုတော့ကျမတို့လူသားတွေဆိုတာကြတော့တဲ့ကိုယ့်ရဲ့ခွန်အားကိုသုံးပြီးတော့တဲ့တစ်ဖက်လူရဲ့ကိုယ့်ရဲ့ဒီရဲ့ခီနော်ကိုယ့်အတွက်အကျိုးမြတ်ဖြစ်မဲ့ဟာအကျိုးမြတ်ဖြစ်မဲ့ဟာကိုလုပ်တယ်မှလားအဲ့ဒါကကြတော့အစဉ်ပြေတဲ့ချိန်ကြရင်ဦးရဲရှိပြောတယ်ဆိုတာကတဲ့ဒါတော့ဗာတိပဲလဲဆိုတာမင်းသားစသိချင်မှလဲသိမယ်ဒါပေမဲ့ဒါအချင်းမီးကြကြပေါ့နော်အသက်ရှင်ကြံသွားဖို့အတွက်ကကြတော့ဒါထိုးစင်ဖြစ်ကိုဖြစ်တင်တယ်ဒါဖြစ်ကိုဖြစ်တင်တာဖြစ်တဲ့အတွက်ဒါထူးဆန်းတာလားမထူးဆန်းဒီထီကကြတော့အဖြေမဟုတ်ဘူးဒီလားဒီထီကအဖြေမဟုတ်ဒါပေမဲ့ပင်မဲ့လို့ပါတာဖြစ်တဲ့အတွက်အဲ့နောက်မှဖြေလာမယ်ဒီလားအဲ့တော့ပြောချင်တာကကျမတို့ကိုယ့်အကျိုးအတွက်ကိုလှုပ်တာဒီမထူးဆန်းကိုယ့်အကျိုးအတွက်ကိုလှုပ်တာမထူးဆန်းဆိုရင်သူ့ရဲ့စန့်ကျင်ဘက်ကဘာဖြစ်မယ်ထင်လဲအခြားသူအခြားသူအကျိုးအတွက်လှုပ်တာနော်ကဲအဲ့ဒါဆိုရင်ဆက်ပြီးတော့ကြည့်အောင်ဒါအမေနာဆမမန်တက်လည်းရရင်နောက်မှပါမှာပဲသူကလည်းသူဂျီဘွန်တော့ချီကတာကိုယ့်ရဲ့အားကိုတုံးပြီးတော့တဲ့နာနီကတခုခုကိုရတယ်လှုပ်ပြီးတော့တဲ့ထဆတခြားလူဒါမသိဘူးဆိုရင်တစ်ချက်သွားကြည့်လိုက်မယ်ထိုရီဝါကေဆိုတာပါတော့ထိုရီဝါကေဆိုတာကတဲ့ထိုခုနီအထူးသဖြင့်အဲ့တော့တခြားသူအထူးသဖြင့်တဲ့မီချီကာနာထဆကိုနဲ့အနီးတစ်ဝိုက်မှာမီချီကာနာရဲ့အဓိပ္ပာယ်သိပါရဲ့နော်ဗာလဲအနီးနာဆွေပြောသားချင်းလို့ဘာလို့ပြောတာပြောချင်တာကကြတော့ရီးသားဖြစ်ရင်လည်းဖြစ်မယ်မိသားစုဖြစ်ရင်လည်းဖြစ်မယ်အိမ်သားလူဖြစ်ရင်လည်းဖြစ်မယ်အဲ့တော့ကိုနဲ့လုံးဝမဆိုင်တဲ့လူကိုပြောတာမဟုတ်ဘူးကွယ်ကိုပတ်ဝန်းကျင်ကလူပေါ့နော်ဆိုတော့ကိုပတ်ဝန်းကျင်ကလူပျော်သွားတယ်ဆိုရင်ကြတော့ဆိုရဲကမတာဦးတဲ့ရှိအဲ့ဒါလည်းကိုတော့ကပြောတာပဲဆိုအီကီမိုနိုဒီမှာ main point ဖြစ်သွားတယ်လားအဲ့လိုတက်ရှိမျိုးပါအဲ့လိုတက်ရှိမျိုးဆိုတာဘယ်လိုဖြစ်တဲ့တက်ရှိထူးဆန်းတဲ့တက်ရှိအဲ့ထူးဆန်းတဲ့တက်ရှိဆိုတာကကြတော့ဘာဖြစ်တဲ့တက်ရှိစားသူပြောအောင်လုပ်ဘယ်လိုပြောရမလဲကိုခွန်အားကိုတုံးပြီးတော့ကြတော့တခြားသူပြောရင်ကိုကလည်းပတ်ဖြစ်လဲပြောတယ်ဆိုအဲ့တော့ကြတော့ကိုခွန်အားကိုတုံးပြီးတော့ပြောချင်တာကကျမတို့ကိုအချိန်တုံးပြီးသိရမလားကိုညီရရင်ရမ်းပြောရလူရှိရလေအဲ့ဒါရမ်းပြောရလူရှိရမဟုတ်ပါဘူးလူတိုင်းနီးပါပဲအဲ့တော့ကျမတို့လည်းဗီဒီယိုတွေပါတယ်တင်နေဆိုတာအဲ့ဒါပါတယ်ပေါ့နော်သူများရဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားပေါ့အဲ့တော့ကိုခွန်အားကိုတုံးပြီးတော့ကြတော့တခြားသူတွေပြောရင်ကိုလည်းပြောတယ်ဟုတ်တယ်မလားဆိုတော့အဲ့ဒါပါမပါကြည့်အောင်ITငါတို့က3ချောင်းလောက်ပဲဖတ်လိုက်တာလीနော်အဖြေကပါခြင်းမလဲပါမှာဆိုတော့နံပါတ်1ဆိုတော့ကိုယ့်ရဲ့ခွန်အားနဲ့တဲ့ကိုယ့်ရဲ့အကျိုးမြတ်အတွက်ဖြစ်တာကတဲ့ဦးရဲရှိတယ်မှတ်လားမှန်ပါတယ်ဒါခီမျောမှမဟုတ်တာနော်အဲ့လိုဆိုရင်ထူးဆန်းတာပဲဟုတ်မလားအဲ့ဒါပုံမှန်လीနော်ကိုလို့လို့ကိုရတာပုံမှန်လीအဲ့တော့ကိုယ့်ရဲ့ရောရိုးခိုပြီးထက်တဲ့တခြားလူရဲ့ရောရိုးခိုပြီးကိုယူစင်ပို့ပြီးတော့ဦးစားပြီးတယ်တဲ့အဲ့နှစ်ခုကိုနှိုင်းရှင်လားဘယ်သူကပို့ပြောတဲ့တယ်အဲ့လိုနှိုင်းရှင်လားမနှိုင်းရှင်ပြနှိုင်းရှင်ထားအောင်နော်ကိုအတွက်ကိုပြောရင်ဒါဖြစ်ကိုဖြစ်တဲ့တယ်သူများအတွက်ပါပြောရင်ဒါထူဆန်းတယ်အဲ့လိုပဲပြောတာဘယ်ဟာကအစဘယ်ဟာကိုပို့ပြီးယူစင်လုပ်တင်ပါတယ်အဲ့လိုတော့မပြောနံပါတ်3ကကြတော့တခြားလူကိုတဲ့ဒီခန်းကြီးတီလိုက်ရင်ဥရှိနာဆောတခြားလူကိုမင်းသားဆန်ရရှိနာဆိုတာကကြတော့ဘာလို့တာလဲဆိုရင်ကြတော့အဖေကတမိသားသူလုံးကျုံးမွေးပြုစုတာလို့လေတခြားလူကိုကျုံးမွေးပြုစုတာကတဲ့ကို့အမျက်ဖြစ်မယ်လို့တွေးနေတာတဲ့မှန်လားမှန်ပါတယ်ဒီလေကျုံးမွေးပြုစုတဲ့အထိတော့မလုပ်ပါဘူးနံပါတ်4ကကြတော့တခြားလူကိုရောရိုခိုပါဆဲတူတခြားလူကိုပြောအောင်လုပ်ပေးခြင်းအပြင်ကိုလည်းပြောတယ်မှန်လားမှန်ပါတယ်အဲ့တော့ရုံးအဖြစ်မယ်နော်ကဲ68ကိုသွားရအောင်68ကဘာပြောလဲဆိုရင်ကြတော့ကျမတို့ဒီနာနီခါကိုမကစားတဲ့တခုခုအနှံ့ချင်းခံရတယ်
အဲ့တော့ကြတော့အနံ့ချင်းခံရတယ်တစ်ဖက်လူကိုပျော်စေတဲ့အခွင့်အရေးတို့တစ်ဖက်လူအဲ့တော့ကိုကတစ်ခုခုသိရမလားအလုံးအနံ့ချင်းခံရတယ်ကိုဒါလို့ပါလို့ပြောချင်းခံရတယ်အဲ့လိုပြောချင်းခံရတော့ကိုကလှုပ်လိုက်တဲ့အချိန်မှာတစ်ဖက်လူကပျော်သွားတဲ့အတွေ့အကြုံအဲ့လိုအတွေ့အကြုံကကြတော့မူကာရှိနောခိုတိုမိုတာချီဝါဒိုနိုယောနာအေကျိုအတိုင်တာအဲ့တော့ကြတော့ကလေးတွေကိုဘလို့အေကျိုအကျိုးသက်ရောက်မှုဖြစ်စေခဲ့လေโอเคဒါလူကြီးတွေမှာမဟုတ်ကလေးလဲလို့ပဲလေနော်အဲ့တော့ကြတော့ကလေးတွေကိုမင်းနာဆန်တောက်တော်မရခိုင်းနေလေနော်ဒါလေးလုပ်ပေးပါလားဆိုသူလုံနိုင်တဲ့အခါကျရင်ကလေးဆိုတာပြောတယ်လေနော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဘယ်လိုမျိုးအာနိသင်ဖြစ်စီလဲဆိုတော့ကျွန်တော်တို့လိုက်ရှာမယ်ဆိုတော့ဒီမှာနှစ်လို့ဒီမှာတတ်ထားတာဖြစ်တဲ့အတွက်နှစ်လို့ပါတဲ့နေရာကိုသွားရှာလိုက်ရင်ရနော်အဲ့တော့ဘာမှရှိလဲဆိုရင်ကြတော့ဒီမှာရှိတယ်ဟောဆိုတော့အဲ့ကနေစဖက်ရအောင်အဲ့တော့တခုခုအနှံခံရပြီးတော့တဲ့ပျော်စေတဲ့အတွေ့အကြုံရှိရဲဆိုရင်တဲ့အဲ့ဒီအတွေ့အကြုံကိုတဲ့အခုရဲ့ကလေးတွေရကြတော့ဒါမဲ့လေဒီမှာအခုရဲ့ကလေးတွေမိခွန်းကကြတော့မူခါရှိနော်ရှင်ရကလေးတော့ကလေးတွေဆိုဒီမှာတော့အဖြစ်ပါအောင်မှာမဟုတ်သေးလားစန့်ကျင်ဘက်ပဲပါလိမ့်မယ်အဲ့တော့ကြတော့အခုရဲ့ကလေးတွေကတဲ့ဒိုရဲကရိုင်းအချီဝတ်တေးတော့တော့အခုကလေးတွေကဘလောက်မြန်အရသာရနေပါလိမ့်ပေါ့နော်အဲ့လိုဘယ်လိုပြောရမလဲပျော်တဲ့အတွေ့အကြုံကလေးရနေပါမလားလက်ရှိကလေးတွေကြတော့အဲ့တော့မာသားတဲ့ရှာကိုင်းစင်တိုင်ကဒါပါရဲ့ခံကြည့်လဲစင်ရဲ့စောနေမှာစစ်ရှိအဲ့တော့ကြတော့လူပောင်လောကတစ်ခုလုံးကဆင်းရဲပြီးတော့ကလေးတွေကတဲ့အဲ့တော့ကြတော့စတိုရီနိုဆေကဆရှာတော့စတေဟာတာရာကနာခေရပါအော်အရင်ခေတုံးကလေအရင်ခေတုံးကလို့ပြောမယ်ဆိုရင်ကြတော့ကျမတို့ရဲ့အဖိုးအဖွားပေါ့ပတ်စံရှိတဲ့မိသားစုဆိုရင်တော့အဘိုးအဘွားလောက်ဖြစ်မှာပေါ့ကျမတို့ကတော့ကျမတို့ရဲ့အဖွားတို့ဘာလို့ဆိုရင်လေ၄တန်းထိပဲကြောင်းတက်ခဲ့ရတယ်တို့ဘာလို့လို့မကြဘူးလားဆိုတော့အဲ့ဒီခေတ်ကိုသူကပြန်ပြောချင်တာဖြစ်မယ်ဆိုတော့ကလေးတွေကကြတော့တဲ့ဘယ်လိုပြောရမလဲသူတို့ကလည်းပတ်စံမရှိဘူးလေနော်မဆူရှိဖြစ်ခဲ့တဲ့ခေတ်ကာလတုန်းကကြတော့ကွာသူတို့ကိုယ်တိုင်ကလည်းအလုံးမလုံးရင်မရဘူးလေနော်အလုံးမလုံးရင်မရဘူးအလုံးမလုံးဘူးဆိုရင်သူတို့ရဲ့အိမ်ကနော်မဝတဲ့ဣကနာကတာဒီနေရာမှာတော့အိမ်ရဲ့အတိတ်ပဲတည်နေရဖြစ်တဲ့တော့တော့မကြည့်တော့နော်ကောင်းမှုလို့အဲ့တော့ကြတော့သူတို့ရဲ့မိသားစုကမလဲပတ်တဲ့ဆိုတဲ့ခေတ်ကာလတုန်းကကြတော့တဲ့ကလေးတွေကတဲ့သူအီယာအိုးတော့မသိတော့ဘူးနော်တက်ကြည့်လိုက်မယ်အီယာအိုးကနံပါတ်ဘယ်လောက်လဲဆိုတော့ငါဆိုတော့ဒီမှာအီယာအိုးနခုဆိုတာဗာဒိတ်ပဲလဲဆိုရင်ခီရာရီတေမိုခီရာရီတေနခုတေမိုဗာဒိတ်ပဲဒီတွေကသူတို့ကြိုက်မကြိုက်ကွာအဲ့လိုမျိုးအတွေ့အကြုံကိုကြတော့သူတို့ကခံစားခဲ့ရရည်လीနော်အဲ့တော့သူတို့ကိုယ်တိုင်အလုံးလုပ်ဖူးတယ်ကွာဒီကအရင်တော့ကလေးကြတော့လေအလုံးလုပ်ဖူးတယ်လုံးမရမယ့်အခြေအနေဖြစ်ခဲ့တာ哦အဲ့တော့ကလေးတွေကတဲ့အလုံးလုပ်တာကြတော့တဲ့ထိုးစင်းတူရီနခါတဲ့ဟောအဲ့တော့ကလေးတွေအလုံးလုပ်တယ်ဆိုတာကဖြစ်ကိုဖြစ်ဘယ်လိုပြောရမလဲထိုးစင်းလေနော်ဒါအသာဒီမိုင်းထူးဆန်းတာမဟုတ်ဘူးဆိုတဲ့အထဲမှာကြတော့တဲ့မိဘတွေကတဲ့ဟိုမက်တေခရေဒူဒါဝါကေဒေမိုယောရိုကိုဘီယိုအမိုတေနီအရာဝတ်တဲ့ခရက်တဲ့ဝါကေတဲ့မိုနကတာနော်ဒါကအဲ့တော့ကလေးတွေအကုန်လုံးအလုပ်တာပုံမှန်ပဲဆိုတော့အလုပ်လုပ်တဲ့ကလေးကိုမိဘတွေကဘာလုပ်လဲချီမော်မေချီကျူတာကခရက်ဒူဝါကေတဲ့မိုနိုင်ဆိုတော့အချီကျူလည်းပဲဆိုချီကျူခဲ့တာမျိုးလည်းမဟုတ်ဘူးကွာနေလုပ်ပေးလို့ငါပျော်လိုက်တာဆိုတာကိုကြတော့အမိုးတဲလीနော်အဲ့တော့ကြတော့သူတို့အမိုးတဲဆိုတာကြတော့ကလေးတွေမြင်တောင်ထုတ်ပြတာမျိုးလည်းမလုပ်ခဲ့ဘူးအဲ့ဒီအဖိုးဖွားတွေခေတ္တကတော့ဟုတ်တယ်မလားအဲ့တော့မလုပ်ခဲ့ဘူးဆိုပေမဲ့လေတဲ့ဆိုတဲ့ဒဲမိုအဲ့ဒါတော့မှပဲကလေးတွေရဲ့စိတ်ထဲမှာကြတော့လေဂျီဘွန်ကကိုကားတဲ့ယာခုတတေးတို့သူဒီကလေးတွေကဘာဖြစ်နေလဲဆိုငါကယာခုတတေးတို့ငါကအကျိုးရှိတာကိုလုပ်နေတာဆိုတော့ခံကကုနော်သူတို့ရဲ့ဘယ်လိုပြောရမလဲခံစားမှုပေါ့ခံစားမှုကခါကုချစ်အဲ့ဒါကြတော့ဘယ်လိုပြောမလဲတိတိကျကျခံစားရတယ်ပေါ့ကွာဒီလားတိတိကျကျခံစားရတာဖြစ်တဲ့အတွက်ဆိုတဲ့ကဆဲကဆရှာတုစတဲ့အဲ့ဒါကကြတော့ဒီကလေးอ่ะနော်တာမန်အသက်ရှင်နေထိုင်တဲ့သူတယောက်အနေနဲ့သူ့ကိုယ်သူဘာဖြစ်လာလဲယုံကြည်မှုတွေဖြစ်ဆိုကြည်ရှင်းဖြစ်လာတယ်ငါရှာစားနိုင်မှာလားငါကမိသားစုကိုရှာကျွေးနိုင်မှာလားဆိုတဲ့သူ့ကိုယ်သူယုံကြည်မှုဖြစ်လာတယ်โอเคကဲအဲ့ဒါဆိုရင်အဲ့ဒါနဲ့ဖြေလို့ရလားတစ်ချက်ပြန်စဉ်းစားကြည့်လိုက်မယ်အဲ့တော့အရင်တုန်းကကလေးတွေဟုတ်ပြီသူတို့ဘာလုပ်ရလဲအလုံးလုပ်ရတယ်အဲ့တော့အလုံးလုပ်ရင်လည်းသူတို့ဘာရလဲနောက်ဆုံးပြောမယ်ဆိုရင်တော့ဘာရလဲလို့ပြောရဲဆိုရင်တော့မိမိကိုယုံကြည်မှုရသွားတယ်နော်နောက်ဆုံးအနည်းချုံလိုက်ရင်တော့အဲ့ဒါဆိုပေမဲ့လည်းနော်ဒီမှာတော့ဘယ်လိုပါမလဲတော့မသိခက်ခဲပါမလားတော့မသိစာကြောင်းနေရတော့ကြည့်လိုက်မယ်ဆိုတော့
တော့ဆိုနေအဲ့တော့ဒီမှာကြတော့နံပါတ်1ကကြတော့自分が役に立っていると実感的ဒါခုနကတော့ပါတယ်ကိုကအကျိုးရှိတာလုပ်နေပါလားဆိုတော့လက်တွေ့ခံစားရတော့自信を持ってるようになったကိုယုံကြည်မှုရှိလာတယ်မလား မှန်ပါ မှန်တယ်အဲ့တော့နံပါတ်2ကကြတော့ကိုအလုပ်လုပ်တာကထိုးစံဒါဖြစ်ကိုဖြစ်တဲ့နာလို့တွေးတယ်တဲ့မှန်လား မှားပါတယ် မှားတယ်နော်မဟုတ်ဖြစ်ကိုဖြစ်တဲ့လို့တွေးကောင်းလဲတွေးနိုင်တယ်ဒါပေမဲ့ကလေးတွေကိုဘလို့တက်ရောက်မှုဖြစ်စေခဲ့လဲဆိုတဲ့ဟာလို့ပြောရင်ကြတော့တက်ရောက်မှုကြတော့ဘလို့တက်ရောက်မှုလဲဆိုရင်ယုံကြည်မှုရှိတယ်ဆိုတဲ့တက်ရောက်မှုကိုဖြစ်စေတာလေနော်ဒါလုတ်ကိုလုတ်တင်တယ်ဆိုတဲ့တက်ရောက်မှုမှမဟုတ်တာလုတ်ကိုလုတ်တင်တယ်ဆိုတာအတွေးတက်ရောက်မှုမဟုတ်နံပါတ်3ကကြတော့ဘဝဆဲကဆွမာတဲ့ယခုနိသဆွနိုးရခုစွမ်းနိုးရခုလေနော်အရေးချင်းတွေတိုးတက်လာတယ်မှန်လား မှာပါနေ အေးငါတို့ဖတ်တဲ့အထိတော့မပြောခဲ့ဘူးနော်အရေးချင်းကြောင်းကတော့မပါဘူးပတ်ဝန်းကျင်ကနေပြီးတော့တဲ့မမိုရာတဲ့နောက်ခုတင်မို့ဤပတ်ဝန်းကျင်ကငါ့ကိုမကာကွယ်ပြီးလဲငါရတယ်တဲ့အဲ့လိုမျိုးတွေးတယ်တဲ့အဲ့ဒါမပါဘူးနော်ဆိုတော့အဖြစ်မှန်ဆုံးကအချိပဲအဲ့တော့လေဒီပြောလာတာကိုပြန်ပြီးတော့အနှစ်ချုံအောင်စာရေးသူအနေနဲ့ကလေသူ့ရဲ့သဘောကိုမင်းသားဆန်ဝင်စဉ်းစားကြည့်လိုက် ကလေးတွေအလုပ်လုပ်တာကိုကောင်းတယ်လို့တွေးရထင်လားမကောင်းလို့တွေးရထင်လား ကောင်းတယ်လို့ ကောင်းတယ် ဟုတ်ကောင်းတယ်လို့တွေးတဲ့ဘက်မှာပါတယ်လို့ပြောလို့ရရင်နော်ပြောချင်တာကကြတော့လေအဲ့တော့ဒီခေတ်ကလေးတွေကတွေးကြုံဘူးပါမလားအရင်ခေတ်တုန်းကဆိုရင်အဲ့လိုမျိုးတွေပြောရလေအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုအဲ့တော့ကြတော့ကောင်းတယ်လို့ပြောလို့ကောင်းတယ်ပေါ့နော်သူကကြတော့ကလေးတွေအလုပ်လုပ်တင်တယ်အဲ့ထဲမှာတော့နည်းနည်းပါမယ်ထင်တယ်မှနောက်ဆုံးအနည်းချုပ်မဖတ်ရသေးတော့မပြောတတ်ပါမယ်63ကစာရေးသူကတဲ့အိုတိုနာတချီနီအီတိုက်ကိုတော့နာနီစာရေးသူကလူကြီးတွေကိုဘာပြောချင်တာတော့နဲ့ကဲဘာပြောချင်တာတော့နောက်ဆုံးနှစ်ချုပ်ကိုတော့မယ်လူကြီးတွေကိုဘာပြောချင်တာတော့နောက်ဆုံးတော့မယ်ဒီနာဆိုတော့ခိုးတော့မမိုးတယ်ကလေးတွေကိုကာကွယ်ထိန်းသိမ်းဆောက်ရှောက်ရမယ်အဲ့တော့အရင်ခေတ်တုန်းကလို့အလုတ်ကျန်းလုတ်ခိုင်းတာတော့ဘာလို့မလုတ်တော့ဘူးကလေးကိုကာကွယ်ထိန်းသိမ်းဆောက်ရှောက်မယ်အဲ့ဒါကတဲ့ထိုးစဲအဲ့ဒါကအသာဒီမိုင်းဖြစ်ကိုဖြစ်တဲ့ဟာတော့ဟုတ်တယ်ဒါပေမဲ့main point နေရာအမြဲတမ်းဒါပေမဲ့ဒီရဲ့နောက်မှာရှိရနော်အဲ့တော့ဒါပေမဲ့လူကြီးတွေဒါကပါလေဆိုလူကြီးတွေကပြောချင်တာကောင်းတဲ့စိတ် ကောင်းတဲ့စိတ် နဲ့ကလေးတွေကိုဟီတာစရာမမို့လို့ဟီတာစရာရဲ့အိပဲဒီလား မသိပါဘူး ဟီတာစရာဆိုတာဒါတခုတည်းကိုလုံနေတာအဲ့တော့ပြောချင်တာမမိုးတို့တခုတည်းကိုပဲလုံနေတာမမိုးတို့တခုတည်းကိုပဲလုံနေတဲ့အခါကျတော့ဆိုရဲကအဲ့ဒါကခိုင်းတဲ့တော့ပို့ပြီးတော့တာ ပုံပြီးတော့ အဲ့တော့ပြောချင်တာကလူကြီးတွေကကောင်းတဲ့စိတ်နဲ့လုပ်တယ်ဆိုရင်ခိုင်းတဲ့ကစက်ကျင်မဲ့အဓိပ္ပာယ်ဆောင်တာဆိုတော့အဲ့ဒီကောင်းတဲ့စိတ်နဲ့လုပ်တဲ့ဟာဘာအဓိပ္ပာယ်ဖြစ်သွားမလဲဆိုတဲ့သဘောနော်စာကြောင်းရဲ့အသွားလာကိုကြည့်ရင်လေအဲ့တော့လူကြီးတွေကကလေးတွေကိုဘာမှမလုပ်ခိုင်းမမိုးတို့လုပ်မယ်ပဲလုပ်နေတယ်ဆိုရင်တဲ့အဲ့ဒါကတဲ့ပို့ပြီးတော့တောင်းတဲ့ကလေးတွေစီကနေပြီးတော့တဲ့အိုင်တနီယခုနီတချီကလေးတွေကလေထိတ်ဆုံးမှပြောခဲ့တယ်လေလူလေးဟုတ်တယ်မလားလူဖြစ်တဲ့အတွက်ဘာဖြစ်ချင်တယ်ဆိုတဲ့စိတ်ရှိလေတောင်းယူတယ်မဆိုင်တော့ဒီမှာကျတော့ဗာလဲစင်သူများပြောရင်သူတို့လည်းပြောတယ်လို့ပြောထားတယ်မလားလူဆိုတဲ့အမျိုးကလေအဲ့တော့သူများအတွက်အကျိုးရှိအောင်လုပ်ရင်လူဆိုတာကိုလည်းပြောတယ်လေနော်အဲ့တော့ကျတော့တစ်ဖက်လူအတွက်အကျိုးရှိတာကိုအကျိုးရှိအောင်လုပ်မယ်တစ်ဖက်လူကိုပြောအောင်လုပ်မယ်ဆိုရင်ပြောတယ်ဆိုတဲ့လူသားရဲ့တဘာဝကိုဥပါဘာလုပ်လိုက်တာလဲ လူယူလိုက် လူယူလိုက်တာ လူယူလိုက်တာအဲ့တော့မိဘတွေကကလေးတွေကိုမမိုးတုလုပ်တယ်ဆိုတာဘာမလုပ်ခိုင်းတာလဲဆိုအလုံးမလုပ်ခိုင်းတာလေနော်အဲ့တော့အလုတ်လို့ပြောကြတယ်ကအလုတ်ကျန်းနေပဲလုပ်ခိုင်းရမယ်လို့ပြောတာမဟုတ်ဘူးလေနော်ဘာတခုမှမလုပ်ခိုင်းမဲနဲ့ကလေးကိုလှလှလေးပဲထားမယ်ဆိုရင်ကြတော့ကလေးတွေကကောင်းတာလားမကောင်းတာလားကောင်းတာလေကလေးတွေရဲ့ဘယ်စိတ်ကိုလေးယူလိုက်တာလဲ ယုံကြည်မှု ယုံကြည်မှုလို့လည်းပြောလို့ရတယ်လို့ဒီမှာပြောတာကိုတိုက်ရိုက်ပြောမယ်ဆိုရင်ကြတော့ တာဝန် ယာကုတာချီ ယာကုတာချီနော်ယာကုနီတာချီဆိုရဲတစ်ဖက်လူတွေသူကအကျိုးရှိတဲ့လူဖြစ်ချင်တာအကျိုးရှိတဲ့သူဖြစ်ချင်တယ်ပြီးတော့ရင်ကြတော့တစ်ဖက်လူကိုပြောအောင်လုပ်ပေးတဲ့လူဖြစ်ချင်တယ်နော်အဲ့လိုဆိုတဲ့စိတ်ကိုလူယူလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်โอเคအဲ့တော့မိဘတွေကကလေးတွေကိုမိဘတွေကိုဘာပြောချင်လဲလို့ပြောရင်ဘာပြောချင်လဲအလုံးလုံးခိုင်းလို့လည်းမပြောအဲ့ဒီလည်းသွားတည်ရမလို့အဲ့တော့ကြတော့မမိုးတို့လောက်ရင်ကလေးအတွက်ကမကောင်းနော်မမိုးတို့လုံလို့ရင်ကလေးအတွက်ကမကောင်းဘူးဘာမကောင်းလဲဆိုရင်ကြတော့ကလေးရဲ့နော်ယာခုနီတာချီတိုင်တစ်ဖက်လူကိုပြောစေခြင်းနဲ့ဆိုတဲ့စိတ်ကိုလူယူလိုက်တယ်လို့ဖြစ်လိမ့်မယ်ဓာတ်ရိုက်ကိုလေအရင်ဆုံးဓာတ်ရိုက်ပဲခြိုင်ကိုကကို့အတွင်းနဲ့ကိုချော်ပြီးတော့အရန်သွားလိုက်ပြီဆိုရင်ကြတော့လေဒီထဲမှာကျိတ်တွေပေါင်းမှားလိမ့်မယ်အဲ့တော့အချက်လက်တိုင်းပဲရေးပြီးတော့မှဒီထဲကနဲ့အနီးဆက်ဆုံးသွားပြီးတော့ညှိနော်ကိုကဒီမှာသွားပြီးတော့ဒါအောင်မဖတ်ခင်ကလေးကကိုကချော်ပြီးတော့ကိုတွေးကျင်တယ်လို့တွေးချလိုက်ပြီဆိုရင်ကြတော့ဒါဖတ်လိုက်ရင်ပို့ပြီးမှားသွားလိမ့်မယ်အဲ့ဒါကတော့ပြောရဲတယ်ဆိုတော့နံပါတ်1အဲ့တော့ကြတော့ကလေးတွေကတဲ့
ခိုသုံးမကြည့်ရှင်နီကလေးကသူ့ဟာနဲ့သူတဲ့ဒိုးစတာဘလို့လို့ရင်တခြားလူတွေအတွက်အကျိုးရှိမလဲဆိုတာဟိုတဲ့စဉ်းစားခိုင်းစေတင်တယ်ကလေးတွေကိုဘလို့လို့ရင်သူများအတွက်အကျိုးရှိအောင်လုပ်ရမလဲအဲ့ဒါကိုနင်စဉ်းစားစမ်းမှန်လားမလား မှားပါရဲ့ ဆိုနေအဲ့လိုတော့မပြောဘူးဘယ်လိုပြောရမလဲကလေးတွေကိုထိုင်စဉ်းစားခိုင်းမယ်လို့ပြောတာမဟုတ်ဘဲနဲ့မိဘတွေကကလေးတွေရဲ့ဒီအခွင့်အရေးကိုမလူယူပါနဲ့လို့မိဘကိုပြောချင်တာနော်မိဘကိုခိုင်းနေရမဟုတ်ဘူးနံပါတ်1ကကလေးတွေကတဲ့ရှိတော့တော့တခြားလူတွေအတွက်တော့ယခုနိထတဲ့သူအကျိုးရှိနိုင်နေဆိုတဲ့အခွင့်အရေးတွေကိုမိဘတွေကနခုဆာနိုင်ဟိုကကြီးမဖြောက်ပလိုက်တာကောင်းတယ်မှန်လားမှားတွေ့လားနည်းနည်းလွှဲလိုက်တာတွေ့လားဟိုမှာကဥပဒီမှာကနခုစုနော်အဲ့တော့ကြတော့ဟိုမှာဥပဟုလုပ်လိုက်တာနင်တို့ဒါဥပဟုလုပ်တာပဲလို့ပြောတယ်ဒီမှာကြတော့နင်တို့ဥပဟုမလုပ်နဲ့နခုဆာနိုင်နော်မဖြောက်ပြစ်နဲ့အဲ့လိုမျိုးပြောတာဆိုတူတူပဲသိပဲနံပါတ်3ကကလေးတွေကတဲ့မမိုရာတဲ့သူစွန်ဆိုင်တိုယူခံငါရောအာရမတွေကလေးတွေကမမိုရာတဲ့သူဖြစ်တင်တယ်လို့တွေးတာဟိုကမှားအောင်မှားတယ်တဲ့အဲ့လိုမပြောသေးလားဘာဖြစ်လို့လဲဆိုတော့ဒီနေရာကိုပြင်ကြည့်ကလေးတွေမမိုးတို့လုပ်တင်တယ်ဆိုတာထိုးစင်ပါလေ တဘာဝပဲ ဆိုဒါတဘာဝဖြစ်တင်တယ်လို့ပြောတယ်နော်အဲ့ဒါကဒီမှာလေအာရမတိအဲ့ဒါကြီးကမှားအောင်မှားတယ်လို့ပြောရင်အဲ့လိုမပြောသေးလားအဲ့တော့ကို့အတွင်းနဲ့ကိုမချော်နဲ့ဆိုတာအဲ့ဒါကိုပြောတာကိုကတေချာဒီအဖြစ်မှန်ကိုအမှန်တိုင်းမရေးပဲနဲ့ခုနကပြောတာကိုကိုကပြောင်းပြန်တွေးလိုက်ဟမ်ကလေးတွေကိုမမိုးတို့လုပ်တာမကောင်းဘူးအဲ့ဒါကြောင့်မလို့မမိုးတို့မလုပ်တင်ဘူးအဲ့လိုတော့တွေးလိုက်ရင်နံပါတ်3ကအမှန်လို့တွေးမိသွားလိမ့်မယ်နံပါတ်3မမှန်မအောင်နော်နောက်တစ်ခုနံပါတ်4ကကြတော့ကျမတို့အိုရကြည့်ရှင်းကတဲ့ရှိတော့ရခုနီထတဲ့ရုစကားတာကို子供に見せるべきမိဘကိုယ်တိုင်ကငါဒီလိုလူတွေအတွက်အကျိုးရှိအောင်လုပ်နေတာဆိုတော့ကလေးတွေကိုပြတယ်တယ်မှန်လားမှန်ကောင်းလဲမှန်နိုင်တယ်မိဘကိုယ်တိုင်ဒီလိုလုပ်ပြတာမှန်ကောင်းမှန်နိုင်တယ်လူပောင်လောကမှာဆိုရင်ဒါပေမဲ့စာပိုက်ထဲမှာမပါဘူးအဲ့တော့အဖြစ်မှန်နီးပဲโอเคကဲအဲ့နောက်ဆုံးတော့ဆောကဲအဲ့တော့နောက်ဆုံးပုတ်က information ပုတ်စာဘာလို့ရတဲ့ပုတ်စာအဖြေတိုင်းရတဲ့ပုတ်စာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေဒီဘာမှရှိလဲဆိုရင်မေကွန်းမှရှိရယ်နော်ခုနကလိုမျိုးအဖြေကစာပိုက်ထဲမှာရှိရဲဆိုပြီးစာပိုက်ကိုမင်းနာဆန်ဒီတပုတ်လုံးဖတ်လဲဘာမှနောက်ဆုံးကြရင်အချိန်လည်းမရအချိန်လည်းမမီတယ်လို့အကျိုးလည်းမရှိပါဘူးစာပိုက်မှာအဖြေမရှိပါဘူးမေကွန်းမှာအဖြေရှိပါတယ်အဲ့တော့နံပါတ်1ကကြတော့ဗာလဲဆိုရင်ဒိုင်ဂက်ဆေတစ်ချက်မြောက်ဒိုင်ဂက်ဆေဖြစ်တဲ့ဒင်းဆန်ကနီရှုကန်ကောနော်နီချီယောဘီနီအဲ့တော့ကြတော့နီရှုကန်ကောနော်နီချီယောဘီနီဆိုတော့ကြတော့နောက်နှစ်ပတ်ရဲ့တနင်္ဂနွေမှာဒီဆိုင်မှာကီမိုနိုရန်တာရူလုပ်ချင်တယ်โอเคအဲ့တော့ကြတော့အလုတ်ကင်ပြောတယ်ရက်ပြောတယ်နော်အဲ့တော့ तू ကဘာလုပ်ချင်နေလဲလို့ပြောရင်ကြတော့ကီမိုနိုငှားချင်တယ်အဲ့တော့ကီမိုနိုကထိုးကြည့်စို့အဲ့ဒီနေ့အတွင်းမှာဒါဘာလုပ်မှာတော့ပြန်ပေးမှာဆိုအဲ့ဒီနေ့အတွင်းမှာပြန်ပေးမယ်3ချက်ရှိပြီအဲ့တော့ဒီနေ့ရော်ရခုလုပ်တဲ့အချိန်ကျရင်ဘယ်လောက်ပေးရမလဲโอเคအဲ့တော့ငါတို့တစ်ခုစဉ်းစားမှုကចောင်းသားဆိုတဲ့အချက်ကိုစဉ်းစားမှရမယ်နောက်တစ်ချက်ကကြတော့သူဒီနောက်နှစ်ပတ်ကြာရင်ငါမယ်နော်နံပါတ်3အဲ့ဒီနေ့မှာရင်ပြန်ပေးမယ်အဲ့တော့မေးတာပတ်စံဒီမှာပတ်စံအဲ့တော့ပတ်စံကိုမှဖြတ်ကနေကြည့်လိုက်3500ပေးရမှာကျင်းတည်တယ်အဲ့တော့3500ဆိုတဲ့နေရာကိုရှာရမယ်ဆိုတာမှတ်ထားအဲ့တော့ဒီနေရာကျင်းတည်ပေါ့3500ပေးရမှာတော့ဟုတ်တယ်ဆိုပေမဲ့အဲ့ထဲကထပ်ပြီးတော့သူနှုတ်အောင်ပါဒီလား200 300နဲ့300တက်တော့တစ်ချက်စဉ်းစားကြည့်ចောင်းသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်းနေပါဘာတော့ရှိနိုင်လဲ YPK ဆို discount တော့ရှိနိုင်တယ်နော်ဂျပန်ကအမြဲတမ်းအဲ့လိုရှိရလေနော်ចောင်းသားနဲ့အလုပ်လုပ်တဲ့လူနဲ့ဒူမမတူတာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အဲ့တော့သွားကြည့်အောင်3500တော့ဟုတ်ပြီအဲ့တော့200 300ဘယ်နေရာမှာရှိလဲဒီမှာရှိရတွေ့လား200နဲ့300โอเคဘလို့ဆိုရင်200ဘလို့ဆိုရင်300ရမှာလဲနံပါတ်1ကကြတော့ Soki Yoyaku Waribiki အိုးကိုမြန်ဘုကင်လုပ်ရင်ရမယ်တဲ့ကဲမြန်ဘုကင်ဆိုတာဘယ်ကနေစလုပ်အောင်မလဲတပတ်မတိုင်ခင်အခုတယောက်ကနှစ်ပတ်မတိုင်ခင်ဆိုတော့ तू ရနိုင်လားမရနိုင်လားမရနိုင်ပါဘူး ဟမ်ဘာလို့မရနိုင်တာလဲရနိုင်တပတ်မတိုင်ခင်လုပ်ရင်တော့ရနေတဲ့ဟာကို तू နှစ်ပတ်မတိုင်ခင်ကလေးကလုပ်မှာမလားကျိတ်တွေပေါရနိုင်တာပေါ့300ရမှာလေပြီးတော့ရင်ဂက်ဆဲဝါရီဘီခီလည်းရှိသေးတယ်ဟောចောင်းသားဆိုရင်ကြတော့ဘယ်လောက်နှုတ်မှာလဲ200အဲ့တော့ तू က300လဲရမယ်200လဲရမယ်ဒါပေမဲ့အများကြီးရှိရလေဂျပန်ရဲ့ discount ကဘယ်လိုလဲတစ်ခုပဲရတာဟုတ်တစ်ခုပဲရတယ်ဆိုတာအပြည့်တန်းရှိတယ်အဲ့တော့အမှတွေ့လားပြန်လာမှာပဲတွေ့လား तू ကခုမဲကြီးရှိနေပြန်လာတယ်အဲ့တော့ကြတော့ဒီ Soki Yoyaku Waribiki ဒီ booking ရဲ့ discount ကိုသုံးတဲ့အချိန်ကျရင်ចောင်းသား discount ကိုသုံးလို့မရဘူးတဲ့အဲ့တော့ဘယ်ဟာကိုပဲသုံးမလဲပဲသုံးပါပေါ့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဒီကျမတို့ဘယ်ဟာဖြစ်မှန်းလဲစမ်ဘန်အဲ့ဒါပဲ information box အဲ့လိုတကယ်တော့ဘာမှမရှိအဲ့တော့ကြတော့နောက်တစ်ခုလဲလို့ပဲငါတို့သွားပြီးတော့အဖြေထုံးမယ်ဆိုတော့အဖြေထုံးမယ်ဆိုရင်တော့ဒိုဇာဆန်ကြတော့တဲ့ဒီနေ့တဲ့
तू ကကြတော့ဒီဆိုင်မဆိုင်နာမည်ပေးထားတယ် okay တစ်ချက်ကီမိုနိုငှားခဲ့တယ် तू ကငှားပြီးသွားရင်ဒီနေ့အတွင်းမှာပြန်ပေးမယ်အဲ့တော့နှစ်ချက်မြောက်ကကြတော့ဒီနေ့အတွင်းမှာပြန်ပေးမယ်နော်ဒီနေ့ငှားဒီနေ့ပေးမယ်အဲ့တော့ဆိုင်ကိုထွက်ပြီးတဲ့နောက်မှာအဲ့တော့ तू ကအစတုန်းကကြတော့ဝစ်တုန်းကကြတော့ဘယ်လိုပြောခဲ့လဲဒီနေ့ပြန်ပေးပါမယ်လို့ပြောပြီးတော့ဆိုင်ကနေလဲထွက်လာ哦ဘာဖြစ်သွားပြီလဲပြန်ပေးမယ်ဆိုပြီးတော့ तू ကပြောင်းလိုက်တယ်အဲ့တော့အခုက2နာရီနေ့လယ်2နာရီဖြစ်နေပြီနော်အဲ့တော့မနက်ဖြန်ရဲ့မနက်အတွင်းမှာပြန်ပေးတဲ့အချိန်ကျရင် तू ကဘယ်လိုလုပ်ရမလဲဒီတစ်ခေါက်ကပတ်စံအောင်မေးတာမဟုတ်ဘူးဘယ်လိုလုပ်တင်လဲโอเคတခါလေးကျရင်ရှိရလीနော်လေနေနဲ့မှပြန်မပေးချင်တော့ဘူးခါပြန်မသွားချင်တော့ဘူးခါနောက်နေ့ကျမှပဲပြန်သွားရမယ်ကျမဆိုရင်တော့မသွားအောင်နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီယာကြီးနဲ့တနေ့ကုန်သွားမှာရှုပ်လိုက်တာအဲ့တော့ကျတော့ဒီမှာ1 2 3လေးကိုကြည့်မယ်အဲ့တော့ကျမတို့ကပြောပြီးသားလीနော်မေးခွန်းမှာအဖြေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ information box စာလीမေးခွန်းလေးပဲဖတ်ပြီးတော့စာပိုက်ထဲမှာသွားရှာရင်ဘယ်နေရာရှာရမှမသိဘူးဖြစ်တယ်အဲ့တော့အဲ့ဒါဒီမိုင်မဲတဲ့လို့ရပါအဲ့တော့မေးခွန်းလေးပဲဖတ်ပြီးသွားမရှာပါနဲ့ဒီလေးကြောင့်မှအဖြေရှိတယ်18နာရီ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 ကိုအဲ့ဒါကိုရင်ရှာမယ်အဲ့တော့ဘယ်နေရာမှာရှိလဲဆိုရင်ကြတော့အဲ့စကလုံးကဘယ်နေရာမှာရှိလဲဒီမှာ18နာရီ18နာရီကိုတွေ့ပြီတွေ့လားအဲ့တော့အဲ့ဒါဆိုတော့အဲ့ဒီမှာတစ်ချက်ကြည့်လိုက်ဆိုင်နာမည်ကမိုဒီရဲ့ရှီမရဲ့နော်မိုဒီရှီမမိုဒီရဲ့ရှီမရဲ့ဆိုရင်ဘယ်နှစ်နာရီထိအဲ့ဆိုရင်ကြတော့ငါတို့တစ်ခုဖြုတ်လို့ရသွားပြီလေးကိုဖြုတ်လို့ရသွားပြီ18နာရီထိကိုဖုံးဆက်မယ်နော်ဒီတိတစ်ဖြတ်ကအကုန်မှန်တယ်ပြန်ပေးတဲ့အချိန်မှာ1200 1500 1500နဲ့1000အဲ့ဒါကိုသွားကြည့်မယ်ဒီတစ်ခေါက်ကပတ်စံပမာရှိလေလို့ကြည့်တော့ကြတော့ဒီမှာပြီးတော့ရင်ဒီမှာကဲအဲ့တော့ကြတော့အရင်ဆုံး1200ကိုပြောမယ်နော်အဲ့တော့ကြတော့ယောယာကုကြည့်တော့တဲ့မိုစကိုမီတဲ့ယောယာကုလောက်တဲ့အချိန်ကကြတော့တဲ့1200ကတဲ့နောက်နေ့ရဲ့တဲ့ပြန်ပေးရမယ်ပတ်စံဖြစ်ပြီးတော့ကြတော့တဲ့တို့ပြန်ပေးတဲ့အချိန်ကကြတော့နောက်နေ့မနက်ထိဒါပေမဲ့ဒီကလေဘယ်အချိန်မှာဖြစ်ရင်လဲနောက်နေ့ပြန်ပေးတာတော့ဟုတ်တယ်လေဒါပေမဲ့မိုစကိုမီလောက်တဲ့အချိန်လေးတိလာပြောချင်တာယောယာကုလောက်တဲ့အချိန်ကလေးကိုကကျမကနောက်နေ့မှပြန်ပေးပါမယ်လို့ပြောရင်တော့ဘယ်လောက်လဲ200ဒါပေမဲ့ဒီသူတို့ကအဲ့လိုလားဒိုးစားအဲ့လိုမဟုတ်ဘူးလေဒိုးစားပါလေဆိုရင်ကြတော့ဒီမှာလေလေကာကေတာအတော့နော်ထွက်ပြီးတော့မှဟင်ကိုပြောင်းနေဆိုရင်ဘယ်လောက်ဖြစ်သွားမှာတော့1500ဖြစ်မယ်အဲ့တော့ကြတော့ဒါ1500ဖြစ်ဖို့တော့များတယ်ဆိုပေမဲ့ဟိုမှာနောက်1000ဆိုတာရှိသေးတယ်အဲ့ဒါကိုလည်းသွားဖတ်လိုက်အောင်မယ်အဲ့တော့ကြတော့ပြန်ပေးမှာကြတော့တဲ့နောက်နေ့ရဲတဲ့ဒါပါလဲသိလားတော့မွန်းတဲ့ဆိုတော့ကြတော့ကျမတို့12နာရီပြောချင်တာဂိုးဖြစ်သွားမယ်ဒီလားဂိုးဖြစ်သွားရင်နဲ့ဆွီကနော်ဆွီကဆိုတာကြတော့ကျမတို့ plus လေးနော်ထပ်ပေါင်းပေးရမှာ1000နဲ့အဲ့တော့ပြန်စဉ်းစားကြည့်ဒိုးစားပဲချိန်ပြန်ပေးမှာလက်ဆိုတော့အဲ့1000က तू ပေးရမှာလားဟုတ်ဆို1000က तू မပေးရဘူးအဲ့ဒါဆိုရင် तू ကဘယ်လောက်ပေးရမှာလဲ1500ပဲပေးရမှာအဲ့ဒါဆိုရင်1200 1500နဲ့1000ဆိုရင်အပြည့်မှန်နိဗ္ဗာန်1500နော်အဲ့ဒါပဲနောက်ဆုံးတော့လဲဒါပဲဆိုတော့ပြီးပါပြီဆိုတော့ကြတော့ညကျွန်မပြန်တော်လာအောင်မယ်ကျွန်မလည်းမတော်ဘဲနဲ့မနေနိုင်ဆိုတော့ကြတော့ကျမတို့ဆုံးမောကနာလေးတကယ်တမ်းတော့အချိန်ဦးတွက်တာဆိုတော့အခု10မိနစ်လောက်လို့သေးတာရဲ့စတော့ကကြတော့နောက်ကျထားတာရဲ့စုစုပေါင်းနာရီဝက်လောက်ထားတယ်ဆိုရင်ကြတော့ငါတို့ဒါတနာရီခွဲနော်တနာရီခွဲကဒါကုန်ပြီးတယ်ဆိုရင်ကြတော့ကျမတို့မိနစ်90ဆိုတော့ကြတော့မိနစ်90နဲ့ဒါကြတော့ကျမတို့စုစုပေါင်းကကြတော့အပုတ်ဘယ်လောက်ရှိရလို့ကျမပြောခဲ့တာ20ဆိုဒါကျမတို့အမေးဖြေလုပ်တယ်ပြီးတော့ရင်ကျမအခုရှင်းတာနဲ့မင်းနာဆန်စာမေးပွဲကိုကနဲ့ကိုဖြေရနေကပါကွာလဲဆိုမင်းနာဆန်ကိုဖြေရင်ကမှန်တဲ့အဖြေတစ်ခုတွေ့ရင်ရက်တန်းရက်လိုက်လို့ရတယ်လေကျမရှင်းပြရတဲ့လူဖြစ်တဲ့အတွက်ရက်တန်းရက်လို့မရဘူး၄ခုလုံးမအကုန်ရှင်းရတယ်လေနော်အဲ့ဒါရဲ့ကွာခြားချက်ရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမကတော့တပုတ်ကိုဒါ4မိနစ်ကျော်ပေါ့နော်4မိနစ်ကျော်လောက်ကုန်တယ်4.5လောက်ကုန်လိမ့်မယ်4မိနစ်ခွဲလောက်ကုန်လိမ့်မယ်အဲ့တော့မင်းနာဆန်တကယ်နဲ့ကိုဖြေတဲ့အချိန်ညရင်တော့အတက်နိုင်ဆုံး3မိနစ်ဒါမှမဟုတ်ရင်3မိနစ်ထက်တော့နင်းမရမယ်ဘာလို့ဆိုတော့ပြန်စစ်ဖို့အချိန်မရှိဘူး3မိနစ်နဲ့မင်းနာဆန်ကွက်တိဖြေချလိုက်ဆိုတော့ကြတော့2မိနစ်ခွဲအဲ့ဒါတော့အကောင်းဆုံးပဲဆိုတော့လေ့ကျင့်မှာအဲ့တော့